ကျွန်တော်ကအချက်နည်းနည်းပူတော့မိုင်းနဲ့နည်းနည်းလေးမျက်နှာကွယ်နေလားမသိဘူးကျွန်တော်တကယ်ချင်း OBG ကတော့ရက်ရှည်တာရှေ့ကနေပြောသားလိုက်တာကျွန်တော်ထိုင်နားထောင်နေတာပေါ့စအဆုံးပေါ့ကနောင်မျိုးကမြို့သူမျိုးသားတွေတော့မသိဘူးကျွန်တော်တို့တော်တော်စိတ်ပြတ်သွားတယ်စိတ်ညစ်သွားတာသူပေးတဲ့ကောင်းတွေကဗမာတွေကြော်ကြပါစေတဲ့တခုမှပြောရမှာမပါဘူးစိတ်ညစ်စရာတွေနော်စိတ်ညစ်စရာတွေပြီးလျှောက်ပြောသွားကျွန်တော်နားထောင်ဟောငါတကယ်ချင်းနော်အခုရပါရဲ့အခမ်းအနားမှုကလည်းကျွန်တော်လောကရဲ့စီမောမတက်တာတွေပြောပါပဲဘာညာဆိုတော့ကျွန်တော်လည်းခေါင်းစဉ်ပြထားတော့ကြိုက်ရဲစရာမောစရာဆိုတော့ကျွန်တော်တို့မနေ့ကရန်ကုန်ကထွက်လာကြတာပေါ့နော်ထွက်လာတဲ့ခါကျတော့ဒီမနေ့ကရောက်တာပေါ့ကျွန်တော်ဒီကနောင်မျိုးလေးကိုကျွန်တော်ဖြတ်သွားဖြတ်လာပေါ့ဗျာဟိုအဝေးကဖြတ်သွားဖြတ်လာရင်နာမည်ကြားဘူးတယ်တွေ့လဲတွေ့နေတယ်ပေါ့ကနောင်မျိုးဆိုတော့ကနောင်မင်းသားကြီးဆွဲနေဟိုမှာချိတ်ထားတဲ့ပုံလေးနဲ့ကျွန်တော်ဆွဲလန်းတာပေါ့10လမ်းမှလည်းသူ့ကြောင်းပါနေတာပေါ့ဆိုတော့တခါမှဒီမျိုးလေးမဝင်ဘူးဒီပတ်ဝန်းကျင်ကတော့ကျွန်တော်မကြခဏဆိုသလိုရုပ်နော်လာဟောဘူးပါလေမြန်အောင်မြို့မှာ2နှစ်လောက်လာဟောဘူးတယ်ကျွန်တော်တို့ညီကိုတော့ကိုချစ်ဦးညိုတို့ဘသူပါသေးလဲကိုနွန်ကြတိုင်းတို့ပေါ့နော်ကိုဖေမြင့်တို့နဲ့ကြံခဲ့တဲ့3နှစ်လောက်ကထင်တယ်ကြံခဲ့တဲ့1နှစ်လောက်ကလည်းလာဟောတယ်ကိုဆောင်းဝင်းလက်ကကျွန်တော်ရလားပါလားမသိဘူးနှစ်ခါပေါ့တော့ကြံခဲ့တဲ့အပတ်လောက်ကတော့ကြံခင်းမှာတခါလာဟောတော့စာရေးဆရာမတန်းမြင့်အောင်ရဲ့မန္တလူအင်းဝါရဲ့ကျွန်တော်ရဲ့3ယောက်မောင်နှမ3ယောက်ဟောတခါဖက်ရဲပေါ့ဗျာရခိုင်ရိုးမတောင်ချီကရွာလေးပေါ့သူလည်း2ခေါက်လာဟောတာပေါ့အခုတော့စိုက်မြဲဆိုသလိုကျွန်တော်တို့ကနောင်ရောက်ရှိလာတယ်ပေါ့ဝမ်းသာပါတယ်ကျွန်တော်လာကြိုဆိုကြတဲ့လူတွေရောအားလုံးတပည့်ဟောင်းတွေကလာမိတ်ဆက်ကြတယ်ဆရာရဲ့သမီးကတော့ဟင်္ဒနာတက္ကသိုလ်ကဘွဲရတာပါလို့သားတော့ဘာညာပေါ့ဗျာကျွန်တော်တချို့မျက်နှာတွေအားလုံးမှတ်မိနေတယ်နာမည်လားမသိတာပေါ့ကျွန်တော်ရှင်းတတ်ပါတယ်ကနောင်ဆိုလေးကယင်းထဲမှာနည်းနည်းထုတ်ရှားတယ်ပေါ့ကနောင်မင်းသားကြီးတတိရတာကိုကျွန်တော်ကနောင်မင်းသားကြီးကိုတိတ်ကြိုက်တာပေါ့နောက်ကုန်းကောင်ခေတ်ကမင်းတို့မင်းရဲ့ညီရင်ခောက်ဒီမျိုးလေးကိုသူစားတယ်ပြောတယ်ခုခေတ်မဝတ္တဘာညာခဝတ္တရောက်ဝတ္တခန့်တယ်လို့ပဲရှေ့ခေတ်ကတော့လက်စာနဲ့မခန့်မင်းနဲ့မြို့စားရွာစားခန့်တဲ့အခါသူကသားတိတ်ချစ်တဲ့သားကိုမြို့ကြီးရွာကြီးပေးတယ်နည်းနည်းအချစ်ရောက်တဲ့သားကိုကြတော့မြို့ငယ်ရွာငယ်ပေးတာဟုတ်ကနောင်မင်းသားကတော့ဒီမြို့ပေးတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာမင်းတို့မင်းရဲ့ညီရင်ခောက်ဗမာနိုင်ငံရဲ့ဘယင်များအရှင်မင်းသားဆိုတော့သူကဒုတိယကောင်းဆောင်ပေါ့ second person ပဲသူကနော်ကျွန်တော်တမိုင်းပါလေသူ့ကိုပေးတဲ့မြို့ဆိုတော့ရှစ်ခေတ်ကတော့ဒီမြို့ကတာမန်မြို့မဟုတ်တော့ဘူးထင်တယ်နော်ဆရာကြီးတို့ခံမှန်းကြည့်တာလေဘယင်ရဲ့ညီပေါ့အရှင်မင်းသားကိုစားစီလို့ပေးတဲ့ဟာတော့တာမန်ကရှန်ကမြို့တော့သူပေးမယ်လို့မထင်ဘူးပေါ့ဒီမျိုးလေးကြီးတဲ့ခန္ဓာကြီးဟန်တူတယ်ဒါကျွန်တော်မနေ့ကလည်းတာပေါ်လမ်းလျှောက်သွားကြည့်တဲ့အခါကျတော့မြို့လေးနည်းနည်းတော့6ခန်းသွားတယ်ပေါ့ဗျာဟိုOBGပြောသူပဲပေါ့နော်နည်းနည်းလေးမြို့နယ်ဆင်းနေဘယ်လိုသူပြောကျွန်တော်နားမလည်ဘူးဒီဒေသနာတွေလေဆိုထားတော့ပြီးဖြစ်ပါတယ်ကျွန်တော်မေးကြည့်တယ်ဒီဟောပြောပွဲတွေဘယ်လောက်ကြာပြီလဲဆိုတော့ဆရာရဲတဲ့ပြတ်နေတာကြာပြီအခုမှပြန်စလာဆိုတော့ကနောင်သူကနောင်သားတွေပေါ့ဗျာဒီနေ့ကစပြီးဒီနှစ်ကစပြီးနောက်နှစ်တွေမှာတော့ဆင်ဆန်းပြတ်လို့စိတ်ကျင်ပါတယ်အဲ့လိုပြောတဲ့ခါကျတော့ခင်ဗျားတို့ကလိုက်ဟောနေရတဲ့ခါကျတော့စားလို့တောက်လို့ကောင်းအောင်ပြောတော့လားမဟုတ်ပါဘူးကျွန်တော်တို့ဒီနှစ်ဆိုကျွန်တော်ဟောတာဒီပွဲကဘယ်နဲ့ပွဲညောင်လေးမသိဘူးအပွဲ20လောက်ပွဲစိတ်လားမသိဘူးနော်ကျွန်တော်ဟောတာလေဟိုးမြကြီးနားလို့အချင်းပြည်နယ်ပေါ့ကြောက်စင်းတူတဲ့ဖားကံလိုဟာမျိုးကစားလိုက်ဟောကြတယ်ကျွန်တော်တို့ကရှမ်းပြည်ထိပေါ့တချို့မျိုးလေးတွေမှာကြက်သိန်းထားလောက်အောင်ကျွန်တော်တို့အံ့အားသင်ရပါတယ်ကိုကျွန်တော်နေပြီးတော့တက်ကုန်းသွားတယ် OBG ကပြင်မနာပေါ့ကျွန်တော်မနေ့ကပြင်မနာတပွဲဟောပြီးတော့တက်ကုန်းကနှမ်းဖိတ်တော့သွားတယ်အခမ်းအနားလေးကတိတ်တက်ရတာပဲဒီသားလေးတပည့်တွေကိုအခမ်းအနားမှုလုပ်တဲ့လူတွေကဒီကညီမတယောက်လူကဒါဆရာမလေးလားမသိဘူးဟိုမှာလာလောက်တာ MRTV နဲ့ဗာမြန်မာအတန်ကတရင်ကျင်ညာနေတဲ့ဒေါခင်မာလာထွန်းနဲ့လာလို့တော့တိတ်အဆင်ပြေတယ်တက်ကုန်းပါလေဆရာတပည့်ကညီမအတန်ပါတဲ့တပည့်တို့ဒီလာလဲပါဦးဆရာတပည့်တွေအများကြီးရှိပါလေအေးညီအတန်သိကောင်းတယ်ဆိုတော့ဆရာတပည့်ကတရင်ကျင်ညာနေတာလေတဲ့အခုလည်းဒီဆရာမနှစ်ယောက်ဆရာမတွေပဲထင်ပါတယ်နော်ခွင့်လို့ပါဦးကိုညီမနှစ်ယောက်လို့တိတ်တက်ရတာပဲတွဲလေးရလေခုနပြောတော့တာပါအဆင်ပြေပါတယ်ဗမာပြည်မှာစာပေဟောပြောဝယ်လို့ဖြစ်လာတာဂျပန်ခေတ်ကြီးဆိုတော့နှစ်ပေါင်း60ကျော်ခဲ့ပြီပေါ့ဂျပန်ခေတ်က1942ဗိုလ်ချုပ်အောင်ဆန်းခေါ်လာတာဂျပန်ခေါ်လာတာစပြီးတော့ဂျပန်ကိုပြန်မောင်းထုတ်ပြီးထိပေါ့45ပေါ့9နှစ်ရာသီဗမာပြည်ဝင်းကြီးရုပ်ဦးလူရေးဘူးတယ်ဂျပန်ခေတ်ကိုလေ9နှစ်ရာသီဗမာပြည်တဲ့အဲ့ဒီခေတ်ကြီးမှာဒေါက်တာဘန့်မော်အစိုးရဂျပန်ခေတ်ကအဓိပတိသူ့လက်ထက်မှာစာပေဟောပြောတွေစတယ်လို့ကျွန်တော်တို့မှတ်သားဘူးတယ်ဆရာကြီးတင်တော်မှိုင်းတို့ဒီတော့ဥပချိုးတို့နောက်ပါလေဆရာကြီးဂျာနယ်ချုပ်ဦးချစ်မောင်တို့သူတို့အားလုံးကဝိုင်းဝန်းတိုက်တွန်းတာလေဒေါက်တာဘန့်မော်စာရေးဆရာများနဲ့ပတ်သက်ပြီးတော့စာပေနဲ့အခမ်းအနားတစ်ခုခုဖြစ်တင်တယ်ပေါ့အဲ့ဒီကစတာဆိုတော့ဗျာ1944နဲ့စတာအဲ့တော့အောက်ကရှိနေတဲ့ဆရာကြီးဆရာမကြီးတွေရောကိုညီငယ်ညီမငယ်တွေနေရဲ့လေကျောင်းမှာအထက်ကကျောင်းမှာတစ်ခါတွေ့ပြီးပြီကျွန်တော်တို့အခုတက်မယ်ဆိုရင်လေ66နှစ်မြောက်ပဲဒီနှစ်ကမနေ့က2009ဆို65ပဲ
တက်ကုန်းမျိုးလေးရောက်သွားတဲ့ခါကျတော့ဒီမှာဆိုင်းဘုတ်တင်ထားတယ်65ကြိမ်မြောက်စာပေဟောပြောဝဲကျွန်တော်ကြောက်သွားတယ်သိလားတက်ကုန်းမျိုးမေးရတယ်တကယ်ပဲလားလို့ဂျားမှာအပြတ်တောက်ရှိသလားဆိုတော့ဆရာရဲ့တဲ့နိုင်ငံရေးအရာကျွန်တော်တို့ဂျပန်ကိုတိုက်နေတဲ့နှစ်တို့အင်္ဂလိပ်ကိုမောင်းတဲ့နှစ်တို့ကျွန်တော်နိုင်ငံရဲ့ပတ်သက်ပြီးတော့အရေးခင်းပါညာမငြင်းမသက်ဖြစ်တဲ့နှစ်တွေကလွဲပြီးကျွန်တော်တို့တစ်ခါမှရပ်မသွားပါဘူးစဉ်းစားပြလို့လားကြက်တည်ရှိလိုက်တာကျွန်တော်တို့မြို့သူမြို့သားတွေကတောက်ပါတယ်ဆရာပွဲလေးကခမ်းနားတာပေါ့နော်ကုံတယ်ပွဲစားတွေအလုံးစုပြီးလောက်ကြတာသူကလက်မှတ်တယ်မလဲမရအောင်ကြက်တည်ရှိလိုက်တာတချို့မြို့လေးတွေကြတော့လေအခုမှပါလေ2နှစ်လုံးလိုက်3နှစ်ရက်လိုက်နောက်1နှစ်လုံးလိုက်ရက်သွားလိုက်ကြောက်ပတောင်းဆိုရင်3နှစ်လုံးပြီးရက်သွားတယ်ကြောက်ပတောင်းမြို့ဟိုဘတ်တောင်ရှိရမြို့လေးလေကျွန်တော်တက်ရလိုက်တာချမ်းသာလို့ဒီများရတဲ့နဲ့ပေါ့အခုတော့ကနောင်မြို့လေးကဒါလေးကိုစပြီးဒီနှစ်ပြန်အကောင့်ထည့်ဖို့လေရှင်းဆက်လက်ပြီးတဲ့အထူးရှိပါစီလို့ကျွန်တော်ကရောက်ရှိလာတဲ့ကျွန်တော်ညီကိုဆိုင်ဆရာတွေဖြစ်ကြတဲ့ကာလုံးဆရာ OBJ ရောကျွန်တော်နောက်ကခေါ်မဲ့ဆရာကြီးဦးအောင်ကျော်စန်းတို့နဲ့ကိုစားကျွန်တော်ပြတာပို့ပါလေနော်ကျွန်တော်ရှိရဟောသွားတဲ့ကို OBJ ပြီးသွားတဲ့ကောင်းစီရပါမမလေးပြောပါသေးသူကနားထောင်ပြီးကျွန်တော်စဉ်းကြည့်လိုက်တာမကောင်းမြင်စိတ်ပဲဒီကတော့ဆရာလောကကြီးကိုကျွန်တော်တို့ရှုမြင်တဲ့အခါမှာအမြင်နှမျိုးရှိတယ်အကောင်းမြင်တာနဲ့မကောင်းမြင်တာအကောင်းမြင်တာကိုအင်္ဂလိပ်လို optimism မကောင်းမြင်တာ pessimism ဘာကြည့်ကြည့်မကောင်းမြင်နေတာလမ်းဖောက်လဲမကောင်းမြင်တရားဆောင်လဲမကောင်းမြင်တက္ကသိုလ်တွေဆောင်လဲမကောင်းမြင်ကျွန်တော်ကော်ဖီမြစ်ကျင်ညာတယ်လို့ပေါ့ကော်ဖီကွက်ထဲမှာကော်ဖီတဝက်ထည့်ထားတယ်ဆိုင်းမကြီးထောင်ထားတယ်ရန်ကုန်မြို့မှာကော်ဖီတဝက်ရှိနေသလားတဝက်ရော့နေသလားဒီကော်ဖီကတဝက်ထဲလားကွာအဲ့ pessimism မကောင်းမြင်တာဟာကော်ဖီတဝက်တော့ကျန်သေးတယ်ကွာမေးကော်ဖီတဝက်ကျန်သေးတယ်တောက်ပါလားဆိုတော့ဒါ optimism အကောင်းမြင်တာကျွန်တော်နဲ့တက္ကသိုလ်မှာတွေကတွဲလာခဲ့တာကျွန်တော်ကရန်ကုန်တက္ကသိုလ်ကျောင်းသား OBJ ဆိုခေါ်ကိုဝင်းနိုင်ကြီးကစက်မှုတက္ကသိုလ်ဟိုအခုရှိနေတဲ့တကယ်ပတ်ကားတက္ကသိုလ်အဲ့မှာစာရေးဆရာမမဆန္ဒတို့တရှိတဲ့ဘိုးမင်းထွေးတို့အစောခမောင်တိုးတို့နော်အများကြီးတက်ကြတဲ့ကျောင်းပေါ့နော်ဒီကျောင်းဒီမှာသူတက်နေတာစိတ်ငြိမ်စိတ်ထားတွေပြောင်းလဲသွားတယ်ဘာကြောင့်လဲမသိဘူးမကောင်းမြင်ပဲဗျာ88ကျော်တော့သူ့ကိုလောက်ကနေပြီးသူ့ကိုဖြုတ်လိုက်တာဒါတွေသူနာကြီးနေသလားကျွန်တော်သူ့ကိုမေးတယ်ခင်ဗျားကိုလှုပ်ထွက်လိုက်တယ်မလားဗျာဆိုကိုသားချိုကလည်းကျွန်တော်လှုပ်ပြတော့မဟုတ်ပါဘူးဗျာခင်ဗျားမယိုင်းလာကြီးလားကျွန်တော်တို့ကဘာလုပ်တာလဲနိုင်ငံတော်ကကျွန်တော်ကိုအငင်းစားပြလိုက်တာမဲနော်သူကပင်မန်းလို့ပေါ့အဲ့ဒီလက်စာပြီးမကောင်းနေမြင်လားမသိဘူး तू ပြောတာကျွန်တော်မှတ်နေတာဘာလဲမသိဘူးမကောင်းမြင်တာဘာတွေလဲဆိုတော့ तू ခုလက်လျှောက်ပြောနေရပါလေမီးပြတ်တာလည်းပြောတယ်ဗျာဗမာနိုင်ငံမှာလည်းမီးကပြတ်လိုက်တာခဏခဏပဲလေဘာညာပေါ့ထိုင်းဆိုလည်းမီးတွေထင်ရင်းလို့တဲ့ဒီက gas ကိုထိုင်းကိုပို့ထားတာကိုဘာညာပေါ့ तू ပြောနေကြကြားတယ်လေတကယ်တော့ကျွန်တော်စဉ်းစားမိတယ်အဲ့ဒါလည်းမကောင်းမြင်ပဲ pessimism ပဲလျှက်စင်မီကိုစတင်တွေ့ရှိသူကသားတို့သမီးတို့သိတယ် Thomas Edison အမေရိကန်နိုင်ငံသားဟုတ်တယ်နော်ဒီလျှက်စင်မီဒီသူလက် Thomas Edison ဆိုတဲ့ခရစ်ယာန်ကြီးအင်္ဂလိပ်အမေရိကန်ပေါ့ဗျာနော်အင်္ဂလိပ်စာတက်ပုဂ္ဂိုလ်ပေါ့သူစတင်တီးရှင်တာမီးကြောင်းမဟုတ်ဘူးဗျာမီးလုံးစလုပ်တာပေါ့ဒါတော့မှပေါ်လာတော့ဘူးမီးလုံးနဲ့တန်စင်ကျိုးလေးနဲ့သူစမ်းသပ်ပြီးတဲ့ကနှစ်ပေါင်းမြလပေါင်းများစွာသူစမ်းသပ်ရတာကျန်ခဲ့တဲ့နှစ်ပေါင်း400တော့ကဘာကြီးအဖောင်တော့သမီးတို့ကျန်16ရာစုစီကဘာကြီးအဖောင်နေတော့မေတကဘာလို့မှိုင်နေနေတာဖျောင်းနိုင်နေလန်ဒန်လည်းဖျောင်းနိုင်နေတာဒီလိုလင်းအောင်လုပ်ခဲ့တာ Thomas Edison အမေရိကန်နိုင်ငံသားအင်ဂျင်နီယာသူစမ်းသပ်တာလပေါင်းများစွာနှစ်ပေါင်းများစွာတမီးတို့မနဲ့လုံးတော့နေမီးလင်းတာမဟုတ်ဘူးလေအကြာကြီးလုပ်နေရတာလေဒီလင်းကိုဘယ်လိုရမလဲပေါ့သူကတော့ကြောင့်တို့ဒီနေ့ဘာဖြစ်လဲဆိုမီးချောင်းထုံးနေမီးလုံးထုံးနေဒီမိုက်နဲ့ကျွန်တော်စကားပြောလို့ရတယ်ရေခဲတက်တာသုံးလို့ရတယ်ဟော့ပိတ်နဲ့မီးကြိုလို့ရေနွေးကြိုလို့ရတယ်ထမင်းချက်လို့ရတယ်ဟဲ့လားကက်ဆက်ဖွင့်လို့ရတယ် TV ကြည့်လို့ရတယ်ကွန်ပျူတာသုံးလို့ရတယ်သူကျေးဇူးအများကြီးပဲသူကဒါသူလုပ်ခဲ့တဲ့ပုဂ္ဂိုလ်လက်ဆက်ကိုသူစတင်ပြီးတော့သူကလေရှာဖွေတွေ့ရှိခဲ့သူပေါ့တိထင်တော့မဟုတ်ဘူးသူကလောတဘာဝရဲ့သိကောင်တွေ့ရှိခဲ့တဲ့ပုဂ္ဂိုလ်ပေါ့ဒါကြောင့်အမေရိကန်နိုင်ငံသားတွေကသူ့ကိုသိကျေးဇူးတင်တယ်Thomas Edisonကျန်ခဲ့တဲ့နှစ်50ဝန်းကျင်ပေးတာသူ့ရဲ့ကျေးဇူးကိုတတိယဆိုအဖြစ်အမေရိကန်နိုင်ငံမှာThomas Edisonပေးသောနေတိုင်းမှာလက်စင်ကြီးများဖြတ်တော့တယ်သူတည်တဲ့အချိန်9စက္ကန့်ရပ်လိုက်တယ်ပြီးရဲ့တက်သွားနေတာမလားလုံးဝတပီလုံး line off လိုက်တယ်အပေါ်တက်နေတဲ့ဓာတ်လေကားတွေအောက်ကိုဆင်းနေတဲ့ဓာတ်လေကားတွေ dance ခဏရပ်သွားတယ်သူကမိဖို့တိုက်နေတဲ့တန့်သွားတယ် TV ကြည့်နေတဲ့ရပ်သွားတယ်ခဏကွန်ပျူတာသုံးနေတန်းလိုက်တဲ့ခဏမီးအောက်သွားတယ်အကုန်လုံးကျရပ်သွားတာဘာရည်ရွယ်ချက်လဲဆိုတော့နိုင်ငံသူနိုင်ငံသားများကသူ့ရဲ့ကျေးဇူးတရားကိုသိစေလို့တော့ကြောင့်ရပ်သွားတဲ့ခါမှာတိတ်နေဆိုဟာမောင်မကြီးပါလားကွာဒုက္ခလိုက်တာThomas Edisonကျေးဇူးကြည့်လိုက်တာတို့ပေါ်မှာဒီကျေးဇူးတရားကိုတရိယာစီခြင်းလို့ဘာလို့ဒါဆိုပြီးအောက်ပြစ်တာဒီလိုသူကြည့်တင်တယ်ကိုပြီးကြည့်ကျွန်တော်တို့မိရဲ့အကြာကြီးရံမှာဖြတ်ထားတယ်ဘာကြောင့်လဲကျေးဇူးတရားကိုအကြာကြီးသိအောင်အကြာကြီးကျွန်တော်တို့ကကျေးဇူး
အမေရိကန်နိုင်ငံသားတွေရိုင်းနေကျေးဇူးတရားကိုစော်ရတယ်9စက္ကန့်နေနဲ့ကျွန်တော်တို့ကတစ်ခါကျရင်3နာရီတစ်ခါ4နာရီတစ်ခါ2ရက်ကျေးဇူးกว่าကျေးဇူးกว่าကျေးဇူးกว่าလို့ဓမ္မရီရဲ့ကျေးဇူးကြီးကြောင်းကိုပြောစီခြင်းနဲ့အတွက်နော်ရင်ထဲမှာဒီခံစားချက်ရအောင်ကျွန်တော်တို့ကဖြတ်ပေးတာပါကိုဝင်းနိုင်ခေါ်ကိုပြီးကျရဲ့ခံရမှလည်းဘလို့စိတ်တွေဝင်နေလည်းမသိဘူးမိပြက်တာတွေထိုင်းရလင်းစိန်နေပါလေအပြစ်တင်နေတယ်တယ်လီဖုန်းနဲ့သူနောက်လိုက်တာကျွန်တော်နာမည်ကိုခုနအခမ်းအနားမှုမြန်မာလေးကြီးကျင်ညာတယ်ကျွန်တော်ကစာရေးဆရာဘဝမှာနာမည်မျိုးနဲ့ရေးရတယ်ကျောင်းဆရာလာစာနဲ့မလောက်ဘူးသူကခုနပြောတယ်ယောက်ျားကျောင်းဆရာရှားတယ်မှန်ပါတယ်အထူးသဖြင့်အခြေခံပညာမူလတန်းအထက်တန်းအလယ်တန်းတွေမှာကျောင်းဆရာရှားပါတယ်မေတ္တာစေတနာနဲ့ကျွန်တော်ပြောတာပါကျွန်တော်နိုင်ငံရဲ့စာဝတ်နေရေးအရာပေါ့ဆရာမတွေထဲမှာဆရာများမိသားစုတစ်ခုကိုသူကဥဆောင်လို့မရတဲ့အခြေအနေဖြစ်သွားခဲ့တယ်ဒီအကြောင်းကိုစတင်သိခဲ့တဲ့သူကတော့စာရေးဆရာကြီးသိဖေမြင့်ဟိုတော့ထွက်ခဲ့တဲ့ဗိုလ်တထောင်သတင်းစာမှာကျွန်တော်တို့ကလေးဘဝကျွန်တော်ပထမနေ့ဒုတိယနေ့မှာဦးသိဖေမြင့်ရဲ့ပွင့်လေးပြောပြရစီကဏ္ဍမှာခေါင်းစဉ်တစ်ခုပါဘူးလေဒီမှတ်မိတယ်မြန်မာပညာရေးလောကကိုဆရာမများကြီးစိုးတော့ပြီလို့တိတ်ကောင်းတာပဲနော်အောက်မှာရှိနေတော့အရာရှိရကအားလုံးကျွန်တော်ဆိုရဝန်ထမ်းပါပြည့်ရပြည့်တဲ့စကားကျွန်တော်ပြောပါဦးကိုယ်နိုင်ငံကိုသုံးသပ်စီနေတဲ့စေတနာဖြစ်တာလေဟောပြီးလက်စေတနာနဲ့ပြောသွားတာပဲကျွန်တော်ထိတ်လန့်သွားတယ်အဲ့ဒီဆောင်းပါကိုကျွန်တော်ကောင်းလေးဆွဲနေတယ်ဒီတော့ကျွန်တော်တက်သူကြောင့်လားပထမနေ့ဒင်းကဖက်ကလန့်သွားတယ်သိလားမြန်မာနိုင်ငံကြီးလောကကိုမိမ့်မများကြီးဆိုတော့ပြီလို့ဆရာကြီးသိဖေမြတ်ဆုံးမပါပြီသိဖေမြတ်များကွန်မြူနစ်ပါတီရဲ့အတွင်းမှုပဲဟာဘာရေးရလဲဆိုတော့ဗမာနိုင်ငံစီးပွားရေးကျဆင်းလာတယ်မိသားစုတစ်ခုရဲ့ဝင်ငွေကိုယောက်ျားတစ်ယောက်ကမထိနိုင်တော့ဘူးဒါကြောင့်မိသားစုကိုဥဆောင်မဲ့အဖေအမေတွေကပြင်အဖေတွေကသူ့အဖြစ်ကျောင်းဆရာဘောကိုဆွန့်လွတ်လာကြတယ်ဆရာမဒီနေရာမှာမိန်းမတွေကကြီးစိုးလာတယ်ကျောင်းကြီးတွေကမိန်းမတွေဆရာမတွေကစာတင်လာတာမိန်းမတွေယောက်ျားတွေကင်းရှင်းလာတယ်ကြာလာရင်ပဲမိန်းမများကြီးစိုးပြီးတော့တဲ့ကျောင်းတွေမှာတောင်းလာလိမ့်မယ်ယောက်ျားဆရာမရှိတာဖြစ်ရင်အရင်နဲ့နာတယ်ဟုတ်ပြီအခုကျွန်တော်ဟိုသွားတဲ့အခါကိုယ့်ရဲ့လုပ်ဖို့ကိုင်းမဲ့ဆရာမတွေဘဝကိုမြင်တဲ့အခါကျွန်တော်ရင်နာမိတာမှန်ပါကျွန်တော်ဝတ္ထုရေးပေါ်တော့မြင်ထဲမှာသိထားတယ်မိထီလာကောလိမှာကျောင်းဆရာတယောက်နဲ့ရင်းနှီးတယ်အဲ့ဒီကျောင်းဆရာဘယ်တော့ကာလမှာပစိုးအစိမ့်မွေဘူးသူကမြင်းညံဘက်ကိုထွက်တဲ့လမ်းလေးကကျောင်းလေးကိုသွားတယ်စပိန်လေးနဲ့ကျွန်တော်သူ့ကိုမေးတယ်ကိုသိန်းနံတဲ့ကျောင်းဆရာလေးနဲ့မရကိုသိန်းနံဘာဖြစ်လို့ခင်ဗျာပစိုးအစိမ့်မွေတာလဲဆရာရဲ့တဲ့ကျွန်တော်ဆရာကိုကိုဆရာရင်းတယောက်လို့ပြောလိုက်မယ်သူတက်ကတူကျောင်းမှာကျွန်တော်သင်တဲ့ကျောင်းသားကိုကျွန်တော်လူလောကကြီးမှာကျွန်တော်အစော်ကားခံရရတယ်ဆရာအမှန်စကားကျွန်တော်ရှက်လို့မဟုတ်တာကပြောစမ်းမအောင်လို့ဖြစ်တာကျွန်တော်တို့ကမိထီလာဈေးထဲသွားလို့ဆိုင်ရှိမှမရရတယ်ဆိုရင်ဆိုင်ရှိနေကျွန်တော်တို့ကြည့်တာမျိုးဝယ်မှာလားဆိုပြလို့ပြောဆရာအတိတ်ကတော့မင်းတို့ကောင်းနေရဗျာကျွန်တော်ကျောင်းဆရာပါဆရာကြီးတို့နားနဲ့ပေါ်ဖော်နဲ့နာပါစကားကိုရောက်အောင်ပြောမှရှင်တဲ့ကိုရောက်မှာဘူးရှောက်ပြောနေစကားမလှဘူးကျွန်တော်ဖွက်ချလို့ကြည့်နေဒီကောင်တွေကကျွန်တော်ဆိုင်ထဲဝင်ဝယ်မှာလားအလစ်တုတ်တော့မှာလားဆိုတဲ့မျက်လုံးမျိုးနဲ့ကျွန်တော်ကြည့်ရဆရာကျွန်တော်အစိုးဆုံးကျွန်တော်ဖြစ်သွားတာကတော့လက်ဖိတ်ဆိုင်တစ်ဆိုင်ပဲလက်ဖိတ်မှာတောက်တယ်ညီလေးမုန်းချကွာမချဘူးခဏကြာတော့လေ9မိနစ်10မိနစ်စပွဲတို့ဖျောက်လောက်ဦးပါမုန်းချကွာတော့ငါခေါ်မှလူကိုကြည့်တယ်ပစိုးစင်းကိုငုံကြည့်တယ်မေးတယ်မေးကွန်းစားမလားအတိတ်တွေကတော့ပေါက်စီတို့အီကြာခွေးတို့ဝတ်သားဖုံးတို့မှာတာဒီပစိုးအစိမ့်နဲ့လူမျိုးကစားလေစားတာမရှိဘူးပေါ့လက်ဖက်ရည်လေးအပေါ်စားလေးကိုရှယ်တော့ဘူးတောက်ပြီးပြန်မဲ့ကောက်ဒါတော့မဟုတ်မချဘူးသူစိတ်ထဲမှာဇဝဲတို့ဆိုတဲ့ကလေးလေးတွေကဘာမှပြင်မတတ်တဲ့ကလေးလေးတွေပါကျောင်းဆရာဆိုတာလည်းဘွဲတော်ရတယ်ဒီကောင်လေးကရွာသားလေးတွေအဲ့ဒီကောင်လေးတွေကတော့မှပစိုးစိတ်ဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကိုဒီလူဒီမောက်နေစားနိုင်တဲ့ပုံစံမရှိပါဘူးကွာဆိုတဲ့အကြည့်မျိုးနဲ့ကျွန်တော်ကြည့်ရဆရာဒါနဲ့အဲ့ကိုသိန်းနဲ့စိတ်ဆိုးပြီးနောက်နေပတ်စံနဲ့ရှာပြီးတော့ဟဲ့ငုံချချင်းကကိုချဟဲ့ဒေါသထပြီးသူစားမစားပေါက်စီတုံးလေးစားပါညာပေါ့အဲ့ဒါစမ်းကြည့်နေတယ်တဲ့ဟဲ့ပစိုးစိမ့်ဝင်ပြီးတော့မုတ်တွေစားတဲ့တော့ပေါ့သဘောကဆိုတော့ကကျွန်တော်စိတ်ထဲမှာခံစားမိတယ်ပေါ်ပြီးပြောနေတာဒီခုကပြောနေတယ်မိမတွေပဲရှိနေတာတက်ကတူလောကမှာတော့ယောက်ျားဆရာနည်းနည်းပါးပါးရှိသေးတယ်ဟင်းသနာတက်ကတူမြန်မာဌာနမှာယောက်ျားဆရာ2ယောက်ရှိတယ်ကျွန်တော်အောက်မှာကျူတာလေးတစ်ယောက်ပေါ့ကျွန်တော်ဆရာမတွေပါညာတွေပေါ့ကျွန်တော်တို့ရှိတော့သူအားကိုးတာပေါ့ကွန်ပျူတာပါညာကိစ္စအစပေါ့မိမအစိတ်ချမ်းမှာကျွန်တော်နေရတာဗျာမချောအစိတ်ကိုတယောက်နဲ့အပြိုကြီးတွေဆိုတော့ကြီးရလဲကြာဆရာချိုလာအောင်ရှောက်သွားနေတာပဲဆရာလေးဘာမှမသိဘူးဘာညာပေါ့ဗျာအိမ်လာအောင်ဆရာရေးဆိုအတော့ကျွန်တော်ပညာဦးမြင်လို့တော့မဟုတ်ဘူးဆရာလာအောင်ဘာဖြစ်လို့လဲ gas မီးပေါ်ပြက်နေလို့ gas ကိုဖွင့်တာမပွင့်ဘူးဆရာရဲ့ပညာမဟုတ်ဘူးလာလုပ်ပေးအောင်ပေါ်သွားလုပ်ပေးဖို့ဆရာလည်းတက်လိုက်တာဒါတွေပေါ့ဗျာကျွန်တော်လည်း
ပညာမဟုတ်ရသူကတောက်တော့မရတယ်ပေါ့သိလားအမျိုးစုံပဲဒီတိုင်းပဲအဲ့ဒါကျွန်တော်မိထီလာကောလိပ်မှာနေတော့မှတင်ချာဌာနမှာဆရာဆရာမ2ယောက်ရှိတယ်ချစ်သူရေးစား2ယောက်ပကြီးဆရာ1ယောက်ရဲ့ညီလေးတက္ကသိုလ်ဆရာနော်စဉ်းစားကြည့်နော်တင်ချာဌာနကောင်မလေးကရွှေဆိုင်ကမိထီလာဈေးတောင်းကရွှေဆိုင်ကမိတာမျှတဲ့အခါတော့တောင်းနေမင်းကတောင်းတာပေါ့ကျောင်းကပေါမောက်ခါလေးပါပါတော့ကျွန်တော်လည်းပါတာပေါ့အန်ကဲသမီးနဲ့ဒီဆရာလေးနဲ့ကတော့ကိုင်းနိုင်နဲ့အခုရှိပါတယ်တက်တော့ဆရာပဲကောင်မလေးချစ်ဆရာချောချောလေးညာသူလေးမိတာမျှနေကြပါတယ်လူငယ်လူရွယ်ချင်းပညာဆုံးကြပါပြီကျွန်တော်တို့လက်ထပ်ပြီးကျင်လို့စီအန်ကဲစီလာခွင့်တောင်းတာပါရွှေဆိုင်ပိုင်ရှင်ကြီးကရိုးရိုးသားသားပါပဲကျွန်တော်စိတ်မဆုံးတော့သူ့ရင်ထဲရှိတာကိုပြောတယ်တိကျိန်နဲ့ဒီပွင့်ညင်နဲ့ပွင့်ဒီရွယ်မှာလက်ထပ်တာကျွန်တော်မတောင်းပါဘူးဗျာကျွန်တော်အားလုံးကောင်လေးကိုကြိုက်ပါတယ်တစ်ချက်တော့မကြိုက်ဘူးအန်ကဲပြောပါဦးတက်တော့ဆရာသူဖြစ်နေတယ်တဲ့သူ့မိဘတွေလည်းလူကောင်းနေတယ်သူလည်းလူရိုးလူသားတဲ့ကြီးစားပါညာမလျှော့ဘူးတဲ့ကျွန်တော်ဒီနေ့စကြိုက်ကျွန်တော်မြည့်ယူတာတဲ့ကြိုက်ပါလေစိတ်ထားကန်ကန်ကျွန်တော်မကြိုက်ဘူးဖြစ်ရှိတယ်ပြည့်ကြည့်ရတယ်ဗာလဲတက်တော့ဆရာလုပ်နေတာတဲ့ဟာလူညံ့လူပြင်းလို့ကိုလုပ်နေတာမကြိုက်ဘူးဗျာတဲ့ဟာကျွန်တော်မသိဘူးဆရာဟာကျွန်တော်နိုင်ဒုက္ခပဲဗျာအဲ့ဒါကအဲ့ဒီရွှေတိုင်းပဲစင်ကြီးကစော်ကားတာမဟုတ်ဘူးသူ့ရင်ထဲရှိတာသူကပြောလိုက်တာဆိုတော့ကိုအဘီကျပြောသလိုပေါ့ဒီလိုများဖြစ်နေသလားပေါ့ကဘာမှာတော့ကျောင်းဆရာကြီးချမ်းသာတယ်ပြောတယ်တခါတော့ရန်ကုန်မြို့ကိုကျောင်းဆရာမတယောက်လာလေတယ်လန်ဒန်ကအင်္ဂလန်နိုင်ငံသူကျွန်တော်နဲ့ရန်ကုန်မြို့တနေရာနှမ်းပြီးတော့ကျွန်တော်ကသူ့ကိုလှမ်းစလိုက်တာကျွန်တော်လည်းခလင်းစင်မကုန်ဘူးဗျာကျွန်တော်အင်္ဂလိပ်စကားလေးတစ်ခွန်းနဲ့နှစ်ခွန်းနဲ့လှမ်းစတော့သူကပြုံးပြီးတော့တအားချော့တဲ့ကောင်မလေးသူကကျွန်တော်လှမ်းပြီးတယ်အဲ့လိုပဲလေလူတွေလည်းစနေသလားတဲ့သူကတဲ့ကျန်တဲ့3နှစ်ကျွန်တော်ဆရာတော့တဖြစ်နေကြသူ့ခင်တော့သူကမိတ်လာဆက်ချင်းနဲ့ဘာလို့တာလဲဘာညာဆိုတော့ကျောင်းဆရာပါဘာညာဆိုတော့မင်းကျန်တဲ့နဲ့တိသွားတာဘာလို့ပါလဲဆိုတော့လန်ဒန်ကလာတာကျွန်မလန်ဒန်မြို့မှာနေတာပါတဲ့ကျောင်းဆရာမပါတဲ့ဘာလို့ပါလဲဆိုတော့မူလတန်းကျောင်းဆရာမမဟုတ်ဘူးတဲ့မိုးချိုးကျောင်းဆရာမတဲ့ခလေးအစ်စ်ကြောက်ကိုတင်တာပါငွေကြီးအဆင်ပြေပါလားဆိုတော့ကျွန်မကဘာပတ်နေတာ2ပတ်လောက်ရှိပြီတဲ့ဟာမူချိုးကျောင်းဆရာမကျွန်တော်နိုင်သွားပြီးတော့အေးဗျာဆာလာကင်းနာမည်လေးကကျွန်တော်ဆာလာတွေနဲ့အကျိုးပေးတယ်မနေ့ကဩစတြေးလျတယောက်လာတယ်ဆာလာတောင်းနေအင်္ဂလန်ကမှဆာလာကင်းလိမ့်စာပေးတယ်ဆရာစာရင်းတော့ဘာညာပေါ့ဗျာသူ့ကျွန်တော်ရန်ကုန်မြို့လိုက်ပြတယ်ဒီစာအုပ်စာတမ်းမှာညာဆိုတော့ခင်ဗျားတို့နိုင်ငံချမ်းသာလာပြီလားဆိုမူချိုပဲရှိသေးတာကျွန်တော်နီးနဲ့ကတ်နေတဲ့ကိုအော်ဘီရသွားဘူးတဲ့ကျွန်တော်နိုင်ငံခြားတစ်ခါမှမသွားဘူးအော်ဘီရကြီးကလန်ဒန်မှာပွဲယူလာတာကောင်းတယ်လွတ်ပြတာကိုကောင်းကောင်းလေးတယ်အောက်မှာထိုင်နေတော့အော်ဘီရကြီးကိုခင်ဗျားတို့ရန်ကုန်လာပြသူကဘာမှလုပ်မလို့ကာတွန်းဆွဲစားတာသူကကာတွန်းဆွဲတော့စားလို့ရတယ်လေသူရဲ့ကွန်ပျူတာပညာသူသွားတင်လာတာကသူလန်ဒန်ကတင်လာတာသူကစီမံခန့်ခွဲရေးပါတယ်ပေါ့ MBA ပေါ့ management ပေါ့တင်လာတာသူကအမေရိကန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်ကဘာကျော်တက္ကသိုလ်200ရှိတယ်တဲ့ UN ကုလသမဂ္ဂထုတ်ပြန်လာတက်က Harvard တဲ့သူဒီမှာသူအဲ့ဒီပွဲယူလာတာဟုတ်သူကလျှောက်သွားနေတာသူထိုင်းသွားခဲ့တယ်ထိုင်းကကျောင်းဆရာမတွေပေါ့တပည့်တို့သိတယ်မလားမိန်းကလေးတွေအစိုးရဘာတွေပေးထားလဲထိုင်းဝန်ကြီးချုပ်ကဘာတွေပေးထားလဲဆိုင်ကယ်တယောက်တစ်စီးပတ်စံနဲ့ရောင်းတာမဟုတ်ဘူးနော်အားလုံး free အခုစာရိုက်ကလူတွေကို post ပေးတွေကိုဆက်လိမ့်မယ်ဆိုပေးထားတာနောက်စိတ်ဝင်စားတခုရှိတယ်ဘာလဲသိလားတယောက်ကို pistol တက်လက်စီပေးထားတယ်တနက်တက်လက်စီနဲ့ကျောင်းဆရာမအားလုံးကဆိုင်ကယ်နဲ့ဘေးမှာတနက်နေထိုင်းနိုင်ငံဘန်ကောက်ကပတ်ဝန်းကျင်ကရွာလေးတွေသွားတဲ့ခါမှာစာသွားတင်တဲ့ခါဆိုင်ကလေးတွေသွားကြတယ်ဒီမူလန်းကျောင်းလေးတွေကိုကြိုက်တဲ့ဓာတ်စီဆိုင်မှာဝင်ထည့်အလကားတို့လူမျိုးကတန့်ရှင်းစင်နေကြတယ်လေလူတော့မထည့်တာပို့ရောင်းစားတာလည်းမဟုတ်ဘူးဝင်ထည့်တာလမ်းမှာကပြည့်ရပြည့်နဲ့ပါပြောများပြောတဲ့ကောင်တို့ကောင်မလေးတွေကိုနှောက်ရှက်တာလုပ်လာခဲ့ဆိုရင်ထိုင်းနိုင်ငံကမင်းထုတ်ထားတယ်နေရာမရွေးပြစ်တတ်လိုက်မိုက်လိုက်တာရွာသားတွေဘူးတို့ဘာလို့ကောင်မလေးတွေနှောက်ရှက်လို့မရဆရာမလေးတွေကိုကျွန်တော်လမ်းဆောက်ပြီးတော့ဆရာမသွားတော့မလားတို့သိလားတိုင်းနေသွားရမယ်မထင်နဲ့ဆရာမကျွန်တော်ကကားလို့ဆရာ OB ကျပါဆရာမကိုစိတ်ဝင်စားနေလို့သွားတိုင်းနေအဖရိကကားနေတယ်ဟုတ်နေလုံးလို့မရဘူးဒါတွေကအခုတော့ကျွန်တော်တို့နိုင်ငံမှာပစိုးစင်းဝတ်ထားတာကိုလက်ဖိတ်စင်းရဇပွဲတို့ကစားမယ်မထင်ပါဘူးကွာလို့ပြောတဲ့ဘဝရောက်လာတာပေါ့ကိုကြီးပြောတာလေပေးတဲ့ကကျွန်တော်ပြောတော့ရည်ကြတယ်ကျွန်တော်ကောင်းစရာရည်စရာမောစရာပေးထားတာစိတ်မောစရာကြီးတော့စိတ်မောစရာကြီးဆရာကြီးမရှိတော့စိတ်မောစရာကြီးဟင်းသလားနဲ့ရန်ကုန်ကျွန်တော်အပတ်စဉ်ပြန်နေတယ်ကျွန်တော်မိသားစုကရန်ကုန်မှာကျွန်တော်အလုပ်တောင်ရဟင်းသလားတက်ကတူဆရာမလေးတွေကောက်ပေါ်တက်လာတယ်ကျွန်တော်စိတ်ထဲမှာအမြင်နဲ့ကြည်လို့တယ်ပေါက်ကြီးနဲ့သိလားအညာမနေတော့ဒီတိုင်းပဲနော်ဗကန်းနဲ့ကြောက်ပတောင်းကြားကြောက်ပတောင်းနဲ့မိထီလာကြားမှာငါကားတွေစီးသွားကြရင်ဆရာမလေးတက်လာကြတာစိမ့်လေးတွေနဲ့ဆရာကြီးပြပြန်လာတာလေငါဗကန်းပြန်လာတာထည့်ပါညာပေါ့ဒီမြင်ကွင်းလေးပဲနော်နေရမရရှာဘူးဆရာကြီးတို့လေကျွန်တော်နာတယ်ကျွန်တော်ဆရာဦးဟာဒီကောင်လေးကွာကားတော့မှဒရိုင်ဘာဘေးကိုဝင်ထိုင်နေ
ဂီယာကိုလှုပ်ရှင်းတန်းဂီယာကိုရှေ့တုံးတော့ငလို့ရှင်းတယ်ပေါင်လေးလှမ်းပို့လိုက်ပါညာကျွန်တော်လှမ်းကြည့်ကျွန်တော်စိုက်ဆက်ဆိုကျွန်တော်လည်းဟိုကြည့်ကြည့်ကိုဆရာမပါညာပေါ့ထိလိုက်ပါရမစမ်းကြည့်နေကျွန်တော်လှမ်းကြည့်ချွတ်ခက်ရိုင်းကောင်လေးပါလေစကားနဲ့ဆိုရတယ်ဆရာမဘာလို့ချက်လာလဲတမင်ကြိုက်တယ်မှာဘာမှမပါဘူးဘဲဥကျော်လေးပါစားမှလားဆရာမဆိုတော့ဗျာဟိုဖော်ရီတော့တဘာဝတိုင်းပြောလိုက်တာပေါ့ဒါမှသူကအသားယူနေတာစားမှပေါ့ကျွန်တော်စားချင်တာဆရာမကျွေးမှလားဒီပဲဒီလိုလေးတော့ဘယ်လိုတွေလဲပေါ့မရိုးဖြောင်းတာဒီပေါ့ကျွန်တော်တင်းတန်းလိုက်ကားပေါ်မှာဩဆရာမလေးတဲ့အနည်းဆုံးနှုတ်နဲ့တော့စော်ကားခံရတာကွာဒီလူတွေကျွန်တော်များကြည့်နေတယ်တချို့ကောင်ကြီးရိုင်းရိုင်းဆိုင်ဆိုင်ပြောတာမုံရွာဘက်မှာဗာပြောတယ်ပါလေကျောင်းဆရာကြီးတက်လာတာမှတ်တယ်ကျောင်းဆရာကြီးတားစီတာကားသမားသွားနေတာအဲ့ဒီကားသမားကျွန်တော်ထင်တယ်ဒရိုင်ဘာအဆင့်ဆိုတော့ခင်ဗျာ၈တန်းတော့အောင်မထင်ဘူးသူညင်သွေးရကျွန်တော်နိုင်ငံဘူးတောင်းနှစ်လို့စောင်းညံပေါ့ပညာတတ်တွေကခွတ်တကုတ်ဘွားရောက်ပြီးတော့လမ်းပြရောက်တဲ့ကောင်စော်ကားတော့ကျွန်တော်ခံရတဲ့ကောင်ဖြစ်နေတယ်ဘာပြောတယ်မလဲကျောင်းဆရာရက်နေတာကိုဟေးရှင်းမှာပါလေကျိန်ခွေတွေတဲ့သူကကျိန်ခွေတွေတဲ့ကျွန်တော်နားမလဲတော့ကားသမားပြရတာနောက်ကြမှာဟဲ့လူကျိန်ခွေဆိုတာပါလေကျိန်ခွေဆိုတာကျိန်ကိုခွေထားတာဗျာကျိန်သိပါလေကျိန်ခွေတွေကဘာလို့ရတာလဲဆိုတော့ဝါးပေါင်တွေပါလေကိုကို့ရတာဝါးပေါင်တွေကိုကျွန်တော်ဒီထဲမှာဖောင်လုပ်ပြီးဆိုရင်ဒီကျိန်လေးနဲ့ခိုင်ဝင်ကို့ရတာကျိန်ခွေဆိုတာဖောင်ကွတ်တာလေးဆရာရဲ့လေဖောင်ကွတ်တော့ဖုတ်ကောင်ပေါ်တယ်ဟာကျွန်တော်တော့ဖုတ်ကိုဆရာငယ်သွားတယ်ငါဖုတ်ကောင်ကြီးပဲပေါ့ဒီလိုဖြစ်နေတဲ့ situation ပေါ့နော်အခြေအနေကြီးကိုကဘာသူကဘာသားနေနဲ့ကြွားလိုက်တာကျွန်တော်ပြောလို့ပိဋကကကြီးကြတယ်ကျွန်တော်ခေါင်းနေမြောက်သေးပါဘူးသူပြောတာကြံပြောနေတာလေရီကြပေါ့ဥအောင်တင်းပြောသလိုရီတဲ့နောက်မှာကျွန်တော်မောစရာတွေပါတာဟုတ်ရီစရာစိတ်မောစရာကြီးလေကိုပြီးရဲ့နော်ဒါတူပြောတော့ကျွန်တော်ကချက်ထိုက်စင်းသားသူမကောင်းမြင်နေတော့နေလဲပါတော့ကျွန်တော်လည်းသူတွင်းနေဟိုတက်တီတွေကိုကောင်းနေမြောက်နိုင်ဘူးသူတွင်းနေသူမောကြည့်နေမိတယ်ကျွန်တော်ရေးတဲ့စာတွေကဖုံးကြောင်းလျှောက်ပြောကျွန်တော်ကဗမာနိုင်ငံဖုံးကြောင်းပြောတဲ့ခါကျတော့လျှောက်ကျွန်တော်ဟာတာတွေရေးတာပေါ့ဗျာသူပြောတဲ့ကောင်းတွေကနည်းနည်းလွဲနေရလူကြားလို့မကောင်းဘူးကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဗမာနိုင်ငံလိုင်းတွေကဖုံးမမိဘူးလေအလကားလျှောက်ပြောနေတာ तू ကမလေးနိုင်ငံရောက်ပြီဆိုရင် तू ကဘာလဲဆိုရင်မိမသတိမရဘူးလေနိုင်ငံကိုချစ်တာပြန်ညင်တာလေမိမကိုသတိမရဘူးလေတိုင်းပြည်ကိုချစ်လို့တိုင်းပြည်ကိုလွမ်းတာ तू ရတယ်10လကြာရင်10လအတိမှပြန်တယ်နောက်ထပ်3လပို့နေဆိုသူမနေဘူးလေမနေ့မိုးလေအေးရမထသေးဘူးခုနေ့ရေစက်ရောက်နေပြီရေစက်မှာတယ်လီဖုန်းနဲ့ကံကောင်သားတွေကပြောတယ်ဆရာကျွန်တော်လိုင်းမမိဘူးဆရာတဲ့ရေထဲကိုစဉ်းစားနေရတယ်ရေထဲကိုလည်းစဉ်းစားပုံမိတယ်တဲ့ရေလည်းကောင်ဆရာကူးသွားပြီးတော့ညှောက်ပြီးတော့ဆက်နေပုံမိတယ်ဆရာတဲ့သူဆင်းချပြီးတော့အိမ်ဆက်နေတာပါချစ်ကြီးကိုကံတော်ရောက်နေပြီလေပါညာပေါ့မလေးညကြဟောမှာမောင်ကစာပြီးဟောကြပွဲပေါ့โอเคဆင်းပြေတယ်လက်မချင်းချင်းကလာမှာပါညာပေါ့ကြည့်တော့တိုင်းပြည်ကိုချစ်လို့ဆယ်လကြာပြန်မဲ့လူကကံတော်ရောက်တော့ရှိသေးတယ်ရေစက်ဆင်းနေသေးတယ်ဟိုမှာရွှေနဲ့ရောက်နေပြီချစ်ကြားလားကြားပြီလားမကြားသေးဘူးလားဆင်းနေဟိုဘက်ကရောက်တော့မယ်အဖြစ်တွေကကျွန်တော်နိုင်ငံမှာအကျော်မကောင်းကြားမကောင်းနေနိုင်ငံသားတွေကြည့်တော့ရည်စရာပေါ့ဟိုတလောလေးကစင်ကာပူနိုင်ငံကိုဗမာစာရေးဆရာအဖွဲ့သွားတယ်မိချမ်းဝင်လို့ပါတယ်မနစ်ကဖုံးဝင်လာတယ်ဟိုတဲကသူ့ကိုကြည့်နေတာဝိုးဆိုသူအခင်းကောင်းပြီးတော့ရိတ်ဖွင့်ပြီးတော့မလဲဆိုဆင်းပြေးတာဟိုတဲဝင်နေတယ်နောက်ကလည်းကြားတယ်အမမပြေးနဲ့ပေါ့ဗျာဒါအင်္ဂလိပ်လိုပြောတာပေါ့လိုက်ကြသူကရှေ့ကပြေးတယ်နေတာဘာဖြစ်ပါလဲပေါ့လင်းကားစစ်ကဆင်းပြီးတော့မြေခင်းနဲ့ဆင်းပြီးတော့ဟယ်လိုကြားလားဆိုတော့မှစင်ကာပူဟိုတယ်ဝင်နေရအမဘာဖြစ်တာလဲဆိုတော့ဖုန်းဆက်တာဆိုအမရေအခန်းထဲမှာဆဲပြီးပြောလို့ရတယ်တဲ့ဗမာပြည်မဟုတ်ဘူးတာတဲ့သူကဟယ်လိုဘာညာဆိုသူကထင်နေတာကျွန်တော်နိုင်ငံလိုထင်နေတာဟုတ်ကျွန်တော်နိုင်ငံမှာကျွန်တော်ရေးသလိုပဲလူကြားလို့မကောင်းတဲ့ကိစ္စတွေကိုဖုန်းနဲ့လမ်းပေါ်ပြောနေရတာအင်းရှိကနေနဲ့ထွက်လာဟယ်လိုကြားလားဟဲ့မကြားဘူးလားနည်းနည်းဆက်ထွက်လာမြောင်းကြော်နေတင်းရောက်လာတယ်လမ်းထရောက်လာပြီဘာဟဲ့လူကြားလို့မကောင်းဘူးဘာနင်းသမီးလေလင်းတော့လိုက်တာလားဟဲ့ဘယ်သူမှမသိစေနဲ့ဟဲ့တန်လန်းလုံးနားထောင်နေတာအေးလေဘယ်နာကောင်နဲ့လေတောင်းကလာပါဈေးရဘာနန်းဝင်ဈေးရှက်ကွင်းရတဲ့နှခမ်းမတက်တဲ့ကောင်လားအဲ့ဒီကမိမနဲ့ခလေးနေတယ်မလားဟဲ့ဘယ်သူမှမသိစေနဲ့ဟဲ့လူကြားလို့မကောင်းဘူးဘယ်မော်ဘီကိုလိုက်ပြေးတာမော်ဘီဈေးနာလားအင်းငါသွားမယ်ဘယ်သူမှမသိစေနဲ့နော်တန်လန်းလုံးကိုခုန်ကြခုနအဲ့ဒီကသူအပြည့်တွေလျှောက်တင်ဖုန်းတွေလျှောက်ပြောဆရာမတွေဘောကပြောမိတွေပြောဖို့ကို့အတိုင်း OBJ pessimism များဝင်နေသလားမကောင်းမြင်ပေါ့အကောင်းမြင်ရမှာပေါ့ဗျာပွင့်လင်းလူပေါင်းပေါ့ကျွန်တော်တို့မှာရှုပ်ထားတာဘာမှမရှိနော်ကိုယ့်ညာကိစ္စအလုံးတလုံးသိတယ်ပွင့်လင်းလေးပေါ့ကျွန်တော်မလေးရပွင့်လင်းတဲ့သဘောပေါ့နော်အလုံးရှုပ်ထားတာမရှိဘူးဒီလိုတွေးပါမိပြက်တယ်သောမက်အဒီစီကိုကျွန်တော်တို့ကလေကျေးဇူးကိုအကြာကြီးတင်နေတာပါဒီလိုတွေးပါကိုယ့် OBJ ရဲ့နော်ခင်ဗျဘယ်နဲ့ကြောက်မခေါင်းတွေကြောက်မြင်နေတာလေနော်ထားပါတော့
ကျွန်တော်မြို့သူမြို့သားများဒီညကျွန်တော်ပေးထားတဲ့ကောင်းစဉ်ကရည်စရာမောစရာပေးထားတာနော်ကျွန်တော်လည်းဗာပေးရကောမှမသိဘူးမြို့ရွာလျှောက်သွားတဲ့ခါကျတော့ဒီကောင်းစဉ်နဲ့ဟိုကျွန်တော်ကဗမာဟောတာလည်းမသိဘူးမေးတော့မေးနေပြီအတော့လားပါလားမသိပါဘူးဗျဥအောင်တင်းနဲ့နှစ်ယောက်ကျွန်တော်လည်းလျှောက်ပြောနေတဲ့ကောင်းစဉ်ထက်နေတယ်ရည်စရာမောစရာပေါ့လောကကြီးကခုကျွန်တော်ပြောတော့အားလုံးရည်ရတယ်နော်ရည်စရာနောက်ကမောစရာတွေနေနေပါလာတယ်သူတို့ကျွန်တော်တို့တိုင်းသူတို့ကျွန်တော်တို့ကဘာကြီးပေါ့ကဘာကြီးကလည်းရည်စရာကြီးပါဗျလောကကြီးကအကုန်လုံးကမောကမတွေဖြစ်နေတာမဟုတ်ဘူးလားနော်အမြင်မတော်စင်တော်နဲ့ခက်တော့ပေါ့ကိုယ့်ရောကရည်ဗျကျန်ခဲ့တဲ့5 နှစ်ကကြောက်ပတုံးကကျွန်တော်ကိုလှမ်းဖိတ်တဲ့ခါကျတော့ကျွန်တော်ရဲ့စိုင်းဆန်နေဝင်းမြင့်ရဲ့ကိုစူးငယ်ကဲနော်စိုင်းဆန်နွမ်းကြတိုင်းရဲ့ကြောက်ပတုံးမျိုးလေးဟောရတယ်ပကံညုံဘက်ကလှမ်းဖိတ်တော့ပကံညုံကိုခီးဆက်ကြတယ်ပကံဆိုတာကျွန်တော်တို့ရှင်းနေခဲ့တဲ့မြို့လေးပါပဲချောင်းလေးတွေကြော်တော့ပေါ့ကြောက်ပတုံးကြော်တော့ချောင်းလေး4ချောင်းတော့ကြော်တယ်တဲချောင်းလေးတွေဟဟလားနော်တောင်ရှိချောင်းတို့မယောင်ရဲချောင်းတို့ဝါကင်းကြီးချောင်းတို့ဒါကြော်တဲ့ခါကျတော့ညောင်းဝင်လဲကြော်ထန်းတော်တဲ့တနေရာမှာထန်းတော်တနေရာမှာကလေးတွေအားနာပါတယ်နည်းနည်းအချမ်းပေါ်လို့တော်သေးတယ်အမေတွေကကလေးတွေပါလာတော့ပြန်ကြတယ်တွေ့လာထပြီးတော့ကလေးတွေကစာပြီးဟောပြောရဲပါညာပဲကြိုက်ပါလေကျွန်တော်တိုက်ပုံနဲ့ဟောလေးဟောတာရှိပါတယ်အေးမြတ်ထင်းတို့အခုပွဲတွေကိုကျွန်တော်အနှွေးနဲ့တစ်ထပ်နဲ့လာပါတယ်အဲ့ဒီတော့အကုန်ချွတ်ထားခဲ့ရပါတယ်တိုက်ပုံမဝေးပါမဟုတ်လေအားလုံးပိဋကများကျွန်တော်ခွင့်လို့ပြပါချမ်းမြတ်ထင်းတို့ကျွန်တော်လာခဲ့တာပါအခုတော့ကလေးလေးတွေပါလေးတွေပြန်ကြပြီးအမေတွေလိုက်ပို့ပြီးပေါ့ဒီစာပေတွေကိုဗျာရုပ်ရှင်မင်းသားမဟုတ်ပါမဟုတ်နောက်ခံဘက်ကလောင်းမှာပါပြောတာကိုနားထောင်တာကလေးတွေစိတ်မရှိဘူးတော်ပါသေးရဲ့ကလေးကတိုးတိုးတိတ်တိတ်ပြောပြီးတော့ထပြန်သွားလို့နော်ဘုအောင်တင်းပြောသလိုကျွန်တော်တွေ့ဦးတဲ့ပွဲတော်ပြဆိုရင်တော့နော်ခေါင်းချောက်သွားမယ်ဘုအောင်ကျော်စာတိပါလေမေဇလီကုန်းအခလေးခေါ်လာတယ်မိမကြီးကတော့နှံ့နှံ့ချောချောပြတက်40နှစ်လောက်သူကစိတ်ဝင်စားနေတာကိုကျွန်တော်တို့ပွဲဦးခလေးဆိုတာဒါဒီမသိဘူးပြညင်တာပေါ့မေးပြန်မယ်ကျွန်တော်လှမ်းမြင်နေတဲ့စင်မောနေပြီးတော့ဘာဖြစ်နေရလဲဘာဖြစ်နေလဲတို့မေးပြန်မယ်ဘာဖြစ်နေတာလဲကျွန်တော်စင်မောနောက်လေတည်းမှရဲ့လို့ဆရာဦးအောင်တင်းပြောဦးတဲ့တရားပွဲလို့ဖြစ်နေပြီဖုံဖုံကတရားဟောလို့ပလင်မောနေပြီးတော့ပိဋကရှစ်ခုပြီးတော့တရားနာလို့ပေါ့ဒီတရားတွေလောကလွတ်မြောက်ကြောင်းတရားတွေနိဗ္ဗာန်တွေငရဲတွေတန်တရားတွေဘာညာတွေမက်ကင်၈ပါးတွေဒီမဆိုတရား၄ပါးတွေကလေးကပဲသိမှလည်းပြန်ကျင်တာပေါ့အိတ်ချင်တာပေါ့ခေါ်လိုက်မိဘအမှားပေါ့ဆရာတော်ကနိုင်ငံတော်ဓမ္မဂတိကကြီးနာမည်မပြောတော့ဘူးနာမည်ကျော်တရားအနှစ်တွေပြောနေချင်းပိဋကတိတ်နေချင်းမိပြန်မယ်မင်းရစိတ်ကြိုတယ်ထင်ပါလေဘယ်လိုဖြစ်နေရလဲဟိုမှာနှစ်ပထွေးရခုဒီတရားမချသေးဘူးလေဘုံဘုံတရားမင်းတုံဘလို့ဖြစ်နေဒီမှာနေမဖြစ်အောင်ဒီတရားမချသေးဘူးအမရဲ့လို့ပြန်လိုက်ပါလို့မေဇီလီကုန်းမျိုးကကျွန်တော်အမကြီးကြောကြအမစိတ်မရှိဘဲနဲ့ခုနဥအောင်တင်းပါတယ်တရားပွဲလို့ဖြစ်နေဦးနေဘလို့ဖြစ်နေရလဲဟိုမှာနေဖေရခုဒီခေါ်ရောရခုမှစတော့ဆိုရင်ကျွန်တော်ကခံမဆိုမိမကြီးရဲ့ခိနဲ့ဖယ်သေးလားအခုတော့မလီထသွားတယ်တော်သေးတယ်နော်နေပထရအောင်မှာခုမှစတော့လိတန်းပြုံးဖြစ်နေဦးနေနော်ပြန်ရင်လည်းလူတွေရိုးသလားပြန်ရပါခုလွတ်ပါတယ်နော်နည်းနည်းအေးလာတဲ့ခါကျတော့ဟလားစကားကိုဆက်ပါမယ်ကျေစရာမောစရာဆိုတဲ့ကျွန်တော်တို့ကကမောက်ကမကြီးပေါ့ပကံချောင်းသွားတဲ့ခီးကပြန်ဆက်တာပေါ့ဗမာတွေနော်ကမောက်ကမကြီးထမ်းတော့တနေရာမှာဆိုရင်ထမ်းပြင်မှာစားချိတ်ထားတယ်သူတို့ထက်ညက်တွေပါလေလှမ်းနေပါလေဟိုသကောဝိုင်းအကြီးပေါ့သကောဝိုင်းကအကြီးပဲထက်ညက်လှမ်းတဲ့ဟာကြီးထက်ညက်ပကံချောင်းကထက်ညက်လှမ်းတဲ့လှမ်းလေကြောက်ပလောင်းသားတွေကအဝေးကလှမ်းမြင်တယ်ကျွန်တော်စားဦးထုံးနဲ့ရေးထားတာဒီသဝဲဝိုင်းမှာသူကဒီလိုအဝိုင်းမှာသူကဒီလိုထွန်ငယ်ပေါ့သုံးမြောင်ပေါ့ဗုဒ္ဓံဓမ္မံနှံခံနဲ့ဟာဒီထမ်းတော့ကပါလဲပေါ့ဘာသာတရားလေးစားလိုက်လားကားလေးနည်းနည်းနီးတာမှကြိုက်တယ်ဗါလို့အောက်ကထိုင်ရပြီလေကျွန်တော်လဲကောင်းပေါ့ပြီနော်ဒီပကံညောင်းသားလေးဘလို့ကောင်းနေလဲပေါ့ဒီကောင်းလေးအရက်တာတော့ဖះရနာသုံးမမေ့ဘူးကွာဗုဒ္ဓံဓမ္မံတန်ခံထိုင်ရတော်လီရကမောက်ကမပါဗျာဟိုးတနေ့ကကျွန်တော်ဒီဘက်ကြံငင်းဘက်ကိုလာဟောဖို့ကျွန်တော်လာတဲ့ခါကျတော့ဟိုးအနောက်ရုံးဘက်ကလမ်းတိုင်းကျွန်တော်တို့ကဒီဘက်ရထားလမ်းလည်းမဟုတ်ဘူးကားလမ်းလည်းမဟုတ်ဘူးဟိုးပဲအနောက်ရုံးမတောင်ရှိတိုင်းကျွန်တော်ဆိုင်ကလေးလာကြတာပေါ့ရုံးမတနေရရောက်တော့သမင်းဆိုင်ဆိုင်တွေ့တယ်ကျွန်တော်လည်းရင်းနေတဲ့ဒီဒေသသားတွေကဆရာဒီဆိုင်လေးကကောင်းနေတယ်အကောင့်ပညာစုံနေပေါ့ကျွန်တော်စိတ်ဝင်စားသွားတာပေါ့ဝင်တဲ့အခါကျတော့အကိုတို့သွားပွင့်ပြီးပါပါဒီကနော်ကွင်းကောက်မလှမ်းမကမ်းပါအဝင်းမှာတော့ဆိုင်းဘုတ်ကတွတ်ပြားကိုအနီးတုတ်ထားတယ်နီးရဲနေတာပဲစလုံးအဖြူနဲ့ဖောက်ထားတယ်ကျွန်တော်ရက်ပြီးကြည့်လိုက်တာပေါ့အကောင်လေးထိုင်ကြပြီးဘာညာမှားကြပြီးစားတော့တယ်ဤဆိုင်တွင်၌တဘာဝတော်ရိုင်းတတဝါများကာကွယ်ရေးဥပဒေနဲ့တက်တော်ဥပဒေအရတားဆီးသားသောတတဝါများကိုမရောမှာကောင်းလိုက်တာကျွန်တော်ထဲအောင်သွားပြီးတော့သွားတော့မိမကြီးကကင်မကြီးအမိုးလို့ခေါ်တယ်သူကအဲ့ကောင်လေးတွေအမိုးခေါ်တာကျွန်တော်သွားမိတယ်အမိုးလို့ဘာဟင်းနေရလဲဆရာတောကောင်သားကုန်ရတယ်မရှိအစားနဲ့ကြက်ရည်နော်ကိုနေ့ကကြားလေးကောင်ရသေးတယ်ဆရာကြီးမင်းတို့တော့ကြားပေါက်တော်ရသေးတယ်ကျွန်တော်ကမောက်ကမကိုရုပ်ကားရည်ပါလားတွိုင်းနဲ့ကျွန်တော်တို့လူဖွဲ့စီမှာတွေ့ရတာပေါ့ကဘာလက်ဒီတိုင်းပဲလေဒီကဘာလက်ဒီတိုင်းဖြစ်နေတာဟုတ်
တခါကြတော့မြစ်ဝကျုံးပဲခီးသွားတဲ့ခါကျတော့လေခွင်းစိမ့်စိမ့်ဆူဆူတွေတွေ့တာပေါ့ရေတွေဖွေးလို့မိုးတွေနဲ့ကောက်ဆက်တဲ့အချိန်ကြီးဒီမှာလည်းဆိုင်းမုတ်တွေထောင်ထားတာပေါ့တနေ့မှထောင်ထားတယ်လက်မှုလေယာမှစက်မှုလေယာတို့ဟာကောင်းလိုက်တာတို့နိုင်ငံဒီလေယာမျိုးချစ်ခဲ့တဲ့နိုင်ငံစက်ပြိုးနိုင်ငံလက်သမားတွေတင်မညပြီခါကုန်ပြီးတော့လေထွန်ကြရတယ်ကျွဲနဲ့နွားနဲ့ယုံကြရတယ်ကောက်စစ်သမားလေးတွေလက်နဲ့ဆိုင်ကြရတယ်ရွှေနဲ့မှကုန်းပြီးတော့စဘာဝတီတဲ့သစင်နဲ့ကြရတယ်အမေရိကန်နိုင်ငံမျိုးမှာလူလုံးဝမပါတော့ဘူးလေလူမသုံးတော့ဘူးဆက်နဲ့ရိတ်တယ်ဆက်နဲ့ထွန်းတယ်ဆက်နဲ့ဆွတယ်ဆက်နဲ့နဲတယ်ဆက်နဲ့ကြိတ်တယ်ပေါ့အကုန်လုံးနောက်ဆက်ကြည့်နေတယ်ကိုဖီမင်းပြောပြပြီးရောက်ခုတာသူကရွှေလက်ွယ်ကြီးတို့အေကထောင်နဲ့ချီပြီးတော့တယောက်တည်းလုပ်နေတာဩနဲ့ကြိတ်နေတာပေါ့ကောင်းတော့ပေါ့လက်မှုလေယာမှာစက်မှုလေယာတို့နိုင်ငံရေးရွေးချက်ကောင်းတယ်အဲ့ဒီဆိုင်မှုနဲ့မလှမ်းမကန်2000ပဲကွာလေနောက်ဆိုင်မှုတစ်ခုစဘာအထွက်တိုးရည်သည်တဲ့ကောက်ဆိုင်သမားများရဲ့တာဝန်ဖြစ်သည်တဲ့ဟာဒီဘက်ကလက်မှုလေယာမှာစက်မှုလေယာတို့ဟိုဘက်ကစဘာမထွက်တာနဲ့ရွာသူတွေရဲ့တာဝန်နဲ့နောက်ဆုံးတော့အပြစ်ရှိသူကကျွန်တော်တို့ရွာကပညာမတတ်တဲ့ကောက်ဆိုင်သမားလေးတွေကိုဆိုတော့အဲ့လိုတွားကြည့်နေလောကကြီးကကမကမအစင်နာမိနော်ရည်စရာကြီးနောက်ကတော့မောစရာပါလာတာပေါ့ရည်ပြီးတော့မောရတာလည်းမဟုတ်ဘူးလားအော်တို့တိုင်းပြီနော်နှိမ့်ကြလိုက်တာမဖွင့်မျိုးဆင်းလိုက်တာစသည်ဖြင့်ပေါ့ဗျာရေမောတာပေါ့ဒီလိုဟာမျိုးတွေကိုတွေ့လာတဲ့ခါကျတော့ကျွန်တော်ကောင်းနေပြထားရဲစရာမောစရာအဲ့ဒီရဲစရာတွေမောစရာတွေကိုကျွန်တော်တို့ရှောင်ရှားနိုင်ရင်လူဖွဲ့စည်းကောင်းလာတာပေါ့နော်ကောင်းလာတာပေါ့ဘာသာရေးရလဲရဲစရာမောစရာရှိစီးပွားရေးရလဲရဲစရာမောစရာရှိနိုင်ငံရေးရလဲရဲစရာမောစရာရှိပညာရေးရလဲရှိနေတာပေါ့လောကကြီးကမကမဘူးကျွန်တော်တို့နိုင်ငံတွေမဟုတ်ဘူးကျွန်တော်ဖတ်မိတဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်အမေရိကန်နိုင်ငံဝတ္ထုလေးတစ်ပုဒ်တတိယနေပြီအမေရိကန်နိုင်ငံဆိုတာအများစုကခရစ်ယာန်ဘာသာဝင်တွေရှိတဲ့ခါကျတော့ခရစ်ယာန်ကိုနောက်တာပေါ့ကျွန်တော်နိုင်ငံဆိုရင်တော့ဗုဒ္ဓဇင်နောက်မှာပေါ့အိန္ဒိယဆိုရင်တော့သူဟိန္ဒူတွေနောက်မှာပေါ့ဘာသာခဏဖယ်ထားလိုက်ဘာသာရေးသာသနာရေးကိုဆောင်ရွက်ပါတယ်ဆိုတဲ့ဒီပုဂ္ဂိုလ်တွေကမြင့်မြတ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကစပုရိသေဖြစ်တဲ့အတွက်ကိုကျင်တရားမကောင်းတာကိုသူနောက်ထပ်တဲ့ဝတ္ထုလေးသိကောင်းတာလေကျွန်တော်ပြောတဲ့အထက်မှာခင်ဗျားတို့ကအစားထိုးကြည့်ပေါ့ခရစ်ယာန်ဘုန်းတော်ကြီးနေရာမှာအာလဝီတရားဟောဆရာတို့ဟိန္ဒူတရားဟောဆရာတို့ရက်ကွက်ထရတာရင်လိုက်ဆောင်ရနေတဲ့ဘုရားကောဘကတို့နဲ့အစားထိုးကြည့်လို့ရပါတယ်သူကသိကောင်းတဲ့ဝတ္ထုလေးမြို့တစ်မြို့မှာတဲ့လင်မယား2ယောက်ရှိတယ်ကလေးမှညာမရှိဘူးတဲ့တာသမီမရှိကြဘူးမိမလည်းချောတောင်းဖြောင်းတယ်ယောက်ျားဖန်ရာရှိမန်နေဂျာတဲ့နှစ်ထပ်အိမ်လေးနဲ့မြေကမ်းမင်းသားလမ်းဒီလိုမြေကမ်းမင်းလေးပေါ့ကားလမ်းလေးနည်းနည်းရှိတယ်ကိုလေးပေါ့ကားတစ်စီးသွားစားလေးကတ္တရာလမ်းလေးနဲ့သူတို့နိုင်ငံလေးတွေလှတာဟုတ်နင်းလေကြားတော့မနေ့ဆိုသူကဘန်ကိုသွားလို့ညနေပြန်လာပေါ့ခရစ်ယာန်မိသားစုဖြစ်တဲ့အတွက်အဲ့ဒီအိမ်ကိုလေတရားအဝင်ထွက်လုပ်နေတဲ့ခရစ်ယာန်တရားဟောဆရာတယောက်ရှိတယ်ခရစ်ယာန်တရားဟောဆရာလည်းကျွန်တော်တို့ဆရာတို့လိုပုရိသေလူသားကိုနော်လူသားဆိုမတတ်ရှင်းနိုင်ဘူးလေသူကကျွန်တော်ဆိုလို့ကျင်တာဘာသာရေးကိုပြောနေမှာမဟုတ်ဘူးလူသားကိုပြောနေတာလူသားရဲ့မတတ်ရှင်းမှုပေါ့ဆိုတော့အဲ့တရားလာပြန်ရင်တန်းလန်းနဲ့တန်ဟောတင်နေတဲ့တော်သွားတယ်ထင်တယ်အဲ့ဒီအိမ်ကတိတ်မထွက်တော့ဘူးသူကနှိမ့်နေကနေလာနေတယ်ဒီမိမနဲ့ဘေးနဲ့ထမ်းကြီးတော့တွတ်တာလေးတွေပါလေတွေ့ရတာပေါ့တွေ့တဲ့အခါကျတော့ဗန်မန်နေကြအောင်သူကသတိပေးတယ်အကိုကြီးမိမကိုပြစ်မထားနဲ့ခင်ဗျားတို့နေကြပြန်စားဦးအကိုကြီးတို့ရင်ဝင်ထွက်နေတဲ့တရားဟောဆရာအဲ့မှာနဲ့ဆက်ကြနေတယ်တကယ်တော့ဖောက်ပြန်နေပြီမသိတော့ဘူးထင်တယ်ကိုကြီးရဲ့အိမ်ကိုပြစ်မထားပါနဲ့ကိုကြီးကတနေ့လုံးရုံးသွားနေတာပဲပြန်ကြည့်ပါဦးတနေ့ကျတော့ပြီးတော့သူများလာတဲ့အတွက်သူကနှင်းနဲ့နှင်းရင်မှထမင်းစားပြန်နေရမရှိဘဲနဲ့ရုပ်တရက်စက်ကနေပြန်လာတယ်သူထင်တဲ့အတိုင်းပဲတခါလေးဟာထားအဲ့ကောင်ထိုင်ကြည့်တော့ဖက်နဲ့တရားပို့တွေ့တယ်ယောက်ျားဖက်နဲ့သူပဲမှန်နေတာအခန်းကိုထိုင်ကြည့်တော့တကားဟာထားတယ်အတန်မှထွက်နေတယ်တွေ့တာလေရှင်းအောင်တန်ပေါ့ပြောရင်ဟုတ်တယ်မလားဆရာတော်ဖျားတို့ဘယ်လိုခေါ်မလဲဆရာတော်ပဲခေါ်မှာဘာလားမထားပါတော့နော်ကိုပေါ့ဗျာဆရာတော်တို့ချစ်လို့လားလို့ပေါ့ချစ်တာပေါ့လို့စတွေ့တာလေအဲ့ဒီမှာ तू ကကြားပြီးတဲ့ခါကျတော့ဟာဒီဘုန်းကြီးကွာပေါက်ပြန်လိုက်တာဆိုပြီးတော့အဲ့ဒီရုပ်တရက်ဆိုသူအပေါ်တက်ကိုတက်ပြီးတော့တဲ့သူ့ရဲ့လာတာဆောင်ရှိတယ်ပေါ်တီကိုပေါ့အပေါ်ကနော်စင်ဝင်လေးပေါ့အပေါ်တက်ကဟာလာဟင်းလေးကိုအဲ့ဒါနဲ့အဲ့ဒီမှာမတ်တက်ရပြီးတော့လမ်းဘက်ကြည့်ပြီး तू တရားတွေဟောတော့တာပဲတဲ့ခရစ်ယာန်ဘာသာဝင်ဝတ္ထုဆိုတော့ခရစ်ယာန်တရားတွေဟောတာပေါ့တမန်ကျမ်းစာမှာပါနေတဲ့ဟာတွေကို तू ယေရှုခရစ်ရဲ့ဆုံးမချက်တွေကို तू ကတောက်လျှောက်နန်းလျှောက်ပြောနေတာဘာမှလို့ဆိုပါဠိပတ်သားတွေပေါ့ပါဠိပတ်သားတွေဟောနေတာပေါ့လူတွေကမောကြီးနေဟာဒုမျိုးကမျိုးလေးခက်သေးသေးကိုကနောင်လိုဇက်လုံးလိုမျိုးလေးကိုဆိုအားလုံးကသိနေတော့ဟာဒုမန်နေဂျာကြီးဘာဖြစ်တာလဲတို့ဗမန်နေဂျာကြီးယူသွားတာပါလေကွာသူဆောင်လိုက်လားတခါတော့မတွေ့ဘူးလေ तू ကတောက်လျှောက်နန်းစတော့သူရွတ်နေတာဟုတ်တယောက်စား2ယောက်စား5ယောက်10ယောက်ရောက်20ရောက်100စိုက်ကားလေးတွေမြင်းလဲသမားလေးတွေကားလေးတွေနဲ့လမ်းဘလော့ဖြစ်သွားတယ်ပိတ်သွားတယ်အခုမောကြီးနေတာယူသွားပြီလို့ထင်တာလူအားလုံးကဟာကြောက်နေတာထင်တယ်ကွာဘာဖြစ်လဲမသိဘူးပေါ့ပိတ်သွားတဲ့ခါကျတော့လမ်းပိတ်တဲ့ခါကျတော့မလမ်းမကမ်းမှာရှိတဲ့မြို့နယ်ရဲစခန်းရဲသားတယောက်ကတက်လာလာမိတာအကြောင်းလို့သိရင်လို့အပေါ်တက်လာပြီးမေးတယ်အကိုကြီးဆိုတော့ဒင်းဖက်ကြည့်တော့မှာဘာလဲကွာမင်းရိုက်ပါလိဖြစ်နေတာလေအမလူတွေအောင်ပြုံးကြည့်နေတယ်ခင်ဗျားတို့အရှင်မှာဒီမကောင်းတော့ရုပ်ပြစစ်မကြည့်နေလမ်းနေပိတ်ကုန်ပြီမြင်းလဲပေါက်လို့မရတော့ဘူးဝတ္ထုလေးအဆုံးသတ်ထားတယ်
လောကကြီးကြီးစရာမောစရာဆိုတော့သူကမော့လိုက်တာဘာဖြစ်လို့ကြာလို့လုပ်တာလဲတရားဟောတာလေမင်းကလည်းကွာမင်းအထက်ဥဒ္ဒနာထောင်လိုက်တယ်ခိုးခိတ်ကြားနေရတယ်အဲ့ဒီချက်မှတရားဟောဆရာတို့ခရိယံဖုန်းတော်ကြီးရှိနေတယ်အဲ့ဒီကောင်အခုငါမင်းမဟုတ်ငါလုံးမဲ့လုပ်တယ်သူသွားလုပ်နေတယ်ကွာလေအဲ့ဒါငါသူလုံးမဲ့လုပ်တယ်သူအစလာလုပ်ပေးနေရတယ်ဒါတရားကျွန်တော်လေကြိုက်လိုက်တာအစားထိုးကြည့်တာပေါ့နော်လောကမှာပုထုဇဉ်လူသားဆိုတာတော့အကျွင်းနဲ့မတတ်ရှင်းနိုင်ဘူးဗုဒ္ဓဘာသာထဲမှာလည်းရှိနေတာပဲငါရှိနေတာပေါ့နော်ဟိန္ဒူထဲမှာလည်းရှိနေတာပဲဘာသာကြီးကတတ်စင်တာလူတွေပေါ့ကျွန်တော်ဖတ်ရင်းနဲ့လေစာရေးဆရာတွေရေးတက်လိုက်တာကောင်းလိုက်တာကျွန်တော်အဲ့ဒါကိုလေဖြင်းရဖြစ်နေပတ်စံများတက်နေကျွန်တော်ရုပ်ရှင်တော်ရိုက်ရှင်တာရုပ်ရှင်ရိုက်ရှင်နေကျွန်တော်လူတွေပြရင်လေတန်လေးကဟိုဘာလို့လဲဆိုအကျိုးရှိရရှိကြောင်းပေါ့ဟောကိုကျင်တရားကိုထိမ့်လို့ပေါ့ကျွန်တော်ရန်ကုန်မှာရှိတဲ့ဒါရိုက်တာတယောက်ကိုပြောဘူးတယ်ဒီကားလေးရုပ်ရှင်ရိုက်ရှင်နေကွာဒါဆရာချိုကောင်းတာပေါ့ဘာလို့ရိုက်မှာလဲဆရာကားထူလေးပေါ့ကွာလူတီမှာပြရင်လူတွေကြည့်လို့အကျိုးရှိတာပေါ့မင်းသမီးဘယ်သူရေးမှာလဲမင်းသမီးကတော့မိုးဟေကိုပေါ့ကွာညွတ်တဲ့ကောင်မလေးပေါ့ဆရာခရိယဖုန်းတော်ကြီးကဘယ်လိုလုပ်မှာလဲတဲ့ငါပေါ့ကွာလို့ဟာဆရာလေလုံပြီကဲဇက်ညွန့်ရေးထားလားဇက်ညွန့်ကရေးထားပြီးသားလို့မင်းကလည်းပိတ်တက်ကြက်ရမှာပေါ့လို့တွတိတွတာပြောတဲ့ခန်းလေးမှာဆိုတော့ငါအသေးစိတ်ရေးထားလားဇက်ညွန့်ကဒန်လော့တယ်လေမိုးဟေကိုကဖောက်ပြန်တဲ့မိမကျွန်တော်ကခရိယဖုန်းတော်ကြီးဗန်မန်နေဂျာကတော့သူက OBJ လို့လို့ပေါ့ဗျာသူမတိုင်ဘူးတော့သူ့ဘောသူ့ကြောင်းပေါ့ကျွန်တော်ကတော့အခန်းထဲမှာကျွန်တော်ကအဲ့မှာကျွန်တော်တို့ဖောက်ပြန်တဲ့ခန်းလေးပေါ့ဟုတ်တယ်မလားဒီအရှုံးနေတယ်ဟလားမင်းပါပေါ့ကျွန်တော်ကသူ့ဘယ်လိုခွင့်ကောင်းမလဲမွေးကိုဆိုတော့ဟေးပေါ့ဗျာဟိုကလည်းမင်းပါပေါ့ကိုဘယ်မစိုးတရားဘာမှမရှိတာလေရင်ကို၄ပါးပေါ်ချစ်ရဲ့ကဲပြောပြချစ်တိအောင်မကြမညာရဘူးချစ်ကလည်းကွာဘယ်မစိုးတရား၄ပါးဆိုသူတို့ကောင်းတရားတွေပေါ့မေတ္တာရဲ့ဂိယူနာရဲ့မုဒိတာရဲ့ဥပိ္ပခာရဲ့ဒါပေါ့ကြည်လူတက်ကြီးပြစ်ပေါ့ငါကလေးထုတ်လိုက်ကျွန်တော်ပြစ်ဆိုနမ်းလိုက်ကိုမက်ကင်ရှိပါဆိုတာပါလေဟောချစ်ရဲ့သူတို့ကောင်းတွေရဲ့လမ်းစဉ်ပေါ့တမဒိဋ္ဌိကောင်းစွာယုံကြည်ခြင်းတမအာဇီဝကောင်းစွာအသက်မွေးခြင်းတမဝါယမကောင်းစွာအင်အားစိုက်ထုတ်ခြင်းတမသင်္ကပ္ပကောင်းစွာကြံစည်ခြင်းစသည်ပေါ့ကြည်ကိုကတက်လိုက်တာတရားတွေပြစ်တယ်ဒါလေးတွေပေါ့မကောင်းလားနော်သိကောင်းပါပဲနော်ကိုအဂ္ဂိတရားဘယ်နှပါရှိတယ်ကိုရဲ့ချစ်ကလည်း၄ပါးပေါ့အဂ္ဂိတရားဘာတွေလဲကိုရဲ့သန္တာဂရိတို့ဒေါသဂရိတို့မောဟဂရိတို့လောဘဂရိတို့ပေါ့ကိုရဲ့တရားတွေသိလိုက်တာပြစ်ပေါ့ဒါလေးတွေပေါ့နော်ရုပ်ရှင်ဆင်းရဲကြတယ်နော်ကောင်းပါပဲပြောမိတယ်တကယ်ပါလူအဖွဲ့အစည်းမှာကျွန်တော်တို့တွေမကပါဘူးကဘာသူကဘာသားအားလုံးကဒါအမေရိကန်မထူဘူးအကောင်လုံးကမောက်ကမတွေဖြစ်နေတာဒါကြောင့်လောကကြီးကရဲစရာများလဲရှိမောစရာများလဲရှိဒါကိုသိတဲ့စိုင်းဆရာတွေကကျွန်တော်တို့တယောစော်ကားနဲ့လုပ်ပြီးတော့ကျွန်တော်တို့ကလူကိုကလိတာရေးတာငေါ့တာထိတာဟိုတလောလေးကဟိုတလောလေးကမစခင်ခုသတိသွားရတယ်တရားနဲ့ပတ်တယ်လို့ပါနည်းနည်းလေးဖေးချော့ပြောလိုက်ဦးကျွန်တော်တို့ကဗုဒ္ဓနဲ့ဓမ္မနဲ့သာသနာပြောပြီးကျွန်တော်တို့ကတကယ်တော့ကမောက်ကမတွေပဲဟိုတလောလေးကကျွန်တော်မြစ်ကွေကျောင်းတိုက်ကဘုန်းတော်ကြီးကဖိတ်လို့ဘုန်းကြီးကိုဟောရတာမြစ်ကွေပရိယတ်တိစတင်တိုက်ဆရာတော်ဘုရားတိတ်တော်တယ်နိုင်ငံသားပြန်တခါကြီးဥဒ္ဒချူကြွပါဦးဇင်းတို့ကျောင်းကဘုန်းကြီးတရားလာဟောသမှာလေဟာပြောင်းပြန်ကြီးပေါ့ဘုန်းကြီးတရားဟောမယ်ကိုကြီးစာပြေဟောပြောပေးပါကျွန်တော်လည်းပေးလိုက်တယ်ဓမ္မလူအဖွဲ့အစည်းနော်ကျွန်တော်ဘာသွားကြိတ်လဲဆိုတော့ရန်ကုန်မြို့မှာစာရေးဆရာမကြီးတယောက်ရှိတယ်ဒေါက်ခင်မျိုးချစ်ဆုံးသွားရှာပြီအင်္ဂလိပ်လိုတိတ်တက်တယ်ဒီမှာရှိနေတဲ့သားတွေတပည့်တွေသူ့စောက်တွေဖတ်စစ်ကျင်တဲ့စနန်းကလေးလေးတွေကာလာဖူဘာမှနာမည်ကြီးတာပေါ့ပကံမှာရှိတဲ့ဘယင်တယောက်ရှိတယ်အနော်ထမင်းစောသူ့เจ้าကိုအင်္ဂလိပ်လိုရေးတယ်နော်အနော်ထအော်ဘာမှတိတ်ကောင်းတာပဲနော်ဒေါက်ခင်မျိုးချစ်ကယောက်ျားဥခေမောင်လက်ဖို့တော့လောက်သားပြည်သူနေ့စဉ်သတင်းစာ Working Stevens Daily ရဲ့ editor ချုပ်သူအင်္ဂလိပ်စာဆင်းကိုဒီလိုစဉ်းစားကြည့်မမြောက်မချောက်ဖို့ဘူးနော်ဆရာကြီးတွေကတားလေးကဒေါက်တာခင်မောင်ဝင်းအခုမသိသေးဘူးတေချာပါမောက္ခပိတ်ပြရတဲ့မိမတွေဒေါက်ခင်မျိုးချစ်ကိုတဲ့တနေ့မှနိုင်ငံသားတယောက်ကမေးတယ်သူတို့အိမ်ကို foreigner တွေဝင်ထွက်ရှိတယ်သူတို့ကဘာနဲ့အဆက်လို့ရှိတာဟုတ်နော်အင်္ဂလိပ်စာတတ်ပေးတဲ့ပုဂ္ဂိုလ်ဆိုတော့နေတာလဲရန်ကုန်တဲ့သူနားမှာဟုတ်ဒေါက်ခင်မျိုးချစ်ကိုဗာမေးလဲဆိုတော့ဆရာမကြီးခင်ဗျာတဲ့ယောက်ျားမေးတာဆရာမကြီးကဗုဒ္ဓဘာသာပါလားတဲ့မိကွန်းတူးစနေနော် Are you Buddhism ဆရာမကြီးဗုဒ္ဓဘာသာလားကျွန်တော်သူ့အဖြစ်ကိုစိတ်ဝင်စားတယ်နော်ဘာဖြစ်မထင်တယ်လဲကျွန်တော်တော့ဆိုရင်တော့ဗုဒ္ဓဘာသာဖြစ်မှာပဲကျွန်တော်ဝန်ထမ်းကတ်မှာနာမည်ရေးဦးညွန့်တော်အလုတ်ကန်ကျောင်းဆရာအထိကဘာညာပေါ့ကိုယ်အဒီဘာသာဗုဒ္ဓဘာသာပေါ့ဒါပဲရေးရပဲကျွန်တော်စက်ပုံနေလိုက်ကျွန်တော်ဒီတိုင်းပဲဒီမှာရှိတဲ့ပိဋကကျောင်းသားကျောင်းကြီးတွေလည်းဒီတိုင်းရေးရမှာပဲဒေါက်ခင်မျိုးချစ်ကပညာတတ်ဆိုတော့စဉ်းစားစားဖြစ်တယ်နော်ဆရာမကြီးကဘာဘာသာကိုယ်ကဘာသာလဲတဲ့ဗုဒ္ဓဘာသာပါလားတဲ့ Are you Buddhism နဲ့ဘာဖြစ်လဲထင်လဲ No တဲ့ကျွန်တော်သိကြိုက်သွားတယ်ကျွန်မဗုဒ္ဓဘာသာပုတ်ပါဘူးဘာဘာမှမရှိသေးပါဘူး
ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့ကျွန်မကြိုးစားခဲ့ပါတယ်အကျက်လိုက်တာသူကသူဘယ်လိုသုံးတတ်တာလဲငါဒီဗုဒ္ဓဘာသာနာမည်ခံတော့မဟုတ်ဘူးဓမ္မနဲ့အညီနေထိုင်အောင်ငါကြိုးစားမယ်ဒီစိတ်ချမ်းမြေ့တာဆရာတော်ဆိုရန်ကုန်မှာရှိတယ်ကဘာအေးဖျားလမ်းပေါ်မှာချမ်းမြေ့ကျောင်းတက်အင်္ဂလိပ်လိုတက်တဲ့ဘုန်းတော်ကြီးသူရေးတဲ့စာအုပ်တွေကအင်္ဂလိပ်လိုသိများတာပဲနော်နိုင်ငံခြားမှာပေးစာများတယ်စာအုပ်ထွက်တယ်ကျွန်တော်ဝယ်ထားတယ်တမီးတို့ဖတ်တယ်အင်္ဂလိပ်လိုနော်နိုင်ငံခြားသားတွေကအင်္ဂလိပ်လိုမေးတယ်သူကအင်္ဂလိပ်လိုဖြေတယ်တန်မြတ်ဆိုတာပါလေရမေတ္တနာဆိုတာပါလေသီလဆိုတာပါလေဘာဝနာဆိုတာပါလေဘုလိုမေးဘုလိုဖြေနိုင်ငံခြားမှာပေးစာများဒီကောင်းနောက်တော့အမေကောင်းအဖြေကောင်း good question good answer and ခံထားတယ် question ဖို့အဲ့ဘုန်းကြီးရေးတာပဲလေတနည်းတော့ဖတ်လိုက်တော့ဘာတော်လို့လဲဆိုတော့ဆရာတော်ဖျားကိုဖော်နေတာတယောက်ကမေးတယ်ဆရာတော်ဖျားတဲ့ဗုဒ္ဓဘာသာနိုင်ငံကဆရာတော်ဖျားဖို့မေးပြရစီဗမာနိုင်ငံသူနိုင်ငံသားအများစုအဖြစ်သူတို့ကသူတို့ဗုဒ္ဓဘာသာဝင်မှလို့ဖြစ်ပါတယ်ရှင်ဗျာတဲ့တကယ်ဗုဒ္ဓဘာသာဝင်တွေဟုတ်ပါသလားတဲ့တကယ်ကြင့်ကြံနေတာလားတဲ့ဖျားရဲ့တရားကိုနာမည်ခံထားတာလားလေးတယ်ပေါ့တစိ့ကတ်ထားတာလားအထက်ကတကယ်ပါသလားအဲပိုင်းရေတန်းဆိုရင်အထက်ကရေတန်းတကယ်ပါမယ်ဝီစကီဆိုရင်ဝီစကီပါမယ်ဝီစကီတက်ထားပြီးတော့သူကရေထက်ထားလို့မရဘူးရှင်ဖျားတို့နိုင်ငံကတိုက်ပြည်သားတွေကတစိ့ကပ်ပြီးအထက်ကပေါက်ကက်ထည့်ထားတာလားဘုန်းကြီးတက်ပြတာကောင်းနေတာတစိ့ပဲကတ်ထားတာတဲ့အထက်ကပေါက်ကက်ရတယ်ဗုဒ္ဓဘာသာနာမည်ခံထားတာအထက်မှာတရားတကယ်မရှိပါဘူးလူတွေမှာကျွန်တော်ပြောတာမဟုတ်ဒေါခင်မျိုးချင်းနဲ့ချမ်းမြေ့ဆရာတော်ရဲ့အမေခင်များကိုကျွန်တော်ဖောက်တယ်ချတာအဲ့ဒီလိုပြောလိုက်တဲ့အခါပိဋကတ်မှာရှိတဲ့လူတွေအားလုံးကတက်ပြောနေတဲ့ခင်ဗျားကတော့သီလရှင်ကြီးလားခင်ဗျားတရားရှင်ကြီးလားဒီလိုမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်ကိုသုံးတတ်တာကျွန်တော်ပါဝင်ပေါ့နော်ဟောတို့တွေကတကယ်တရားရှိရလားခုနခရိယာဘုန်းကြီးနဲ့သွားဆက်လို့ကျွန်တော်စဉ်းစားကြည့်တာသူများပြောလို့ကျွန်တော်ရည်ကြတယ်လေဖခင်ရဲ့တရားပေါင်းဘယ်လောက်ရှိလဲအလုံးသိပြီလားဓမ္မခန္ဓာပေါင်း8400မနေ့ကတော့ကျောင်းသားတွေပြောသေးတယ်ပိဋကတ်မြင်တာတောထက်တော့29နှစ်ဒုက္ခရစရိယာကျင့်တာက6နှစ်ပြီးတော့မှသူကဖခင်ဖြစ်တာဘူးနော်ရုပ်ရှင်မနေ့ကဆယ်တန်းကလေးတွေပြောတော့အထက်ကကျောင်းမှာမလေးငင်းငယ်နေတာရုပ်ရှင်လိုက်ကြည့်လိုက်ပါအလုံးတီးပြီးသားမလို့လစ်တဲ့ဗုဒ္ဓဆိုရင်ကောက်ကြည့်လိုက်ဗမာလူလည်းရှိပြီးသားဟုတ်လားဖခင်ဖြစ်တယ်ဘောဒီမင်းနဲ့ရွှေပလင်အောင်မြင်တယ်မနေ့ကတရှင်းဆိုပြသေးတယ်ကျွန်တော်ကသမီးတို့ဘောဒီမင်းအောင်မှာဖခင်တွေအောင်မှာတက်နေအောင်မှာဖခင်ဖြစ်တာဟဲ့ထိတ်ဆုံးဖခင်ဖြစ်တယ်ကောက်ကတန်ဖခင်ပုဂ္ဂိုလ်ပင်ဒုတိယဖခင်ရေတဖန်းပင်တတိယဖခင်လည်းညောင်ပင်ခေါရမလည်းညောင်ပင်နောက်ပွင့်မဲ့ဖခင်အရိမတိမြတ်စွာဘုရားဂန်းကော်ပင်အောင်မှာပွင့်မှာရန်ကုန်တက္ကသိုလ်မှာဒါကြောင့်ဂန်းကော်ပင်နဲ့စိုက်ထားတာဂန်းကော်ပင်ဒီပညာရဲ့အထိတ်မှတ်အလင်းရဲ့အထိတ်မှတ်ရန်ကုန်တက္ကသိုလ်ကအလင်းအောင်နေပြီရန်ကုန်တက္ကသိုလ်တော့ပြီးဖြည့်ဆည်းလို့မရဘူးမလေးဘုကြောင့်ဆန်နေခဲ့တဲ့အကြောင်းဒါကြီးကကုန်ယူစရာကြီးဒါတော့သိရမှာဆိုတော့ဒီလိုပြတော့ဘုရားဖခင်ဒီညောင်မင်းအောင်မှာဖခင်ဖြစ်ကိုရောက်ရှိဟိုကနေပြီးတော့မျက်ထမ်းသမားမျက်ရှိစုပ်လူမနေ့ကပြောပြီးသားပြန်ပြောနေတယ်ကျွန်တော်ကမျက်တွေကျဲလိုက်ခါ14တောင်ကျဲတယ်မျက်ကလေးတွေကလူကြီးတွေပါလာလို့ဒီမှာတက်ထိုင်ဒီညငါဖခင်ဖြစ်ပြီဒါအချမ်းနေတာပါပဲအစွန်းတရားနှစ်ပေါက်ရှောင်တာဟုတ်မနေ့ကဆယ်တန်းကလေးတရှင်းအောင်ဆူပြနေသေးတယ်မဟာဗောဓိမင်းနဲ့တလန်ကွာတယ်မျက်ထမ်းသမားပြီးတဲ့ရှစ်စုပ်ကိုကျဲတယ်14တောင်ကျဲတယ်တက်ထိုင်တယ်ဒီညငါတရားရောရပြီပေါ့အစွန်းတရားနှစ်ပေါက်ရှောင်မယ်ဒီလိုဒီတရားကိုမဟာဗောဓိမင်းနဲ့တလန်ကွာပါသည်မဟာဗောဓိမင်းနဲ့တလန်ကွာပါသည်စัจ java လားငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေသည်14တောင်မြက်က14တောင်ကျဲတယ်ကျဲဝင်းပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖယားမဖြစ်သမျှငါမထတော့ပြီဟုလုံလဥဒ္ဒဟာအစုံကြီးဘောဓိပင်ရွှေပလင်တက်ဝဲဖွဲ့ခွေစံနေတော်မူသည်ဘဂဝါဇိနာရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်တိတ်ကြိုက်တာအတန်လေးကိုတိတ်ချစ်တာပဲအဲ့ဒီဆိုတော့နီနီဝင်းရွှေကိုလေယောက်ျားနဲ့ကွဲလာရင်ကျွန်တော်ယူတယ်ညဆိုခိုင်းမှာကျွန်တော်ကနီနီကိုဖယားတချင်းဆိုပြစမ်းကိုတရားထိုင်ရင်လို့ပေါင်ပွေ့ပြီးတော့သူကဆိုမှာပဲဘဂဝါဇိနာရှင်ဒီတဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုလည်းအောင်မြင်တော်မူသည်နီနီရဲ့တို့ဖယားရှင်တဏှာစင်တော်ရင်တဏှာစင်တော်ပေါ့ကိုရဲ့ဒါလေးတွေပေါ့နော်ညကျွန်တော်ကနော်ဒီဖယားရှင်ဟောတဲ့တရားတွေ45နှစ်ကြာတယ်29နဲ့6နဲ့ပေါင်းပေတာကအသက်80ခန်းနာအောင်ပြောတော့ပြိဋိဘံဆန္ဒဒါပေါ့ကျွန်တော်ရိုင်းတာမဟုတ်နားထဲကိုတန်းလိုက်လိုက်တာကြီးကျယ်ခန်းနာအောင်ပြောတဲ့ခါကျတော့ပြိဋိဘံဆန္ဒအသက်80တိတိကုတ်တိန်နာယူမှာမြောက်ဘက်ကိုခေါင်းပြပြီးတော့ပြိဋိဘံဆန္ဒ45နှစ်တိတိတရားလိုက်ဟောသွားတယ်ဒီဘုရားတရားတွေဒီအလင်းအောင်ဓမ္မရဲ့အလင်းအောင်တွေတလိုက်တော်အေရှယာအာရှတိုက်ရဲ့အလင်းအောင်ပေါ့တိတ်ထိန်လိမ့်တယ်ကျွန်တော်တို့အာရှတိုက်တို့တရားတွေကိုကျွန်တော်တို့ဆရာတော်ဘုရားတွေဟောတဲ့ခါကျဘာတွေပါမလဲအများကြီးကျွန်တော်လည်းအကုန်ရှောက်ဖတ်ထားတာပဲလေပိဋကတ်3ပုံနဲ့တမျိုးခွဲခြားထားတာဘုရားဟောတဲ့တရားအလုံးကို3ပုံပုံလိုက်တယ်ပိဋကတ်3ပုံအဘိဓမ္မာရဲ့တုတ်ရဲ့ဝိနည်းရဲ့ဒါတမျိုးခွဲတာ classification ပေါ့နောက်ဘုန်းကြီးတမျိုးခွဲတယ်နိကေ9ရက်တယ်ဒီတရားပဲဒီကနိကေမျက်စိမှနိကေတန်ယုံနိကေဒီခွဲတာနောက်တမျိုးခွဲသေးတယ်ပါလေဓမ္မခန္ဓာပေါင်းဘယ်လောက်ရှိလဲ8400
ဖျားဟောတဲ့တရားဘယ်လောက်ရှိလဲအချက်လက်ပေါင်း data ပေါင်း pass ပေါင်း8400ရှိတယ်တဲ့ဆုံးမတဲ့ဟာတွေပေါ့အဲ့ဒီတရားတွေကိုနာခံမှဗုဒ္ဓဘာသာတဲ့ရေရင်းတူးလို့နိဗ္ဗာန်မရောက်ဘူးတဲ့ရေကန်တူးလို့နိဗ္ဗာန်မရောက်ဘူးတဲ့ဖျားကိုရွှေချလို့နိဗ္ဗာန်မရောက်ဘူးတဲ့ထီးတဲ့တင်းလို့နိဗ္ဗာန်မရောက်ဘူးတဲ့ဘာညာအုတ်ခဲတွေနဲ့ဘာညာပါဟိုမှာရောဘုဘာလဲအောက်ကဌာပနာဘာညာနိဗ္ဗာန်မရောက်ဘူးတဲ့ဖျားဆုံးမတော့တရားများတိုင်းကြင့်ကြံ့နေထိုင်မှဗုဒ္ဓဘာသာတဲ့သူပြောတယ်တိုက်လူတွေလို့လကားပေးတယ်သူကတေးဒီမှာတောကမင်းရေရင်းရေကန်တူးလို့အဲ့ဒါဗုဒ္ဓဘာသာမဟုတ်ဘူးသူပြောတယ်မလားဟုတ်တယ်မလားဆုံးမတယ်လေတေးဒီမှာတောကမင်းကသူကဆုံးမတာလေဖယားရဲ့တပည့်တော်တဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တာမတရားဆုံးပါတယ်မလားမင်းအဲ့လိုက်နဲ့တူးတူလို့မင်းစောက်ယူခဲ့လကားပဲလေဖယားရဲ့အဆုံးအောင်မင်းနာကန်နဲ့မင်းသားသမီးကိုတာတာလေးကိုသွင်းနေဒါမှဗုဒ္ဓဘာသာလေမင်းရေရင်းလေး7,000လေးလောက်လိုက်တူးရေကန်လိုက်တူးကျောင်းနေလိုက်ဆောက်လမ်းနေလိုက်လို့မင်းကဗုဒ္ဓဘာသာမဟုတ်ဘူးပြောတယ်နော်တရှင်းလေးဆိုထားပါရေရင်းမောင်း7,400ရှိတယ်မလားရေကန်မောင်း7,400ကန်းကုံအောင်လူပေနဲ့သာသနာဒါရိကအမွေမခံတိုက်ပြီဘူးလို့သာရှင်မဟာမောဂလိပုဒ္ဒတိတ်တာမထေဆရာဆိုရနော်သာသနာအဆုံးမအောင်နာဂမဓမ္မရတယ်ကျွန်တော်တို့အဲ့ဓမ္မကိုနာဂန်သလားကျွန်တော်ကမေးချင်တာဘုရားဆုံးမတွေအများကြီးပဲလေကျွန်တော်တို့ဗမာတွေမင်္ဂလာတရား38ပါးနဲ့ညီသလားကျွန်တော်ကမေးချင်တယ်ကဲအကြမ်းပြင်းပေါ့အော်ဘုရားရှင်လက်ထက်ကဘုရားကိုနာတာဘာမေးတယ်မင်္ဂလာတရားဆိုတာဘာလဲရှင်ဘုရားကျွန်တော်တို့ချမ်းသာတာမင်္ဂလာရုပ်ချောတာမင်္ဂလာပညာတတ်တာမင်္ဂလာလို့ပြောရတယ်ရှင်ဘုရားဘယ်လိုလဲမေးတယ်ကဘုရားနာသားကိုပြန်ဖြစ်တယ်လေအာနန္ဒာကြားတယ်လေအေဝံမေတုတံဧကံတမယံအေဝံဤကဲ့သို့မေငါသည်တုတံကြားလိုက်ရတယ်ဘုရားပြောတယ်လေ38ပါးအများကြီးပဲလေကိုယ့်တဲ့ကြီးတဲ့လူတွေကိုကာရဝတရားထားတာမင်္ဂလာတဲ့ကဲဘုရားဟောတာပဲလေကာရဝဆဣတမင်္ဂလာမုဒ္ဓမံကိုနှိမ့်ချတာမင်္ဂလာတဲ့နိဝဒောဆဣတမင်္ဂလာမုဒ္ဓမံသူများကိုဖေးကလူတန်းတာဒါနင်းစာတဲ့ဒါနင်းစာဣတမင်္ဂလာမုဒ္ဓမံချွတ်ချွတ်တာမင်္ဂလာတရားတဲ့တပောဆဣတမင်္ဂလာမုဒ္ဓမံကျွန်တော်တို့အဲ့တရားနဲ့ညွန်နေမလားဒါမင်္ဂလာတရားကိုပြောနေတာကွန်ပျူတာပညာရှင်ဘီဂိတ်ရှိတယ်အမေရိကန်နိုင်ငံမှာကွန်ပျူတာပညာရှင်ဘီဂိတ် Microsoft ကုမ္ပဏီကိုပိုင်ဆိုင်တယ်ကွန်ပျူတာကိုကျွန်တော်အိမ်မှာလည်းကင်တယ်ကျွန်တော်သားပေါက်စားအစားကင်တယ်6တန်းကျောင်းသားတော့သူ OBD ရဲ့နိုင်ငံသားအနေနဲ့ကွန်ပျူတာပညာသင်လိုက်တဲ့လူရန်ကုန်မြို့မှာကလေးတိုင်းကွန်ပျူတာကင်နေတာအဲ့ထဲမှာအားလုံးက CD တွေနဲ့အားလုံး memory stick နဲ့ဟင်းမတက်တို့ကျောင်းသားတွေအားလုံးကွန်ပျူတာကို keyboard ကိုလက်တင်ထားတာဒီကဘာကြီးကအဲ့ဒီကုမ္ပဏီက Microsoft ကုမ္ပဏီကျွန်တော်တုံးနေတဲ့ကွန်ပျူတာအားလုံးဒီ Microsoft ကကျွန်တော်တို့ software တွေထည့်ထားတာအဲ့တစ်ထည့်က Bill Gates အသက်52နှစ်အမေရိကန်နိုင်ငံသားသူမိမမာလင်ဒါ Bill Gates အခုရှိတယ်လေသူလင်မယားသမီး2ယောက်နေဘယ်လောက်များချမ်းသာသလဲBill Gates ချမ်းသာတဲ့ပတ်စံကအမေရိကန်ဒေါ်လာ100တန်းဆိုရင်ねမမကို3သိန်းတန်တယ်အဲ့ဒါကိုဒီလိုဆက်ပြီးတော့ကော်နဲ့တုပ်ပြီးတော့ဆက်သွားရင်လနဲ့ကဘာနဲ့6ခေါက်ဆက်မှအဲ့ပတ်စံကုန်မယ်လေချမ်းသာပုံချမ်းသာနီးဒီလနဲ့ကဘာနဲ့ကိုဆက်မှာလူတွက်ထားပြီးသားလနဲ့ကဘာနဲ့ဘယ်လောက်ဝေးတယ်လဲပတ်စံအကျယ်ကဘယ်လောက်လဲဒါပါ10မီလီ10စင်တီမီတာပေါ့စားကြည့်ဘယ်နှခေါက်ဆက်ရမလဲကွာ6ခေါက်ဆက်မှပတ်စံကုန်မယ်တစ်စက္ကန့်မှာဗမာငွေ4000ဝင်နေ$1ဆိုတော့ sorry $4ဝင်နေတယ်ဗမာငွေနဲ့4000ပေါ့စက္ကန့်နဲ့တစ်ချက်ကျွန်တော်စကားပြောတာတစ်ဆိုဘီဂိတ်4000နောက်တစ်ဆိုရင်ဘီဂိတ်4000အဲ့ဒီဘီဂိတ်ကကဘာကိုလှူတဲ့အခါကျတော့ပိတ်တာအလုံးတီးပြီးတော့ဒင်းစာမှာပါတဲ့ဟာလေမြမလေးဖက်ရင်ပါတဲ့ဟာပဲဒါတိတ်ထူးဆန်းမဟုတ်ဘူးမြမလေးမှာပါတဲ့တင်းကြောင်ပြောနေတာကဘာသူကဘာသားများတဲ့သူကဘယ်လောက်လူလဲအမေရိကန်ဒေါ်လာဘီလီယံ53သန်း53သန်းမဟုတ်ဘူးတော့ဘီလီယံတန်းထောင်ပေါင်း53တောင်ကျွန်တော်ကြက်သိန်းထားပါလိုက်ညာများလိုက်တာအဲ့ဒီဘီဂိတ်ကခရစ်ယာန်အမေရိကန်နိုင်ငံသားဖျားခေါ်တဲ့ဒါနင်းစာနဲ့သူကတွန်းညီနေတယ်ရစ်ဆက်တယ်သားနဲ့သမီးနဲ့ကိုသူသမီးမြောက်ကိုပြောတယ်နင်တို့2ယောက်လုံးကိုအဖေအမမပေးဘူးလေသားသမီးမြောက်ကမေးတယ်ဖေဖေဘာလို့သမီးတို့အမမပေးတာလဲသမီးတို့ကိုဖေဖေအိမ်နဲ့ယာနဲ့ကားနဲ့ထားတာအမေရိကန်နိုင်ငံဒီလူချမ်းသာတွေနေတဲ့နိုင်ငံနဲ့ညီတို့2ယောက်တလုံးကိုအကောင်းဆုံးတက်ကတော်မှာငါတို့ကြောက်ထားပြီးပြီအကောင်းဆုံးပညာရေးကိုပေးတယ်အဲ့ဒါနဲ့ပတ်စံရှာစားတဲ့သမီးတို့ဖေဖေတို့ပိုင်ဆိုင်တဲ့ပတ်စံကဘာသူကဘာမှတွက်ပါဖေဖေဘာတွေထူပါလဲ AIDS ဖြစ်နေတဲ့လူတွေအတွက်ဆေးဝါးထူမယ်ချက်ပြားတိုက်ဖျက်ရေးမှာဖေဖေထူမယ်မမနိုင်ငံနာကျက်တဲ့ဖေဖေ3သန်းထူပြီးသားတယ်ပြည်နယ်3သန်းထူတယ်နော်ဒီကကျွန်တော်နာကျက်တော့ထူတယ်ဟာအအောင်ကြကြီးနော်ဒီနေ့ပုံလိုက်တဲ့နောက်နေ့ထူတာပဲကျွန်တော်တို့လိုတလားခဏစဉ်းစားမနေဘူးမလေးမပုံလိုက်တဲ့လူတွေသေးလို့ဖုံးညက်ကြီးနေပြီတလားလောက်ကြာတော့မှဝမ်းနေပါလေကျွန်တော်တို့စိတ်မကောင်းဘူးဒီလိုဖြစ်တာပါညာမလားဘူးချက်ချင်းဒီနေ့တိုက်နောက်နေ့မေလ2နေ့တိုက်တယ်မေလ3ရက်နေ့မှာဘီကေကကြီးရတယ်ဗမာနိုင်ငံဒုက္ခတဲ့မြိတ်ပေါက်ကြီးကကြားနေတဲ့လူများအားလုံးအတွက်3သန်းပတ်စံနဲ့ရှောက်ကြည့်တယ်ဗမာငွေနဲ့3000ခွဲထိုင်ရောကြည့်လိုက်နောက်ဆက်လို့နေတာမျိုးဆိုဒီလိုလှူတဲ့ပုံကိုရေပြင်းရေကန်တူးမယ်တဲ့ရေမြဲတဲ့ကဘာသူကဘာသာနဲ့တွေ့တယ်ကျွန်တော်သူ့ကိုကြည့်ပြီးတော့လေဗုဒ္ဓဘာသာမဟုတ်တယ်နော်လို့ဖခင်ရဲ့တရားနဲ့ညီလိုက်တဲ့ပုံကိုစဉ်းစားမိတယ်ကျွန်တော်တို့လူမျိုးတွေဗမာလေးလှူတယ်ဆိုတာကကျွန်တော်အမေဖေပါဝင်တခါတခါလမ်းလွဲတယ်ဗျာအလှူလေးမျိုးရှိတယ်လို့ပြောတာပဲလေအစိုးဆုံးအလှူကတော့တန်တရားကိုမှီပြီးတော့လှူတာလေတန်တရားမှန်းလှူတာ
ဒါလေးငါလှူလိုက်ဦးမယ်နောက်ဘဝကျရင်မိမကောင်းကောင်းရဖို့ပညာကောင်းကောင်းတက်ဖို့ယာလူကောင်းကောင်းရဖို့ချမ်းသာဖို့အဲ့ဒါအယုတ်ဓမ္မတွေကလှူတယ်တန်တရားကိုမျှော်မှန်းလှူတာတယ်ကျွန်တော်ပြောလို့စိတ်ဆိုးသွားသလားမဆိုးပါနဲ့လေဒီဆရာလေဒီဆရာဖျားကြီးပြောတာရှင်းရင်အဲ့ဆရာပြောမှသွားရှင်ကျွန်တော်လာပြင်းနေကျွန်တော်ကာထားတာကျွန်တော်ပြောသောစကားမဟုတ်ဗမာနိုင်ငံရဲ့ပညာတတ်ဆရာတော်ဘုရားဖြစ်တဲ့အင်္ဂလိပ်အစိုးရကရန်ကုန်တက္ကသိုလ်ကနေပြီးတော့ဒေါက်တာဘွဲ့ပေးခဲ့တဲ့လေဒီဆရာတော်ဘုရားကျမ်းမောင်းရာချီပြုစုသွားတယ်သူကြီးတဲ့ကျမ်းတွေကျွန်တော်အိမ်မှာဖတ်နေတာအကောင်းဆုံးကျမ်းကျွန်တော်ရတာခံဖတ်နေတာမနေ့ကအိမ်မှာဖတ်နေတယ်ဥဒ္ဓမပုရိသဒီပဏီတဲ့အလှကန်းကျွန်တော်ဖတ်နေတာကောင်းလိုက်တာတမယာကိုမျောမမိလှူတဲ့လူတော့ရုံညံ့တဲ့ကောင်မရှိဘူးလေကဘာမှဆရာတော်ဘုရားနော်ပိဋကညာစီဆိုရင်ဆရာတော်ဘုရားတော့ပြောကျွန်တော်မပြောပါနဲ့ကျွန်တော်အဲ့ဆောက်ဖောက်ပြောတာပါဒုတိယရုံညံ့တာကတော့လောလောဆယ်ရှိနေတဲ့ဘဝမှာဘလို့များအကျိုးတရားမှုရှိမလဲဆိုပြီးတော့မှတ်မိလှူတာလေမဝင်ငါချက်မယ်တန်တော့အိမ်မှာချက်မယ်ဘယ်ကောင်နေဖိရင်ကောင်းမလဲဘသူဖိရင်ကောင်းမလဲကျောင်းဆရာကြီးဖိမယ်ဒါမှမဟုတ်ရဲစခန်းကဆရာဟိုငါဖိမယ်မောင်တော်ဦးတော်ငါဖိမယ်တယ်လီဖုန်းရောကမလေးဖိမှဖြစ်မှာပေါ့ဖုန်းဆက်ရင်စင်ပြောဟာလားဟိုဆင်းဝါဆရာဟိုငါတို့ဖိတဲ့ခါကျတော့ငါတို့ကျမ်းမကြီးပညာတော်တဲ့ခါကျတော့ဝိုင်းဝန်းပညီမှာပေါ့လူဖွဲ့စည်းမှာနေရာကျအောင်တွက်ပြီးလှူတာလေလက်ဒီဆရာဘုရားရဲ့ယူဆရဖျားဟိုကျမ်းမှာပါတယ်ဒုတိယညံဖြစ်တော့လှူတယ်သူရှောက်ဖက်ရင်ရှေးပါပဲအကောင်းဆုံးအမြင့်ဆုံးလူကဘာလဲဆိုတော့တန်မြာအကျိုးကိုလည်းမကြည့်လက်ရှိဘဝမှာငါမိသားစုငါတို့အတိုင်းဝိုင်းကိုညွတ်နေကြေးရွာတွေကနေပြီးလူတွေအတိမတ်ပြုတာကိုလည်းမကြည့်ဘဲနဲ့အလှခံသောပုံကိုများဒါကိုလှူလိုက်ကြဘယ်တော့များအကျိုးရှိလိမ့်မလဲလို့စဉ်းစားပြီးလှူတာမှတကယ်ပြတ်တော့လှူတယ်ခေါရမဘုရားရဲ့တရားနဲ့ညီတော့လှူတယ်လေဒီဆရာဘုရားရဲ့အဲ့ဒီဆောက်ကိုဖတ်ချင်ကျွန်တော်ကြက်သိမ်းထားပါတယ်ဆရာဘုရားကိုအိုးဆရာဘုရားလေနော်တရားရှိလိုက်တာကျွန်တော်တို့ကအဲ့လိုမလှူမဟုတ်ဘူးလေကျွန်တော်အလှူလားဆိုကျွန်တော်တို့ကမြို့နယ်မှာကျွန်တော်ဘယ်တော့ဝင်ဆက်မလဲဒါစဉ်းစားတာကျွန်တော်လှူရင်လည်းကျွန်တော်ပါချုပ်ကိုဖိမယ်မတ်ထနာပါမခါကိုဖိမယ်ငါ့ကိုဆရာကြီးကစောင့်ရှောက်မှာပေါ့ကွာဒီစက်အကြံပြောကျွန်တော်တို့ကညနေတော့သူများပါလဲဆိုတော့ငါလှူခြင်းအဖြစ်ဒီအလှူကိုဘယ်သူတွေခံစားရမှာလဲဒီလိုစဉ်းစားလှူတာကျွန်တော်ခုနပြောတဲ့ဘေကိတ်ကအဲ့ဒီလိုလှူတာနောင်ဘဝမိမလှလှရပါစေသားပါညာဘေကိတ်မစိတ်မရှိဘူးကဘာသူကဘာသားတွေငှက်လိုက်ကြတာတချို့နေရာတွေမှာရေမတော့ပါဘူးအာဖရိကမှာANS ဆိုရရှင်တွေကကဲတူဘယ်သူမရှိဘူးအဲ့ဒီလူတွေငါပေးလှူနေတာလေဂျပန်နိုင်ငံအဖွဲ့တွေညောင်ဦးသွားလှူတဲ့ကအဲ့ဒါလှူတာပဲရေရင်းတူးမယ်ဒီနားမှာရွာမနေရရှိတယ်လေဒီရွာအင်ဂျင်1000ရှိတယ်ဒီရွာမှာအင်ဂျင်900ဒီရွာမှာအင်ဂျင်200ဒီရွာတွေအားလုံးနဲ့နီးမဲ့နေရာနီးဆုံးနေရာပဲနေရာလေဒီနေရာမှာရေရင်းကိုတူးမယ်ဆိုရင်လူကြီးဘယ်နှတောင်းလောက်ဒီကိုတောက်လို့ရမလဲရေစစ်ကန်လုပ်မယ်ဒါပဲတူးပြီးဂျပန်ပြန်သွားတယ်ဒါပဲသူဘာမှစဉ်းလို့မစဉ်းစားဘူးရွှေတစိတ်တို့ကပ်ပြားလို့သူမစဉ်းစားဘူးဒီလူ9000ဒီရပါသေးတာဒါပဲသူကဘီကိတ်ကအဲ့လိုလှူတာဟုတ်ဆိုဖျားခုနဟောတယ်မင်္ဂလာတရားမှာဒါနင်းစာအစ်တံမင်္ဂလာမဟုတ်တယ်မန်ဘိတ်ကျလှူတဲ့နေ့မင်္ဂလာတရားဖြစ်ကြီးဘီကိတ်ကခရစ်ယာန်မိကန်နိုင်ငံသားကျွန်တော်တို့ချက်ပြင်းနေမနေဘူးလားသူဒီတပတ်ရှိလို့မဟုတ်ဘူးလားကျွန်တော်ကခရစ်ယာန်ဘုန်းကြီးကြောင့်ပြောရင်လည်းဆက်ပြောနေတာကျွန်တော်တို့ပြောတော့တာဗုဒ္ဓဘာသာဓမ္မနဲ့ဒီကကျွန်တော်ဓမ္မနဲ့လွဲနေမှာမဟုတ်ဘူးလားခုနကကျွန်တော်ပြောရည်ကြတယ်လေစိတ်မိုးစရာမကောင်းသွားဘူးလားကျွန်တော်ဟာတို့ကမင်္ဂလာတရားနဲ့တော့တို့ကြီးလို့လားဒါမင်္ဂလာတရား38ပါးတဲ့ကျွန်တော်လှူတာတစ်ခုပဲပြောနေတာလေကိုချိုးချွေတာလားကျွန်တော်တို့အိန္ဒိယနိုင်ငံကမတ္တမဂန္ဒီကိုပြီးမလားဂန္ဒီကိုပြီးပါမလားညမှန်တက်လက်နဲ့အပေါ်အောက်အဖြူလေးနဲ့ဖဏပါလေးနဲ့ဒုက္ခကလေးနဲ့ပေးပြီးဒီကနေသွားတယ်လေဂန္ဒီအိန္ဒိယလူတွေကောင်းကောင်းကြီးဖျားခေါ်တဲ့တပောစာအေးတံမင်္ဂလာမဟုတ်တယ်မချိုးချွေတာချင်းဒီမင်္ဂလာဖြစ်ကြီးတယ်ကဲသူကဟိန္ဒူကလာအိန္ဒိယနိုင်ငံသားကျွန်တော်တို့မှာရှိနေတဲ့ဗုဒ္ဓဘာသာနာမည်ခံထားတဲ့လူတွေနဲ့တော့သူကပို့ပြီးတော့တရားနဲ့ညီမနေမိနေဘူးလားကျွန်တော်စဉ်းစားကြည့်စကားဆက်ပြီးပြောနေတာဖခင်ရဲ့တရားထဲမှာ38ပြမင်္ဂလာခဏဖယ်ထားလိုက်ဦး38ပြမင်္ဂလာကိုခဏကြီးဖယ်ထားလိုက်ဦးဗြဟ္မစိုးတရား၄ပါးမေတ္တာရဲ့ဂရုဏာရဲ့မုဒိတာရဲ့ဥပိ္ပခာရဲ့အဲ့ဒီတရားတူအောင်တရား၄ပါးအဲ့ဒီတရား၄ပါးကိုကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဗမာတွေဘယ်လိုများပြင်းထန်လို့လဲကျွန်တော်ခုနဝိထုနဲ့ဆက်ပြောနေတာသမီးတို့သားတို့ဒီမှာအလုံးတချို့တွေစာဖတ်ရင်သိမယ်နော်တို့တွေတဏှာတက်တယ်တို့တွေလူတယောက်ကိုကျင်နာတတ်တယ်ဆိုတာတို့ကတာမန်ပါအယိုးရင်းပြကြွတာပါဟုတ်တယ်မလားတကယ်တယောက်ဒုက္ခရောက်တဲ့ခါကျတို့ကအိမ်မှာရှိတဲ့ပစိုးလေးအိမ်လေးအဟောင်းလေးတွေပေးတာပါအစ်စ်မပေးပါဘူးငါတကယ်ကြီးစင်းနေတယ်ကွာရော့ဘူးလေးအကြလေးတွေအဟောင်းလေးတွေရော့ယူသွားတာမျိုးပြုတ်လို့တာအယိုးရင်းလေးပေးတာပါတို့တော့ကဘာမှအောင်းစရာကောင်းတဲ့မိမတယောက်ရှိတယ်အောက်မှာထိုင်းနေတဲ့မှာကဘာဆရာတယောက်ပါတယ်တသိန်းကလာပြီးနားထောင်တာပေါ့ကျွန်တော်တို့အကိုကြီးပါကဘာဆရာမောင်ပွင့်ကိုသားချွေရဲ့တဲ့ကဘာကမာတာထရီဇာလောက်မြစ်တာတရားရှိတယ်မိမရှိပါလားမှန်တယ်ညနေကပြောကြတာမာတာထရီဇာကိုတမီးတို့တချို့လည်းသိရင်သိမယ်တချို့လည်းနဲ့စိမ့်မယ်ပေါ့မာတာထရီဇာဆိုတဲ့မိမကဥရောပနိုင်ငံကယူဂိုစလာဗီးယားနိုင်ငံသူယူဂိုစလာဗီးယားခုလည်းရှိတယ်လေလူမျိုးကရိုမေးနီးယားတမီးတို့ခရစ်ယာန်တော့အရက်ပပူလေးမျက်လုံးပြပြလေးနဲ့နှာခေါင်းလေးတွေပါပါလေးနဲ့တိတ်တိတ်ပြတ်တာပဲခရစ်ယာန်အမေတွေဖေကကုံစင်းရောင်းရှာတယ်ကုံစင်းတယ်လေးတွေညမလေးနဲ့တယောက်ပဲနေတာလေ
တမီးတို့သေသည်အထိဗမာယောက်ျားကြီးသွားလို့လေအများကျိုးပယ်ဖို့တယ်မလားသူ့ပြောင်းလဲသွားစီတာဒီဆင်းရဲဒုက္ခရောက်တဲ့လူတွေပဲမာတာထရီဇာခရိယန်ပီလာရှင်ပထမကျောင်းဆက်တဲ့တော့အိုင်ယာလန်မှာတက်တယ်အင်္ဂလန်နိုင်ငံနဲ့ကဲ့ရကအပေါ်ဘက်ကနိုင်ငံကျွန်းနိုင်ငံလေးအိုင်ယာလန်နိုင်ငံပြီးတော့ဆရာတို့နိုင်ငံမှာရှိနေတဲ့ဟိုရုပ်ရှင်မင်းသားကြော်ကြော်ဘိုရဲ့ဦးလေးတွေတော်တွေပါဟိုကညွန့်ဝင်းတို့ဝင်းဘိုတို့တက်ခဲ့တာအိန္ဒိယနိုင်ငံမှာကျောင်းကျောင်းရှိတယ်ဒါကြီးလေးအိန္ဒိယနိုင်ငံတောင်ပေါ်မြို့လေးလေရုပ်ရှင်မင်းသားညွန့်ဝင်းတို့ဝင်းဘိုတို့ကြော်ကြော်ဘိုတို့ကအဲ့စာသားတင်တဲ့ကောင်ကြီးချမ်းသာတဲ့ကောင်ရှင်မတင်မောင်အဲ့မကျောင်းထားတာအဲ့ဒီမြို့လေးပြောင်းပြီးတော့အဲ့မာတာဖီဇာကျောင်းဆက်တက်တယ်ပီလာရှင်ဖြစ်သွားတယ်အိန္ဒိယနိုင်ငံဒီဆရာတို့နဲ့ကတ်တဲ့နိုင်ငံလွတ်လပ်ရေးမရသေးတဲ့အချိန်ကာလမှာအားလုံးငတ်ပြက်ဆင်းရဲနေတာပြီးတော့အများကြီးပဲတဲ့အနိုးတွေပြည်တွေသွေးတွေတရွှဲရွှဲတဲ့လူတွေအများကြီးပဲဖေးမြေရှိပါလေနဲ့မကျွေးတဲ့လူပြထားလူလမ်းပေါ်မှာဖေးမြေနှစ်ယောက်သုံးသေလို့ကြံခဲ့တဲ့ကလေးတားရမိတဲ့ပြထားတဲ့ဖိုးဖွားတွေအခုလင်ကောင်မပေါ်ပဲမွေးလို့ပြထားတဲ့ကလေးတွေအမျိုးစုံဒုက္ခတွေနဲ့သူကငတ်ပြက်နေတာအိန္ဒိယနိုင်ငံတော်ငတ်တယ်လေငတ်လို့ဆရာတို့ဥနုလည်းအစောလည်းထဲမှာကလားတွေကောင်းနေလှည့်ဝင်လာတာပေါ်တာပြောကနေတားငတ်တာသူကဆရာတို့ဒီမှာအိမ်သာကျုံဘာကျုံဘာညာလုတ်တဲ့ကောင်ကစားဒီမှာချမ်းသာပြီးပတ်စံပြပို့နိုင်တယ်ခုဆရာတို့သူများနိုင်ငံသွားပြီးတော့ဆရာတို့ကျုံခံတယ်လို့ပေါ့မလေးရှားမှာကျုံခံပတ်စံပြန်ပို့စင်ကာကျုံခံပတ်စံပြန်ပို့ဂျပန်မှာပကံစေပတ်စံပြန်ပို့ဒီနဲ့ဒီမျိုးလုပ်ခဲ့ရတာအိန္ဒိယနိုင်ငံလည်းတားဆင်းရတာအဲ့တော့မာတာထရီဇာရောက်သွားတဲ့အခါတားသနာပြီးတော့မှဒီကလားတွေငါကဲတယ်ဖြစ်သွားတာပဲသူ့နိုင်ငံမဟုတ်သူ့လူမျိုးမဟုတ်တော့အဲ့ဒီမှာသေတဲ့အထိဘယ်မှမပြန်တော့ဘူးဆိုတော့အခြေချပြီးတော့ဒုက္ခတွေစကမ်းဖွင့်နေကလကတ္တာမြို့မှာမွတ်စလင်တွေကအိမ်လေးတုံးအဟောင်းလေးတုံးလက်ဆောင်ပေးတယ်အဲ့ဒီမှာလှုပ်လိုက်ဟိန္ဒူတွေကကျတော့ဘုရားကျောင်းအဟောင်းကြီးလူလည်းမနေတော့ဘူးဘုန်းကြီးလည်းမရှိတော့ဘူးဟိုသွမိုးကြီးတွေပြက်စီးပြီးညောင်မကြီးနေနေပေါ့ဗျာအဲ့ဒါယူလိုက်တယ်ညှို့ထိပ်ပါအဲ့ဒီကလုပ်ငန်းစားဘလောက်များပွားများသွားတယ်လဲဆိုရင်နောက်ပိုင်းမှာနိုင်ငံပေါင်း200မှာတဲ့ဒုက္ခတဲ့စကမ်းပေါင်း900လောက်ဖွင့်နိုင်တယ်လူတွေကိုတန်းနဲ့ချီခဲ့တာသူကအကုန်လုံးငတ်ပြတ်တယ်စကမ်းခွဲတွေပေါ့ဝန်ထမ်းတွေအားလုံးဖိတ်တယ်သူ့ကိုခေါ်တဲ့ဝန်ထမ်းအားလုံးကိုသူကပြောတယ်မှလေသမီးတို့သားတို့လာကြအန်တီကတော့သမီးတို့သားကိုလာစာပေးနိုင်ပါတယ်စားဝတ်နေရေးပြေလည်အောင်ပေးမှာနော်တဲ့ဆက်လို့ဆောင်းလို့တော့မရနိုင်ဘူးတဲ့မချမ်းသာနိုင်ဘူးတဲ့အန်တီစကားကတွေ့ရမယ့်ဟာတွေကဘာတွေလဲဆိုသမီးရဲ့တဲ့ပြည်တွေတွေ့မယ်တွေးတွေတွေ့မယ်ရည်တယ်တွေကြားရမယ်ငိုတယ်တွေကြားရမယ်ခြေပြက်တွေတွေ့မယ်လက်ပြက်တွေတွေ့မယ်နိုင်ရောပြင်းပြင်းတွေတွေ့မယ်အဲ့တော့တင်းကြီးခိုင်လို့တဲ့အပျော်စကားမဟုတ်ဘူးတဲ့လားဒုက္ခတဲ့စကားနဲ့အန်တီကပေးနေတာပြီးလို့စားဝတ်နေရေးအတွက်လက်စာပေးမိတာပဲစုဖို့ဆောင်းဖို့စိတ်ကူးနဲ့မလာပါနဲ့အဲ့တော့ဝင်နေနေစုပြီးတော့လုပ်လိုက်တာလူဒီမှအများကြီးပဲဒုက္ခတွေအမျိုးမျိုးပဲမြို့တမြို့ရဲ့ထိပ်မှာအနိုးတွေကိုစကမ်းဖွင့်တယ်လာကြစိတ်ကူးပေးမယ်ဆိုတော့ကလားတွေကဒုတ်တဲ့ဝင်ပြစ်တယ်ခဲနဲ့ပြစ်တယ်လေဒီမိမကြီးကိုထွက်သွားပေါ့ဗျာတို့ရက်ွက်ထိပ်မှာလာမလုံးနဲ့ပေါ့ဒီအနုစကမ်းကအနုဆေးကိုပေါ့တွားကြဒုတ်တွေနဲ့ပြစ်ပေါ့အပြစ်ထွက်ရတယ်ဒီမှာခဲတွေနဲ့မှန်ကွာလေးခွက်တွေမှန်ဒုတ်တွေနဲ့မှန်တွေးတွေချင်းနေရဲနေတယ်မိုက်တော့မိုက်တယ်နော်အပြုံးမပြတ်ဘူးကျွန်တော်သူ့အကြောင်းရုပ်ရှင်ကြည့်ဘူးတယ်ဖက်ရက်ပြီးကြည့်နေကလားတွေကိုဟဲ့ထွက်သွားပေါ့ဗျာကားတွေကထွက်သွားလုံးမရုပ်တော်မကြီးထွက်သွားတို့ရက်ကလာမနေတဲ့ဘာညာပေါ့သူထွက်ပြီးစကားပြောတာကျွန်တော်ကြက်သိန်းလုံးထားတယ်ရှင်တို့ဘာဖြစ်နေတာလဲကျမပြောတာနားထောင်ဒီနိုင်ငံကျမနိုင်ငံမဟုတ်ဘူးတဲ့တိတ်သွားတယ်ကျမဥရောပနိုင်ငံတူတဲ့ကျမမျက်လုံးပြနေမိမှာကျမယူဂိုစလာဗီးယားဒါရှင်တို့အိန္ဒိယကလားပြီကျမအခုကဲနေတဲ့ကလားအလူရွဲတွေကကျမလူမျိုးမဟုတ်ဘူးကလားတွေအိန္ဒိယနိုင်ငံသားတွေရှင်တို့နိုင်ငံသားတွေဒုက္ခလို့ကျမလာခဲ့တာရှင်တို့ဘာတုံးနေခဲ့နေဘာလို့ချင်တာလဲပြစ်စမ်းပါကျမသွေးထွက်နေပြီတဲ့ပြစ်ထားပြီသွေးတွေနဲ့ဒီဘက်ရိုက်ထားတာတွေအများကြီးပဲထွက်သွားဆိုပြီးတော့တွေ့ကြကျမမစီမဆိုင်ကျမနိုင်ငံမှာကျမမနေဘဲနဲ့သူများနိုင်ငံလာပြီးတော့ရှင်တို့ကလားလူတွေဒုက္ခလို့မြေပေါ်ကြီးနေကြလို့ကျမစကားဝင်ခဲ့တာကိုရှင်တို့ဘာဖြစ်နေရလဲတိတ်ကြတော့အများကြီးပဲခက်ခဲတယ်နောက်ဆုံးအိန္ဒိယအစိုးရကမှသူ့ကိုဖမ်းမလုပ်တယ်မလားဒုက္ခတဲ့စကမ်းဖွင့်ပြီးတော့အင်းရှင်းမှာဒေအိုကြီးတွေနဲ့ဆံမှုတွေကြိုတိုက်တဲ့ခါကျတော့ညို့နဲ့အာနာမင်းတွေကလာတားတယ်လေမချွေးပါနဲ့3ရက်လောက်ကြာတော့ဘာဖြစ်လို့လဲကျွန်တော်သိခါကြတယ်ခင်ဗျားအဲ့လိုထူနေတာအိန္ဒိယနိုင်ငံသားတွေငတ်ပါတယ်လို့ပြောသူတွေတခါထူလာကြောက်စရာကောင်းတယ်နော်ဘာလဲကိုယ့်ကိုပတ်စံရှိလို့အင်းရှင်းမှာဒေအိုကြီးနဲ့ခင်ဗျားဆံမှုပြတဲ့တွေ့တက်ကြည့်ပါလားတခါကျရင်အဆင်ပြေဘူးနော်လင်းရဲ့ကြံလာတာမလေးမလာပါဘူးတာလေပြီးတော့သိခါကြလာတာပြေးသွားရင်လာဘာညာရှိခဲ့ဘူးတယ်လေတချို့နိုင်ငံတွေမှာလာဘူးပြောတာသူကငတ်လို့ကြွေးတယ်မလုပ်ပါနဲ့တဲ့တိုင်းပြည်သိခါကြပါလေငတ်တာမဟုတ်ပါဘူးတဲ့မငတ်ပါဘူးအားရှိပြီးသားပါတဲ့နာမည်လေးပြောင်းပေးပါတဲ့အားဖြည့်အာဟာရကျွေးမွေးခြင်းစီစဉ်သူအားရှိပြီးသားထပ်ဖြည့်တဲ့သဘောသူကအားရှိပြီးသားထပ်ဖြည့်တဲ့သဘောပေါ်သူကဒီလိုအခက်ခဲမျိုးတွေကိုမာတာပိစာကြုံရတယ်ဒီမှာရှိတဲ့ကိုညီညီမတွေ
နောက်မှဆရာဦးအောင်ကျော်ဆန်းပြောမှာပါကိုအပြီးပြောတဲ့ခါကျကျွန်တော်နည်းနည်းပြောပြရသေးနော်9မိနစ်15မိနစ်မိနစ်20ပေါ့ဗျာနေနေမလားနေနေလားကလောင်သေးတော်သားတွေနေနေမလဲနော်ဟုတ်လားဖိတ်ရသေးတယ်စာပေကိုချစ်တယ်ဆိုရင်နေဟာစာရင်မချစ်မနေနဲ့ချစ်လိုက်တာစာပေချစ်အောင်အဲ့တော့မာတာထရီဇာဒီတဲ့အဲ့ဒီဒုက္ခတဲ့စခန်းတွေမှာညတွေမှာမင်းအိမ်တလုံးနဲ့တမီးတို့ကျန်စစ်လိုက်ကြတယ်ပြည်တွေကိုစစ်တော့ရတယ်စစ်တိုက်ရတယ်ပြည်တွေကိုဂုံးသားနဲ့တုတ်ပြရတယ်ကလေးလေးအဲ့ကနေဆိုပြေးပွေပဲတဲ့မာတာထရီဇာဟိုတဲ့လူတွေစောင့်ကြည့်နေတာတဲ့တခါမှမျက်နှာပြတ်မသွားဘူးတခါမှနိုင်မသွားဘူးတဲ့အဲ့ကနေဆိုထားလာတာပဲမလေးထားပြီးတော့ဒုက္ခတွေလေးတွေပါလားငိုလိုက်တာမေလည်းမရှိဟင်အဖေလည်းမရှိနေလို့ကျန်ဘုမတိဗမတိမြေကြနေတဲ့ကလေးလေးတွေအဲ့လိုတားတယ်နော်ဘုမတိဗမတိမြေကြနေကြတာဒီကလေးတွေဘာလောကကြီးကြောင်းလည်းမသိအဖေဘယ်သူမှမသိအမေဘယ်သူမှမသိငိုလဲရတာနေလို့အပြစ်မဟုတ်ဘူးတဲ့ဒီလောကရောက်လာတာနေလို့ဘယ်သူမှမသိတဲ့လူတွေပြေးလိုက်တဲ့ဒုက္ခနဲ့ကြုံကြရတာကဘာပေါ်မှာဘုမတိဗမတိမြေကြနေတဲ့လူတွေအများကြီးပါလားအန်ဒီအဲ့တော့ကြဖို့လူဖြစ်လာတာဒီလိုရချော့တယ်ပြီးတော့ဆက်ပကလေးကြံမယ်အေးတယောက်အိပ်ပြီးနောက်ကလေးကိုခေါ်နှုတ်တိုက်အပြူကြီးလေနှုတ်ဘူးလေးတွေနဲ့အဲ့လိုရှောက်လုပ်နေတာပဲရစ်တာတရားကြည့်လိုက်တာသူ့ကိုတိတ်ချစ်တဲ့အခါကျတော့သူတို့ဘာသာမှာအကြီးဆုံးဖြစ်တဲ့ပုံဟမ်းမင်းကြီးကနေပြီးတော့မှကားစီလက်ဆောင်ပေးတယ်လင်ကွန်ကွန်စတန်တီနဲ့ကားအခုရန်ကုန်မှာဒိတ်တဲ့ပုံကိုစီးနေတဲ့ကားမျိုးစိန်ခံကားမနဲ့ပေးတဲ့ညနေရောက်မလိုက်တယ်ကြည့်စမ်းမအောင်ကိုယ်တငယ်ကြီးတွေခေါ်ပြောနေတာဥအောင်ကျော်ဆန်းတို့ကိုပြည့်တို့ကျွန်တော်စင်တော့ဗျာတလောက်တော့စီးလိုက်ဦးမှာကျွန်တော်ကလက်ကိုမှန်ပေါ်တင်းပြီးတော့တပတ်ပတ်လိုက်ဦးမှာဒုက္ခတွေတို့ကြဲတာကိုပေါ်အဲ့ဒါပေါ့နော်အဲ့မြေကြတဲ့လူတွေကြဲတာမောင်ပေါ့ကွာဘာညာပေါ့မခန့်ဘူးလားကားကြီးနဲ့ပေါ့လှုပ်ဦးမှာတပတ်လောက်ကျွန်တော်ကညနေရောင်းပြီးတော့ရညပတ်စံနေနဲ့အာလူကြက်တုံဂျုံအိမ်လုံးဆေးဝါအဝတ်ထဲအနှီးတပြားမှချင်ဝင်ပြည့်တယ်နော်အားတက်စရာကြီးနော်ငါအသက်ရှင်လာလားပြည်သူပြည်သားတွေအသက်ရှင်လာလားငါနဲ့မဆိုင်တဲ့ကလားတွေကငါကဲဘူးတက်ဖြစ်လာတယ်။ငါမရှိဘူး။ပုံရမင်းအားတင်နေတယ်။ဩမာသာထီလာရဲ့ဘာလို့ရောက်လိုက်တာလဲတဲ့ခင်ဗျားပင်မပြီးလျှောက်သွားနေတာစီးပါလား။ကဘာသိချစ်တဲ့ခါကျသူ့ Nobel ဆုပေးတယ်။ Nobel Prize 1989မှာပေးတယ်။ငြိမ်းချမ်းရေး Nobel ဆု Nobel Prize for Peace ကဘာကချင်းမြင်တာ UN ကချင်းမြင်တာနော်ဝေနိုင်ငံအော်စလိုမြို့မှာသွားပြီးဆုပေးတဲ့အခမ်းအနားပြတဲ့ခါကျသူကလာမေးတယ်ခင်ဗျာစကားလေးချစ်စရာလေးဆုပေးပေးလို့ပါလားပတ်စံဘလို့ရမှာလဲအဲ့ပတ်စံလူချင်းပါလေတဲ့စခန်းမှာသုံးဖို့အခမ်းအနားလုံးမှာလိုက်ရင်တဲ့ဩဘာသာဖီဆိုင်လုံးမှာပေါ့တဲ့ဘာသာဖီဆိုင်ရတဲ့ဆုကတာမန်ဆုမဟုတ်ဘူးလေတဲ့ကံတော်မှာရတဲ့ဆုမျိုးမဟုတ်ဘူးလေကျွန်တော်ရောင်မရတဲ့ဆုမဟုတ်ဘူးလေကဘာကပေးတာဘာမှဝင်နေအများကြီးပေးမှာဆိုတော့လာမဲ့လူတွေကလည်းနိုင်ငံကြီးခဲ့တွေအားလုံးတမနာတွေဖိတ်ပါတဲ့အမေရိကန်တမနာအင်္ဂလန်ဝန်ကြီးချုပ်တရုတ်ပြည်တမနာကြီးရုပ်ရှင်မင်းသားကဘာကျော်ရုပ်ရှင်မင်းသားတွေနိုင်ငံကျင်းစင်ပါမယ်ဗမာရေးပါတယ်လေလေဒီဒိုင်ယာနာဒီပုဂ္ဂိုလ်တွေကပိတ်သက်ကြီးဒီမှာအန်တီကိုပေးပါလေအန်တီရဲ့တဲ့လာမယ့်လူတွေအားလုံးဒိတ်ဒိတ်ကျဲတွေကဘာမှသူတရားရွေးထားပြီးသားခေါင်းစဉ်ခေါင်းဆောင်နေတယ်အဲ့ဒီချိန်မှာပြင်းတဲ့အခမ်းအနားဆိုတော့လေသူတို့လေရင်စိတ်တွေကုန်မယ်အခမ်းအနားမှာခုံနေချထားရမယ်ညလာစားပွဲတွေနဲ့တော့အဲ့ခါမှာဒီအရင်ထားလို့မရဘူးလေကော်ဖီတစ်ဖိတ်ပါစားတော့အကုန်ပါမှာဟုတ်ဒါတော့သိန်း30လောက်ကြမယ်ဘာဝင်နေအဲ့လောက်ကအိုးတဲ့နှမျောစရာကြီးနော်တဲ့အဲ့သိန်း30ရရင်တဲ့အာလူအဲ့တရားရမှာတဲ့ဂျုံကဘယ်နဲ့အဲ့စကန်းကောင်လေးတွေဝမ်းဆိုသွားမှာပဲတဲ့အဲ့ဆိုဒီလိုပါလားတဲ့စုလေးကိုကျွန်တော်အိမ်သာပေးလိုက်လေတဲ့ကပ်ပြားလေးနဲ့ပတ်စံလေးသေးပါနော်တဲ့ထားတော့စကန်းကြီးမှာပတ်စံ300လို့နေလို့ပါတဲ့လက်တုံးလေးလားလူတွေပြည့်ကြကြတယ်အိုးအန်ဒီရဲ့ဒုက္ခပဲအန်ဒီရဲ့ကျွန်တော်သာဆိုရင်တော့ဗျာစုပေးဝတ်တက်ချင်တာပေါ့အခမ်းအနားမှာလက်စွပ်နှုတ်ဆက်မမကြီးပြုံးပြဆုရတော့ဆရာမောင်တော်ကျိုဒါပေါ့ဒင်းစာလေးမှာဆုရှင်ကြီးပါညာပေါ့လုတ်ချင်ပါပေါ့ဒါလူတွေဝိုင်းကြည့်တောင်းနေရကြအမလေးတီဗီကဝိုင်းကြည့်ဆရာဘလို့ခံစားပါသလဲကျွန်တော်ပြောတာပေါ့ကျွန်တော်တော်လို့ရတာပေါ့ဗျာဒါဒီပေါ့ဗျာလုတ်ချင်တာသူမလုတ်ရဘူးနော်အဲ့ဒီပတ်စံအားလုံးတောင်းပြီးတော့စခန်းမှာဖြစ်တယ်ဒါကြောင့်လေမက်ကယ်ဂျက်ဆင်တို့ကဘာကျော်ပုဂ္ဂိုလ်ကတခြင်းနဲ့လုတ်ဆိုတာပေါ့ we are the war နော် we are the children သူ့နောက်ကပုံကြီးနဲ့နော်မာတာဖီဇာပေသောအခါမာတာဖီဇာပေသောအခါအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေကအခေါင်းကိုဖွင့်ထားပါပိတ်ထားတာမကြိုက်ပါအလောင်းကိုအားလုံးလေးပြုမယ်အိန္ဒိယနိုင်ငံအလံအားလုံးရှော့ချတာတလားတီတီဝမ်းနေချင်းထိပ်ပါဒီမိမဒီဒုနိုင်ငံတွေမဟုတ်ကလမမဟုတ်ဘူးလေဒီမိမနိုင်ငံသားတွေဒီမိမဟေလူလည်းမဟုတ်ဘူးစင်လည်းမဟုတ်တယ်သူခရစ်ယာန်တယ်ဒုနိုင်ငံအတွက်မေတ္တာတရားတွေပြည့်ပေးခဲ့တယ်သူမိန်ကုန်းသူတိတ်ကြိုက်တယ်ကလားတွေ love step at home love မေတ္တာတရားဆိုတာ step စတယ် f အိမ်မှာစတာသူပြောတယ်ကိုယ်အိမ်တော်မှာကိုမေတ္တာတရားမထားနိုင်တဲ့လူကလောကပေါ်မှာဘယ်မှမေတ္တာတရားမရှိနိုင်ဘူးသူစကားကြိုက်သူနှစ်ဖူးနဲ့သူ6နဲ့သူနှစ်ဖူးနဲ့ထိတယ်ဆိုပြီးတော့အလောင်းပြပြီးတော့တန်းစီပြီးတော့နိုင်ငံကောင်းဆောင်တွေရောတရုတ်ပြည်ကကျန်စီမင်းတို့လေဒီဒိုင်ယာနာတို့ပါတော့ပေါ့အခုတေဝရဒိုင်ယာနာတို့လေအကုန်လုံးတန်းစီပြီးတော့မှအခေါင်းဖွင့်ပြီးတော့6ကိုဂျိုလေးပို့ပေးထားတယ်နှစ်ဖူးနဲ့တူတက်ပြန်မအလေးပြုတော့တက်သွားနောက်တက်လာနှစ်ဖူးနဲ့6တက်အလောင်းရဲ့နှစ်ဖူးနဲ့ကောင်းနဲ့ပုတ်နေကြတာငိုပြီးတော့မြစ်တာကြီးမလိုက်တဲ့အမေရဲ့
ကျွန်တော်တို့သူ့လောက်မြတ်တရားကြီးနိုင်လားကိုအဖေရင်းအမေရင်းတော့ကျွန်တော်တို့ကောင်းနိုင်ပါလားကျွန်တော်မေးချင်တယ်အဖိုးကြီးအဖွားကြီးတက်တလုံးလို့ကြွေးလာလားလေဖြတ်လို့3လလောက်လဲလို့ချီးသိမလွတ်ချင်ချီးဆောင်ကျင်တယ်တော့တန်ကဲလို့ကျွန်တော်ချီးဆောင်ကျင်တယ်တော့သမီးကြီးကလည်းလွတ်ပြန်ပြီးအဖေကလည်းပေးတော့မလွတ်တော့ဘူးဟုတ်တယ်ရှော့ရတော့ပေးတော့မယ်ခက်ကြီးအမေကြီးကလေဖြတ်လို့6တစ်ဖက်ဆွဲရှာကြီးကလေးလို့သမီးရဲ့နေဆန်ကြိုလေးထည့်ပါမင်းကလည်းစားလိုက်တာခဏခဏမအောင်အဖေကြီးအမေကြီးပေါ်တော့ကျွန်တော်ကောင်းကြရဦးလေးတော်ကြီးဆိုတော့ဝေလာဝေးတဝန်းဝေးတော့စက်တက်စင်းမစားနဲ့ဒါတော့ကြောင့်6တွေ့တဲ့ကန္တာရလောကကြီးထဲမှာဒီမိမရဲ့ပြစ်တာတရားရှိပါဘုံကျွန်တော်ထားနေတာလားကျွန်တော်မင်းကျွန်တော်ပေါင်းနေကျွန်တော်ဖေဆုံးသားလို့စိတ်မရှိဘူးတကယ်တော့လင်းဖြစ်တာပဲစိတ်မရှိရင်ကျွန်တော်ရေခဏချိုးပြီးကျွန်တော်ဖေကိုတွဲပြီးပေါ့ဒေချက်ထားတာကိုကျွန်တော်ညီးရှင်တယ်ဒီမိမဒီသူ့နိုင်ငံသူနိုင်ငံသားမဟုတ်ဘဲနဲ့မြစ်တာတရားကိုသူအပြစ်ပေးတယ်ကန္နာရမှာပတ်ချအဲ့ထနေတဲ့လောကကဘာကြီးထဲမှာဒါတော့ချုပ်တွေ့တဲ့ကန္နာရတော်ကြီးထဲမှာမြစ်တာရေးကြီးနဲ့ငါဖြတ်မယ်ဆိုပြီးသူလို့သွားတာအဲ့ဒီမိမကခရစ်ယာန်အဲ့ဒီမိမကမျက်လုံးအပြာနဲ့အဲ့ဒီမိမကယူဂိုဆာဗီးယားနိုင်ငံသူကျွန်တော်တို့ဗုဒ္ဓဘာသာနာမည်ခံထားသောလူတွေတရားရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကကို့အဖေအမေပေါ်တော့ကျွန်တော်တို့ကောင်းကြလားကျွန်တော်မင်းကနောင်သူကနောင်လားဆင်းတဲ့ကလေးတွေခဏဖယ်ထားလိုက်ကို့တဝန်းဝဲတော့ကျွန်တော်တို့ခေါ်ကဲထားလို့လားကျွန်တော်တို့တဝန်းဝဲလေးကြောင်းနေနိုင်ပြီငါညီသမီးလေးဟဲ့သမီးငါဘွားတစ်ခုနေလိုက်ခံမလို့မခံပါဘူးဗျာမဘုံ9000ပေးပြီပဲဝိသင်ကြောင်းတဲ့ခါကြီးရောမဘုံလေး9000ပေးပြီမယ်ကျကိုစီကပဲ့ပါပေါင်းကျွန်တော်တို့ဘယ်တော့မှနေတော့မခံဘူးအများကြီးပြောပြတာဒီမိမကြီးမာသာဆရာလုပ်တဲ့ခါကျွန်တော်သူ့အကြောင်းကျွန်တော်ဖက်တဲ့ခါညိဝဲတယ်အိမ်မှာလည်းဝဲထားတယ်သမီးတွေသားတွေပေးဖက်တယ်ဆယ်တန်းကလေးတွေဒီငိုးတယ်တော့ကျွန်တော်ပြောတာဟင်းသားဆယ်တန်းကလေးမြောက်ကိုစာသင်သမီးတို့ essay ရေးအဲ့ဒါရေးပါလားကျမကြိုက်ဆုံးစာအုပ်ချုပ်ဆိုပြောတော့ညိကြပြီးရှိုက်ကုန်နေလို့ဆရာရဲ့သမီးတို့တန်လာလိုက်တာသူပြောရင်ကျွန်တော်မညိဝဲတာသမီးညီတို့လမ်းမေးကောင်းတဲ့ကလေးလေးကြည့်လိုက်ဈေးထဲမှာဟုတ်တယ်နော်အဖေအမေမရှိလို့ဈေးတော့မှတောင်းစားနေတဲ့ညီဖိုးဖွားကြီးကြည့်လိုက်ညီတို့အဲ့လိုလူမျိုးတွေညီတို့ကဲချင်းလို့လားမကဲပါဘူးသမီးဆရာလည်းမကဲပါဘူးအဲ့ဒါမျိုးကဲတယ်မိမနော်ဒီစဉ်းစားကြည့်လားကဘာမှာလူတွေသလားဆက်ခေါ်လိုက်တာဘုမတိဘာမတိဒုက္ခလုံးကြတာငါကုန်ကဲမယ်ဆိုပြီးတော့ဒီညစ်တာတရားထားနေတာလားဘုရားရှင်ဟောကြားခဲ့တဲ့ဒီမစိုးတရား၄ပါးမှာမေတ္တာဂရုဏာမုဒိတာဥပိ္ပခသူတော်ကောင်းတရား၄ပါးရှိတယ်တဲ့မေတ္တာတရားဂရုဏာတနာတတ်တယ်မုဒိတာသူငါကချမ်းနိုင်ဝမ်းသာတာပါညာကိုရတော့အစင်ပြေဝမ်းသာတာပေါ့ဥပိ္ပခဒီတရား၄ပါးကျွန်တော်တရားဟောတာမလို့အကုန်မရှင်းပြပါဘူးဒီထဲကမေတ္တာနဲ့ဂရုဏာတရားကိုအကျဉ်းဆုံးထားတဲ့မသာခိစာကျွန်တော်တို့ခေါ်တော့မှဟောတဲ့တရားတွေတော့ညီနေတယ်သူကကဲသူကတော့ဒီမစိုးတရား၄ပါးနဲ့ညီနေတယ်ကဲဓမ္မလွှမ်းမိုးတာကျွန်တော်ပြောပြနေတာခုနခရိယဘုံကြီးဖောက်ပြန်နေပြီးတော့ပိဋကရေးရတယ်လေရှင်ထဲမှာတရားမရှိဘူးချုပ်တွေတရားမရှိနိုင်ဘူးကျွန်တော်တို့ကဗုဒ္ဓဘာသာနိုင်ငံဖြစ်တော်လေပဲကျွန်တော်တို့ကဓမ္မနဲ့ခါခါဝေဒလာဘုရားရှင်ကြောက်တဲ့တရားရှိရပါလေအာဂတိတရား၄ပါးသန္တာဂရိတဲ့အမှန်တရားကိုပဲလိုက်ပါတဲ့ကိုယ်သန္တာကြောင့်တစ်ဖက်ဘက်ကိုမလိုက်ပါနဲ့ဥပမာအဖို့တစ်ခုကျိုးနေတယ်ကိုယ်ဘီကြီးကဥအောင်ကျော်ဆောင်တစ်ခုကျိုးနေတယ်ပေါ့ဗျာစော်ကားသူပေါ့ဆိုကြပါစို့မှားတာကကိုယ်ဘီကြီးကတော့ဆရာအမှန်တိုင်းဆိုသူကရေးယူရမှာသူကျွန်တော်ကချစ်နေတာ object တကယ်ငယ်ချင်းကိုချစ်တယ်ကျွန်တော်ကစန္ဒပေါ့။အိုးကျွန်တော်သိမခင်ဆိုကြပါတော့။ကျွန်တော်ကမှန်တော့လဲစန္ဒ object ပဲလိုက်တယ်။ object မှာပြည့်မရှိကျွန်တော်ဆုံးမလဲတာ။ဖះမကြိုက်ဘူး။စန္ဒဂရိ။ဘယာဂရိတွေကြောက်လို့တစ်ဖက်ကိုလိုက်တာ။ဒေါသဂရိတွေမောဟဂရိတွေအဲ့ဒီတရား၄ပါးကိုရှောင်ပါလို့ကျွန်တော်တို့ဖះရှင်ကိုရမကြီးကခေါ်ရတရားဓမ္မပါပြီးသား။ကျွန်တော်တို့အဲ့ဒီတရား၄ပါးကင်းစင်သလား။ကျွန်တော်စဉ်းစားကြည့်တဲ့အခါကျတော့ကိုတို့ကသတင်းစာမှန်ဖတ်တာမလေးရှားနိုင်ငံကြောင်းသွားဖတ်ပြီးတယ်။မလေးရှားဝန်ကြီးချုပ်ဘာတာဝီမသိသေးပါဘူး။အငြိမ်းစားယူထားပါတယ်အခုရှိပါတယ်မလေးရှားမှာကွာလာလမ်ပူမှာနော်ဝင်းကြီးတို့ဘာသာဝီဝင်းကြီးဘွားမှာပဲကွာလာလမ်ပူမြို့လေးကိုကားဖြတ်မောင်းနေတယ်တွေ့တော့အတန်ကြားလိုက်တော့လှည့်ကြည့်တော့ရင်းနှီးရက်တယောက်တည့်ရတဲ့ရှိတယ်ကြွီးဆိုရက်ချတာကဟာကျွန်မတားတယ်ဟာဝင်းကြီးတို့နော်ရှောက်လာတယ်အုပ်စုခေါင်းမောင်းတယ်ပါလေဝါကီတိုကီဒီပါလီနဲ့ပေါ့ဝင်းကြီးတယ်ဟောသိပြီလားဝင်းကြီးကတော့ကျွန်တော်လှမ်းလိုက်တာဟေ့ပါလဲကွာဝင်းကြီးအမှုဆက်တဲ့မှုရှိတယ်ဟာဖြားသွားမင်းရလဲကွာအမှတ်တေးကြည့်ထားရတာကျွန်တော်ဖမ်းလို့မပြီးလို့မှတ်တေးသေးထားတာတဲ့ရက်ဆွဲလိုက်ကျွန်တော်ပြောမယ်ဝင်းကြီး over speed ပေါ့မိုင်းလုံးမြင့်ပြီးမောင်းတာ9မှုရှိတယ်တနအီမိုင်း30မောင်းမယ်လမ်းမှာဝင်းကြီးမိုင်း50လောက်နဲ့အရန်ပေါင်းသွားကျွန်တော်မှတ်ထားတာဘယ်နေရလဲ9မှုကားမရရဘူးလို့မြင်တတ်ထားတဲ့နေရာရှိတယ်အနီတည်းရဲ့ဖြူတည်းရဲ့ဝင်းကြီးရက်တာ2နေရာရှိတယ်2မှုတယ်9မှုရှင်ကျောင်းမှားတာ4မှုတယ်ဝင်းကြီးဒီဘက်ကိုကွင့်မယ်ဒီဘက်ကြောမယူဘူးအလဲချောယူထားတယ်ရောက်မှဇက်ဆိုကိုချနောက်ကကွာတိုက်မဖြစ်ကုန်တာပေါ့လေရုံမတော့ဝင်းကြီးဖို့လို့အလုံးကခုလို့ကြရတာဝင်းကြီးကွတ်ကွတ်ချသွားတာ4မှုရှိတယ်အေးဘယ်နှမှုရှိလဲကွာ7မှုရှိတယ်ကဲဘာလို့ရမလဲမှာတန်ငွေဆောင်ပါဘယ်လောက်လဲကွာမလေးရှားရင်းဂစ်1000မြန်မာလင်းတဲ့နောက်ဖတ်ကြည့်လိုက်ဆောင်မယ်ကွာပေးသားကြီး
ဒီသတင်းဖတ်ပြီးကျွန်တော်ကြက်သိမ်းထားပါလေတားသူကတရစ်အတားခံသူကဝင်းကြီးရုပ်တားတဲ့သူကလည်းမွတ်စလင်ကလားအတားခံတဲ့မွတ်စလင်ဖျားရှင်ရဲ့ဗျာဂရီကိုထိမ့်လို့ဖြစ်နေတယ်ကြောက်လို့တစ်ဖက်ဘက်ကမလိုက်ဘူးဝင်းကြီးမလို့ကြောက်မသွားဘူးအမှန်ပဲဝင်းကြီးကနားမလဲဘူးကျူးလွန်နေပြီရော်တာပဲငါသာဆိုရင်ကွာဘာတော့ဆင်းရဲလိုက်မယ်ငါ့ကိုဘာလုပ်တာဆိုပြီးတော့ကျွန်တော်တို့ခလေးဘဝတုန်းကတငယ်ရင်းနေတဲ့ကားစုပြီးစီးတဲ့အခါကျွန်တော်ကကားမမောင်းတတ်ဘူးမင်္ဂလာအောင်လေစိတ်ကိုကားနဲ့ဖြတ်တယ်လိုင်းစင်လည်းမပါကြဘူးလမ်းဖြတ်တဲ့အခါရဲကတားတယ်တကယ်ကို့အပြစ်ပဲလေကားထိုးရထားတယ်ကြပြားဆရာတယောက်လဲပါတယ်နာမည်ထားပါတော့သူကညံကောင်းသူပေါ့ပြီဆိုရက်လိုက်တော့ကားတားရထားရှောက်လာညီတို့လိုင်းစင်မပါဘူးတယောက်မှမကလေးတွေကိုမရှိဘူးကွာဟာမင်းတို့ကလည်းဘယ်မှလာပြီလဲကွာလောက်လည်းဘယ်မှလာပေါင်းလိုင်းစင်လည်းမရှိနေတယ်မင်းတို့အေးအေးပဲကွာတယောက်ကခေါင်းထွက်လိုက်တယ်တော်တော်လေးကိုမြင်သေးတယ်လူရေရဲကိုတရားကြည့်ပြီးတော့မှမင်းတော့တော်တော်ခက်နေပြီဟိအောင်ဘာမှလည်းမသိဘူးနော်ဟိုကောင်ကြောက်သွားတယ်သိလားမင်းတော့တော်တော်ကိုခက်နေပြီကွာတဲ့ဟဲ့ဘာဖြစ်လို့လဲမင်းအဖိုးကြီးနဲ့မင်းရှင်းညင်ပြီးထင်တယ်အညီလေးတို့သွားတယ်ဆက်သွားတယ်အဲ့ဒါလမ်းကြကျွန်တော်မရဟိအဖိုးကြီးဆိုတော့ပြီးလဲကွာလို့ငါလည်းမသိကွာတယ်ကျွန်တော်ဒီမှာအဖိုးကြီးဆိုဘာမှမသိဘူးလို့ကြောက်နေတာသူကဟိုမှာကတရက်ရှိတဲ့ကလားအမျိုးသားမွတ်စလင်ဘာသာဝင်ကဝင်းကြီးရုပ်မွတ်စလင်ဘာသာဝင်ကိုပဲတားတယ်ဖျားရှင်ဟောကြားတဲ့အာဂတိတရား၄ပါးကိုရှောင်မဆိုတဲ့တရားနေအောင်ပြောရတယ်ညင်းနေသေးတယ်ဗျာဘယာဂတိမလိုက်ဘူးမကြောက်ဘူးကျွန်တော်ကဒါကိုပြောနေတာပါဆိုတော့ဒစိမ့်ကိုမကြည့်နဲ့မွတ်စလင်ပဲခရစ်ယာန်ပဲဘာပဲညာပဲမကြည့်နဲ့အထက်မှာဒီကောင်တရားတကယ်တရားရှိတာလားဒါရေးကြည့်တာလေအိန္ဒိယနိုင်ငံမှာကျန်ခဲ့တဲ့၃နှစ်ကသမရယာရီကထွက်သွားတယ်အိန္ဒိယသမရကြီးအဘဒုကလန်အားလုံးပြည့်နော်အဘဒုကလန်တိတ်ကောင်းတာပဲနော်မွတ်စလင်ကြီးနော်အိန္ဒိယနိုင်ငံမှာမွတ်စလင်သမရဖြစ်တာရှားတယ်ဟိန္ဒူတွေပဲဖြစ်တာကျန်ခဲ့တဲ့၄-၅နှစ်ကသမရလက်ထက်မှာကျွန်တော်နိုင်ငံလာလဲပါတယ်နော်ရန်ကုန်မြို့မှာထိတ်တော့ဟောတယ်ကုန်တယ်ကြီးကဟောတယ်မှာတဲပါတယ်အိန္ဒိယနိုင်ငံသမရကြီးအဘဒုကလန်အားကျိုးစိုးပါ၏အာမင်အနီးနဲ့ရှေ့ရောက်ကြီးနဲ့ဟာကလားသမရကြီးမှာတဲတယ်ကွာကျွန်တော်ကလေးပြရတယ်သားကျွန်တော်သားပေါက်ဆောက်ဒီဘက်ကျန်သားထိတ်တော့ဟောတယ်ကုန်တယ်ကြီးကဟောတယ်မှာရန်ကုန်ကအဲ့တဲ့ရောက်နေတယ်တာရန်ကုန်မြို့မှာတော့ရဲတွေစောင့်ညတာသမရကြီးသားရဲ့သူကချစ်စရာကောင်းတယ်ပေါ့ကလေးအိမ်မှာတက်ကုန်ပြတယ်လေစပင်ရှေကြီးနဲ့သူကနော်ကျွန်တော်哋တော့ဆိုးသေးတယ်ဗစပင်နဲ့ဖိုးဖိုးဖယားကြီးပေါ်တယ်ဖြစ်နေတာဟုတ်အဲ့သမရကြီးသမရဖြစ်တဲ့ခါမှာဆိုသတင်းစာတွေမှာပါတယ်လေ President's hairstyle သမရကြီးရဲ့စပင်ပုံစံများတည်တယ် Bothering to the public Bothering ကတောက်ချက်တာပြည်သူလူထုကိုစိတ်ထောက်ချက်ဖြစ်စေတယ်အဲသူကပြန်ဖြတ်ပြီးတက်ရဲ့ဖြစ်ညာနေတာပေါ့နော်ဒုံးပြန်အင်ဂျင်နီယာတက္ကသိုလ်ကျောင်းကဆရာလူပြိုကြီးသူ့တနိုင်ငံလုံးကချစ်တဲ့တပါဟုတ်တာလေသမရခတ်လိုက်တာ9 နှစ်ပြည့်တော့သမရနန်းတော်ကဆင်းနေဆက်မလုပ်ဘူးအိန္ဒိယဖွဲ့စည်းပုံတွေက9 နှစ်တစ်ချိန်ပဲလုပ်ရတယ်နိုင်ငံတွေမတူကြဘူးအမေရိကန်သမရ4 နှစ်နှစ်ကျော်လုပ်လို့ရတယ်ပြင်သစ်သမရ5 နှစ်နှစ်ကျော်လုပ်လို့ရတယ်ဖိလစ်ပိုင်နိုင်ငံ6 နှစ်တစ်ကျော်ပဲရမယ်ဒီလိုရှိရတာဟုတ်ဆိုတော့သမရနန်းတော်ကထွက်တဲ့အချိန်မှာမိန်ကုန်းပြောတာဗျာစက်သိန်းတော်ထားတယ်နော်မြန်မာရုပ်မြင်သံကြောင့်ပြနေတာပဲလေကလာကြီးသားမင်းနဲ့နော်ဗမာနိုင်ငံလာလေသွားတဲ့ပုဂ္ဂိုလ်ကြီးတကုံအားထက်ကတစ်ကကလေးတွေနဲ့တွေ့တယ်ဟုတ်တယ်နော်လာတာတစ်ကကလေးတွေနဲ့တွေ့သွားတယ်တားတို့စာချိုးစားကြအင်္ဂလိပ်စာလုပ်ကြကွန်ပျူတာလုပ်ကြဘာလို့ရကွန်ပျူတာကျွမ်းတယ်ကွာစစ်စာကြီးနော်ကွန်ပျူတာတက်မှဖြစ်မှာဒီခေတ်ကြီးကဘာညာပေါ့ကျွန်တော်ဒီမှာကြီးရောင်မကလေးတွေတွေ့တယ်ဒီမှာပါပါတယ်မြန်မာလေးမှာပါပါတယ်သမရနန်းတော်ကဆင်းတဲ့မိကုံးမင်းတစ်တာလေးနှလုံးချလို့ဒီနားလေးမှာကျွန်တော်အိန္ဒိယနိုင်ငံသမရကြီးအဘဒုကလမ်မှာကျွန်တော်မွတ်စလင်တယောက်ပါဟိန္ဒူတွေများပြတဲ့နိုင်ငံမှာကျွန်တော်သမရခန့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ထောက်ခံတာကလည်းဝန်ကြီးချုပ်ဘတ်ပါရီပါသူကဟိန္ဒူပါကျွန်တော်ရဲ့ကိုကျင်တရားကိုကြိုက်လို့သူကခန့်တာပါကျွန်တော်ကိုကျင်တရားဖြတ်မှတ်ဆောင်တဲ့နိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်ကျွန်တော်နိုင်ငံတော်ကနေပြီးတော့တောင်းပြီးတော့သမရဖြစ်စီကာလမှာဒီနန်းတော်ဘုံကိုသမရအိမ်တော်ဘုံကိုကျွန်တော်တစ်တာနှလုံးနဲ့ကျွန်တော်တက်လာပါတယ်အဲ့ဒီတစ်တာနှလုံးကတိပါပါတယ်မိုက်တယ်မိကုန်းတစ်တာချတာတယ်ကျွန်တော်ဒီနေ့နန်းတော်ကပြန်ဆင်းမယ်သမရအိမ်ကပြန်ဆင်းတဲ့ခါမှာလေဒီတစ်တာနှလုံးကျွန်တော်ပြန်သွားပါတယ်အကောက်ဖွင့်ထားပါတယ်လေတက်တော့ရှာကြည့်ပါရွှေငွေကြောက်တာပါတယ်များပတ်စံတစ်ဖက်ဆောင်ကျွန်တော်ထည့်သွားပါကျွန်တော်စာအုပ်တွေထည့်သွားတယ်ကျွန်တော်တက္ကသိုလ်ကျောင်းကဆရာတက္ကသိုလ်ပြန်ပြီးစတင်တယ်ဒီစာအုပ်တွေအားလုံးကျွန်တော်လက်ကနေဝယ်ထားတယ်ကျွန်တော်ဖေဖေလေးတဲ့ဒီကိုဘကန်ဒီဘကန်ဝယ်ကူးတဲ့ကတိုးစိတ်မှာလှေလေးတွေတမန်လေးတွေကိုမင်းပြီးမြင်းသွားထိမ့်သိမရတဲ့ကတိုးကွေးပါငငယ်ကျွန်တော်ဆုံးမခဲ့တယ်ငါသားနိုင်ငံခေါင်းဆောင်ဆိုတာကိုကျင်တရားကောင်းရတယ်ဘာလက်ဆောင်မှမယူနဲ့ဘာကတိုးတွေမရှိမှလက်မခံနဲ့ကျွန်တော်ဒီတိုင်းနေပါတယ်ဘုံကျောင်းဆန်လုံးတည်းရမိတယ်ဘုံကျောင်းဆန်လေးလူလေနော်ဒီလိုလူမျိုးပေါ့ဘုံကျောင်းဆန်ဘုံကျောင်းဖြစ်နေတဲ့အချိန်မှာထမင်းစားလာသွားကြည့်ပြီးလူတွေမြေ့ကြကြတယ်လေကျွန်တော်ဟိုနေ့မြေ့ပါဝဲသွားသေးတယ်သူ့ကြောင့်ပြန်ပြောနေတော့ဒေါခင်ကြီးကဘေးကနေထမင်းဝဲပြင်ပေးထားတယ်ရုံးသွားတော့မှခေါင်းပေါင်းနဲ့မလေး
ကျွန်တော်တကယ်ဒုက္ခတော်ကြီးပဲနော်ထမင်းယူတဲ့ပကံနဲ့ထမင်းဖြူလေးပဲဒါပဲဝဲဦးရောင်းလေး9000လောက်ကြော်ထားလဲညက်ပြီးတော့ပကံလေးထည့်ထားတယ်ဒါပဲငပိရတို့စီရဟင်းကြိုဘာမှမပါဘူးအញ្ញံကြော်ပေးထားတာကိုကြီးတဲ့တန်းနဲ့စားသွားလိုက်တဲ့ယုံတက်မှာဆိုဘေးနာကလေးနှစ်ယောက်ပေါ်တည်သွားတဲ့အောင်ဆန်းလင်းလေးတွေခုနိုင်ငံရောက်နေတဲ့ကောင်ဆန်းဝီရငငယ်လေးတွေပေါ့ဖေးနာမှာဗျာဖက်ကြတက်ကြပါကလေးတွေပါတဘာဝဗျာကလေးဆိုဖေးဆိုင်စားနေတာပဲလေအဖေသားကိုခုံဆိုတော့ဘုကြောင့်စားဒါလေးကိုဇုံးလေးနဲ့စားမယ်လို့လိုက်ဖေးသားကိုခုံဆိုအကြီးအောင်ဆန်းကတောင်းလိုက်ရောကွာစားမယ်လို့လိုက်အောင်ဆန်းလေးကအဖေသားကိုခုံဟာရောကွာဒီဝေါ့ကြောင့်9000နဲ့ထင်းပြပကံလေးနေရသူ့မစားတဲ့ဝင်နေမရှိတော့ဘူးတဲ့အဲ့ခေါင်းကြီးတစ်ဖက်တစ်ဖက်တက်ပေါ်ကြီးနေဗျာဟေးသားကလည်းကွာပေါင်မထိုင်လေးမထိုင်ဘူးတမီးကလည်းပေါင်မထိုင်ဘူးဖေးတမီးတို့ခုံအေးဟာခွန်းတော့အဲ့တော့သူ့ရဲ့အကိုတော်တဲ့ဥအောင်တန်းဘုကြောင့်ဆိုင်ရကိုနာမည်ဥအောင်တန်းလေဥအောင်တန်းမိမနာမည်အန်ဒီနူးတယ်မမနူးတယ်မသိသေးဘူးနော်ခွာကြီးဦးကြီးပေါ့အဲ့ဒါဘုကြောင့်ဆိုင်အကိုဥအောင်တန်းအိမ်တော်လိန်နဲ့တွေ့ပြီးစိတ်မကောင်းပြီးပြန်ထည့်လာတာအိမ်ထဲကမိမကိုပြောတယ်လေဟဲ့နူးနူးတယ်ဘာလဲကိုတဲ့နှစ်ပတ်ဆက်ရှိသေးလားဘာဖြစ်လို့လဲတဲ့ပတ်ဆက်နဲ့ကြည့်ငါ90အစိတ်လောက်ပေးသားမဟာအောင်ဆန်းကငါတနာလို့တဲ့ငါစိတ်ထဲမှာကောင်းလို့ဟာဒီမင်းစားနေတာကျွန်တော်ပြောနေကျွန်တော်ရင်ထဲမှာကောင်းဖြစ်လာသေးတာဟာကိုအောင်တန်းလည်းဘာဖြစ်လို့လဲဟာငါကြီးကွာနိုင်ငံအကြီးကခေါင်းဆောင်နံပါတ်1မင်းသွားကြည့်အောင်ဒီမင်းစားနေတာဟောကြောင့်9000နဲ့ကွာငါပြီးမှာပါတို့စရာမှာပါအတို့နှုတ်မှာပါသူ့မစတဲ့ရောက်တယ်မရှိတော့ဘူးကွာဟိုကတော့ကောင်လည်းတောင်းချလိုက်တာဖေးသားကိုခေါ်ရီလိုက်စမ်းမလို့ဖေးသားကိုလည်းခေါ်ဟေးသားစားတာဖေးစားလုံနေတာတဲ့ဒေါက်ခင်ကြီးကမင်းညမခင်ကြီးကဘေးကရက်နေတာတဲ့ခလေးတွေမှန်းနေတယ်ဟဲ့ကိုဦးတို့ကိုလင်းတို့စွစွတို့ဘလို့ဖြစ်နေတာလဲညီတို့ကလည်းဖေးဖေးလည်းမစားတော့ဘူးညီတို့ကလည်းလုံလုံးကကြည့်တယ်မနေ့ကကြွေးထားပြီးသားပေါ့မမေ့ကြလို့ကနုရဲ့ငါကြီးကနိုင်ငံမှာကောင်းဆုံးအကြီးဆုံးကောင်းဆောင်ပါအခုဒီဝေါ့ကြောင့်9000နဲ့ထမင်းတဲ့ဘက်ကနေဟာဟိုတော့လေသူအညာပတ်စံမှတ်ပါတယ်ကြားတယ်အမေစီကိုတဲ့ဦးစုနဲ့ဦးဖာနဲ့ဒေါ်စုပေါ့ဒေါ်စုကြီးမင်းစုတားဒီပတ်စံလေး5-6ပို့လိုက်ပါအောင်ဒါတို့ပတ်စံ30မရှိတော့ဘူးအမေငါအကြောင်းကြားတယ်နင့်ကြီးဘာဖြစ်နေလဲငါအတင်းလာလို့ဟာဒီကောင်ကိုစားနိုင်ငံကြီးကဟာကျွန်တော်များဆိုရင်တော့ဗျာငါလားဆိုရင်တော့မလေးနော်ယူသွားမယ်ဟာလားပတ်စံမရှာတတ်ဘူးလားဗျာကျွန်တော်သေးရနေရကဲတို့ကြောင့်ဆန်းပတ်စံမရှာတတ်ဘူးလားခရီးကြီးဗျာဟေးကောင်လေးငါ့ကိုဖုံးပေးစမ်းကွာဖုံးလုံး50ရှောင်းစားပြတယ်ဗျာလွယ်လေးငါ့ကိုတိုက်ခန်းပေးစမ်းကွာခန်း100ကွာငါခဲမတခန်းငါမိမတခန်းငါသားတခန်းငါသမီးတခန်းငါတူမတခန်းအပေးဟာတားလွယ်တာပြတ်နေတာပါဒီလူရိုးတယ်ပြောနေတာကျဖျားလောက်ကြီးကြည့်ယူနေတော့ရုပ်ရှင်သွားကြည့်တော့ငါတို့တည်းတမလိုက်ကိုသွားကြည့်တယ်ကြဖျားသွားကြည့်တယ်ရှင်းသုံးနဲ့တပတ်တန်းဟေးအောင်ဘိုးထွန်းလာတွေ့ရဲဘော်လေးတက်တော်ဆောင်လေဒီမှာပတ်စံရှိလားရှိတယ်ဘိုးကျုပ်ဟေးငါမှလည်းနည်းနည်းရှိတယ်ကွာတို့ဘယ်ဟာကျော်သုံးတိလိုက်ဆောက်ရလားကွာအေးရုံးစင်ကိုသွားကြည့်ရမယ်ကွာတမလိုက်ကိုမှာဟာလက်မတောင်းမယ်မတောင်းနဲ့ဟေးအောင်ဟေးဘေးမင်းပြေးသွားမယ်မတောင်းနဲ့မသိအောင်ဆောင်ကျုပ်တိတ်တိလေးဝင်သွားမယ်ယုံနေဦးတိပါလိမပါလိနဲ့ကားလေးပါလိမင်းကခိုးသွားမတိတိကလေးအေးမာပြီးနေဒီကဟာတာကားကငါကြိုက်တယ်ကွာရီစရာမိုးစရာတွေငါတိတ်ကြတယ်ကွာငါဟားကျင်တာကွာလေဘာညာဖို့သွားကြတယ်ဖောင်ထဲမှာထိုင်နေတယ်ရုပ်ရှင်ဥစ္စာကြားတဲ့ခါနည်းနည်းလေးလင်းလာတာပေါ့ဝင်ကသာပဲနေရဘူးကြီးနဲ့တဟားနေတယ် तू ဟာထားယူလိုက်ဆိုတော့ဘေးကလူတွေကဟာဒီလိုအရင်တန်းလိုက်တာပေါ့ကြည့်တော့မှဟာရုပ်ရှင်နေပေါ့ကြီးကြီးနဲ့ဘိုးရုပ်ဆန်ဖြစ်နေတာဟာဘိုးရုပ်ဆန်ကွာရောဟာဘိုးရုပ်ဆန်ကွာရမ်းမှကြည့်နေပြီလေဟာလက်ရဟာလုံးနေရအောင်လုံးတော့ပြောကြမ်းတဲ့ရုံပိုင်သွားပြောတဲ့ခါကျတော့မန်နေဂျာဆင်းချလာတယ်လက်လာကုတ်တယ်ဘိုးထွန်းလာတဲ့အပေါ်ခဏတက်ခဲ့ပါမန်နေဂျာဘောစက္ကန့်လေးဘောကြည့်ရရတယ်ဘိုးကျွန်တော်ပါသွားတယ်ဘိုးချုပ်ဒီမှာကြည့်ပါဟာမကြည့်ဘူးကွာဘာဖြစ်လို့လဲဟာဟေ့အောင်ငါရှင်းနေတယ်လောကမှာငါရှင်းနေတော့ဟေ့အောင်ဗိုက်တယ်မင်းတို့ရုပ်ရှင်ကိုဗိုက်တသေးတယ်မင်းတို့လက်မှတ်လေးတစ်ဆောင်လကားပေးပြီးတော့မှငါရုံလာပြီးတော့မင်းတို့ဖုံးလျှောက်လာတင်အိမ်လျှောက်လာတင်လုပ်ငန်းလိုင်စင်တင်ငါဒီလိုအပေးတွေငါမကြိုက်ဘူးဟေ့အောင်အောက်ဆန်းရှင်းတယ်ကွာအောက်ဆန်းငတ်နေတယ်ကိုလူကလည်းစိတ်ထားကောင်းနေတော့ဘိုးချုပ်ကကျွန်တော်တောင်းပန်ပါကြောက်ရရတယ်လူကြီးလုံးမကောင်းလို့ပါကျွန်တော်ကချမ်းသာကြွယ်ရတဲ့ပုဂ္ဂိုလ်ပါကောင်းစကားကောင်းနေတော့ဘိုးချုပ်တို့ရန်ကုန်တက္ကသိုလ်မှာအင်းအားဆောင်ရှိတယ်မလားတဲ့မိန်းကလေးနေတဲ့ဆောင်အင်းအားဆောင်နဲ့ပြင်ချင်းဆိုင်အင်းအားကံကိုကြောပေးထားတဲ့တိုက်ကကျွန်တော်မိမိပိုင်တယ်မှတ်ထားကျွန်တော်မိမိနာမည်တော်နုကျွန်တော်တို့တွင်းကုန်ထုတ်ကုန်လုပ်ငန်းပိုင်ရှင်မဟုတ်ဘူးကျွန်တော်တို့စီးပွားရေးဆွေစဉ်မျိုးဆက်ချမ်းသာလာတာဘိုးချုပ်စီကဘာမှကျွန်တော်တို့ခွေးတောင်းစရာမလိုအဲ့ဒီကလေးကျွန်တော်ပေးတယ်တို့တော့ဒီနေ့မှတော့ကျွန်တော်တောင်းမှမရတယ်ဒီအပေါ်ကြည့်ပါဗျာလူမျိုးတော့မကောင်းလို့ပါနိုင်ငံကြီးကတယောက်တက်မှတ်တမ်းမှာလူတွေကြားမှာဟေးဟားတယ်ဟိုနေလို့အေးကွာမင်းတို့ဘက်ကရှင်းပြီးတာပဲအောက်ဆန်းရှင်းတယ်တော့မင်းဖတ်ထားတယ်ဟာမင်းတို့ရှင်းဖို့လိုတယ်ကွာငါရှင်းတယ်ဟာကျွန်တော်တက်ချက်သိမ်းထားဟာ
ငါများဆိုရင်တော့လားကျွန်တော်ဆိုရင်လေဟေးအောင်တလားရောမန်နေဂျာခရစ်စန်ကွာဒီနေ့ငါသမီးတွေသားတွေရုပ်ရှင်ကြည့်ကြမှာတင်ကြလုံးပိတ်လိုက်ကွာအားလုံးလူကမဝင်နေနဲ့ဟုတ်တယ်ဖလားရုံကိုပိတ်လိုက်ကွာအကုန်လုံးအထူးတန်းရဲတယ်လုံငင်းချတာဘလို့အောင်ဆန်းခွင့်ရချတာအဲ့ကားကြီးမဖြတ်စင်နဲ့ငါသမီးတွေငါမြီးတွေကြည်ပြီးမှမင်းတို့လမ်းနေဖွင့်ပေးလိုက်နားလေလားဒါမျိုးပေါ့ဗျာအစားတော့ကိုစီမပေးထားလိုက်ဘာညာလုံးပြီးမှာပေါ့ဒီလိုရုပ်ဖြောင်းတဲ့ပုံကူလေကျွန်တော်နိုင်ငံမှာရှိခဲ့ပူပါလေဒါကိုကျွန်တော်တိုက်ဆိုင်လို့ခုနရင်းရပြောရင်တော့တတိရတာနော်ဘဲချော်သွားတာဟိုတလောကပဲတည်တဲ့ကိုရဆန်ကွီလို့ဗျာဖက်ပိုင်းနိုင်ငံသမ္မတကြီးနော်မိမသမ္မတသမီးတို့မိန်းကလေးတွေစိတ်ဝင်စားဖို့ကောင်းတယ်နော်မျက်မှန်ထူထူနဲ့နှကန်းထူထူနဲ့ဟေမာနမင်းနှကန်းနိုင်မဲ့စပင်းကိုအတိုးနဲ့လှပ်ပြီးထားတာမိမသမ္မတသေတာတလားတော့မကြသေးဘူးဖလားသမ္မတဟောင်းအခုရှိနေတဲ့သမ္မတကမိမသမ္မတပဲအာယိုယိုလေးဟိုတလောကတည်တော့ဖက်ပိုင်းနိုင်ငံသူနိုင်ငံသားတွေဘာလို့ကြလဲသိတယ်ဇန်နဝါရီလအေးနော်ဇန်နဝါရီလဒီနေ့ပဲလေဇန်နဝါရီလတရက်နေ့ကနေပြီးတော့လေဆယ်နှစ်အထိတဲ့ဖလပိုင်းနိုင်ငံတော်ရဲ့ဆိုရင်ကျွန်တော်မှားနေဒီစင်မှာတရက်နေ့ကနေပြီးဆယ်နှစ်အထိတဲ့ဖလပိုင်းနိုင်ငံတော်အလံကိုအောက်ကိုတင်မချတာပါဆယ်ရက်တနိုင်ငံလုံးဆယ်ရက်တိတိကြေကွဲချင်းပြင်ညာတယ်အားလုံးရုံးမတက်နေတယ်တပီလုံးကြေကွဲနေရတယ်အားလုံးအဝါတွေဝတ်ပါတယ်ဒီမိုကရေစီရဲ့တင်ကြတာအုတ်ထုတ်အဝါအင်းကြီးအဝါဖဲပြားအဝါထမင်းအဝါစကအဝါအကုန်တနိုင်ငံလုံးဝင်းတောက်နေတယ်အဝါတွေနဲ့ဘာဖြစ်လို့ကိုရဆန်ပီနိုသူ့နိုင်ငံလူနိုင်ငံတွေရှစ်တယ်လဲရှင်းလေးပဲယောက်ျားအသက်ခံရတယ်လေစိတ်ကအဆင်းမှာအာနာရှင်ဟောင်းဖြစ်တဲ့မာကုစ်ကစစ်သားတယောက်ကိုပြစ်တက်ခိုင်းတယ်မာကုစ်ကကျွန်တော်တို့မယုံနေမင်းတို့လက်ထက်ကအပြိုင်ပေါ့စစ်ဗိုလ်ချုပ်ကြီးကအာနာသိမ်းထားတယ်လို့နော်သူကလည်းစစ်သားကိုတက်ခိုင်းတယ်အဲ့စစ်သားကိုကျန်တဲ့စစ်ဗိုလ်တွေကဝိုင်းပြစ်တက်တယ်တုံလုံးပြတ်သွားတယ်သူကစစ်သားကိုမှားထားတာအဲ့ငါနဲ့အတိုက်ခံခေါင်းဆောင်တယောက်နိုင်ငံခြားပြန်လာမယ်ကွာသူမိမဒီမှာရှိတယ်ကွာအကွီနိုကိုရဆန်အကွီနိုတို့ကြအကွီနိုကွာတို့ရှင်းမလိုက်ကွာမင်းကငါရာလူကြီးပေးမယ်ပေါ့ဒါပြောထားတာဘူးဆင်းနဲ့ပြစ်တက်တယ်တက်တဲ့စစ်သားကိုကျန်တဲ့ကောင်နဲ့ဝိုင်းပြစ်တက်တယ်အဲ့သူလည်းပေပေါ့မတော်တဆဖြစ်တယ်လို့ဘာလို့ပေါ့စစ်သားကပဲစိတ်ကြောင်ပြီးတော့ပြစ်တက်တယ်လို့ပေါ့စစ်သားဘာကရှင်းလိုက်တာဟုတ်သို့တော့ဖလပိုင်းနိုင်ငံသူနိုင်ငံသားတွေကဒါတော့မအားဘူးဒီဆက်သွားမျိုးရိုးတယ်ဆန္ဒကရိုးလုံးအကြည့်တယ်အိုးတောင်းနေတို့ရေးဆန္ဒတွေပြပါညာဖြစ်တဲ့ကမာကုစ်ကသူ့မိမကိုလင်မယားနှစ်ယောက်တလုံးအမေရိကန်နိုင်ငံထွက်ပြေးသွားကြတယ်မဟုတ်လားဟင်မာကုစ်အမေရိကန်မှာပြေးတယ်လေဟိုမှာမြုပ်ထားတယ်လေအလောင်းကိုပြန်တယ်ဖို့ခုသူမိမအသက်ရှင်သေးတယ်စူးစမ်းနေတယ်တောင်းပန်တယ်ဖလပိုင်းနိုင်ငံသူတွေကိုဖလပိုင်းနိုင်ငံသူနိုင်ငံသားတွေကိုတောင်းပန်မရစေကျမအဖားတွေခွတ်လို့ပါတယ်လေဒီရှူကြီးတဲ့အရန်ပေါင်း3900ရှိရဆိုတော့မိမဟင်ဒီကြံခဲ့တဲ့မိမလေဒီရှူအရန်3900လေဒီရှူတရံရဲ့တန်ဖိုးကဗမာငွေနဲ့10သိန်းလောက်တန်နေတယ်စိတ်နေစီထားတာတယ်နော်လူတို့ကထားတော့တက်တာဖက်ပြီးတော့လေမြန်းတယောက်တို့နိုင်ငံသူနိုင်ငံသားတွေကတော့မနဲ့ပဲပြုတ်ညငပိရင်နဲ့စားနေရတယ်ကလေးတွေကမြောင်းထဲမှာဖားနိုင်ငားနိုင်ဒီတို့လင်မယားကြတော့စိန်စီတဲ့လေဒီရှူစီးနေကြတယ်ဘာလောက်တောင်သူကစီးပါလေ3900တနေ့မှရှိတာ365ရက်ဒီနေ့မနေ့ကိုစီးညနေဖြစ်ပလိုက်ဒီနေ့မနေ့ကိုနောက်တရံစီးညနေဖြစ်ပလိုက်တနေ့လုံးစီးတော့မှ360ကျော်ပဲကုန်ပြီသူ့လေဒီရှူအရင်3900ကုန်ဖို့10နှစ်စီးမှကုန်ပြီစိတ်ခံနေတာဒါကိုဆန္ဒပြပြီးလို့သူတို့လင်မယားနေထုတ်တာတော့ထွက်ပြေးကြတာစိတ်တိတ်နာတယ်ဖလိုင်းနေငါတွေကနင်တို့လင်မယားကိုပြန်မလာနဲ့ပြောတာဟုတ်တနာလို့ပြန်ခေါ်ထားတာဒီသမရဟောရဲ့ကတော့နင်းယောက်ျားအလောင်းကိုပြန်မပယ်နဲ့နင်တို့လူရောမအလောင်းနဲ့ဖလိုင်းမြေရဲ့တန့်စင်းမှုနဲ့မတက်ဘူးလေအရိုးတော်တို့တဲလာတာမတက်ဘူးပြလည်းမတဲလာနဲ့တန့်ရှင်းတဲ့မြေမှာလူရောမတယောက်ရှိခဲ့ဘူးတော့ငါတို့နာလို့တယ်တို့ကြားစွန်းမှာဒီလိုပြောတာအဲ့လူတွေထပ်ပြေးတော့မှခုနကျွန်တော်ပြောတယ်မိမသမရတက်လာတာကိုရာဇန်ကွီနိုဆိုတာယောက်ျားနေသေးမှတက်ခံရတာဒီပြည်သူကိုတစ်ချစ်တာပဲ6နှစ်အုပ်ချုပ်တယ်6နှစ်ပြီးတဲ့အခါမှာနိုင်ငံသူနိုင်ငံသားတွေကဆက်လက်အုပ်ချုပ်ပါလို့လမ်းတွေပေါ်မှာအော်ပြီးတော့ဆန္ဒပြကြတော့ဟေးတော့တို့ရေးတွေဆက်လက်အုပ်ချုပ်သမရကြီးမစင်းနဲ့ကိုရာဇန်ကွီနိုမစင်းနဲ့ဘာလို့တထင်လဲဆင်းသွားတာပဲကျွန်တော်တို့နိုင်ငံရဲ့ဥပဒေအရ6နှစ်ပဲလုပ်ရမှာတဲ့ကျွန်မ6နှစ်ပဲအုပ်ချုပ်ပြရစီကျွန်မမှာချွင်းချက်မရှိပါဘူးလောကကြီးမှာကမ္ဘာပေါ်မှာတရားမျှတမှုမှာဘယ်သူမှချွင်းချက်မရှိပါဘူးအားလုံးက equality ပါတဲ့ညီတစ်ချက်လူခံစားမှာပါသမရကြီးမာစီရီစီးပါနိုးလို့ညင်းတယ်နော်ကျမပတ်စံနဲ့ဝတ်ထားတိုတာကိုလာလေးအပေါ်သားလေးရှိပါတယ်လုံလောက်ပါလေရှင်နိုင်ငံတော်ရဲ့ပတ်စံတွေကုန်ပါတယ်မာစီရီမစီရီရပြင်တေးစီးမသွားဘူးလေသူကဒါကြောင့်သူ့ကိုချစ်ပြီးတော့လုပ်ကြတာဒီလိုနိုင်ငံကောင်းတွေရှော့ဖက်တဲ့ခါကျတော့အိုးလို့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာရှိနေတဲ့ဖခင်ရဲ့အစိုးမတွေနဲ့တော့တရားတွေညီလိုက်တာဓမ္မစိုးတရားတွေဟုတ်တယ်နော်အာဂတိတရားဟိုရှောင်းတာတွေဒီလိုကိုအဲ့တော့စိတ်မောစရာပေါ့စဉ်းစားကြည့်တဲ့ခါကျတော့ကျွန်တော်ခုနခရိယံဝတ္ထုပြောတဲ့ခါကျတော့တရားဘာဝနာရှိပါတယ်ဆိုတော့ခရိယံဘုန်းကြီးကမိမနဲ့ခန်းထဲမှာဘလူးနေတာဘူးလူပုထုဇဉ်မှာတရားမရှိနိုင်ဘူးပြောတဲ့ခါလူအားလုံးကြီးကြတယ်စစ်စစ်တော့စိတ်မောစရာကြီးပေါ့ကျွန်တော်တို့ကတကယ်တရားရှိလို့လားဒါကြောင့်ဖြတ်မိလိုက်တာဗုဒ္ဓဘာသာနာမည်ခံထားတော်လေးပဲကျွန်တော်တို့ကမင်္ဂလာတရားနဲ့လည်းမညီ
ကျွန်တော်ကိုယ်တိုင်ပါဝင်နော်အများစုကအိုင်ဒီယာလေးပါလည်းမကင်းစင်ဓမ္မစရာလေးပါနဲ့လည်းမညီတခါကလည်းကြီးရှင်ဘက်ကလည်းပြင်းထန်ဆက်ပြီးနေကြတာလောကကြီးကပြောတော့ရည်စရာဗျဆက်စင်းသားတော့စိတ်မောစရာလူတွေရဲ့ကိုရှင်တရားပြည့်ပြည့်မှုများဆိုင်းစရာတယောက်ရှိရရန်ကုန်မှာမိခိုက်ဆိုးဆန်ကြားဘူးလားမသိဘူးဆိုင်းစရာတယောက်ရှိတယ်ကျွန်တော်ညီလေးလို့ချစ်တယ်မိခိုက်ဆိုးဆန်နာမည်ကြီးကဒေါက်တာကျော်စိုးဆရာဝန်ဆေးကမထိုင်တော့ဘူးသူကရုပ်ရှင်နဲ့ဗီဒီယိုပဲလိုက်ရိုက်နေတယ်ဝတ္ထုတွေကရောင်းရတာကိုနာမည်တွေလည်းမျိုးမျိုးပဲနော်သတိုးတေစာသူ့နာမည်အများကြီးပဲနော်ဒါမိခိုက်ဆိုးဆန်စောက်တော့ကို350နဲ့ရနေတော့သူကဆရာဝန်ကဘယ်စိတ်ကူတော့မှလဲမြန်မာရုပ်မြင်သံကြားနဲ့ညဝတီမှာလည်းသူ့အစီအစဉ်တွေအများကြီးပဲနော်ဒါရိုက်တာမိခိုက်ဆိုးဆန်ပဟေလီနန်းတော်အကောင်မလေးတွေနော်ဗာလဲညီမလေးတသိန်းတိုးပေးမယ်နော်ဗာညာဟောတာလုပ်နေတာလေတွေ့တယ်မလားဒါကြီးလုပ်နေတဲ့လူဆိုတော့ဝတ္ထုကြီးကသိကောင်းတာပဲနော်တခါတော့သူ့ဝတ္ထုပုံကျွန်တော်ဖတ်မိတယ်ကျွန်တော်တို့လူဖွဲ့စည်းရဲ့ကမ္ဘာကဖြစ်မှုပေါ့ရည်စရာကောင်းမှုတွေပေါ့မလေးဝတ္ထုကခက်တဲ့ဝတ္ထုပေါ့မော်ဒန်ဝတ္ထုဆိုတော့ပိဋကနည်းနည်းလေးနားစိတ်စိမ့်နေတယ်ကျွန်တော်သိကြိုက်တာဗျတရားဝင်ဝတ္ထုအစိုးရခွင့်ပြုတဲ့မဂ္ဂဇင်းမှာပါတယ်အိုင်ဒီယာမဂ္ဂဇင်းမှာပါတယ်ဝတ္ထုကောင်းကြီးလေးကချစ်စရာလေးစေတန်ရဲ့အဖတ်တစိမ့်တယ်စေတန်ဆိုတာကဆိုးဖို့မကောင်းဆိုးပါဘူးမကောင်းဆိုးရတဲ့စိတ်တခါကျွန်တော်ပြောဘူးလေနော်ဟိုပြေပါလေပေါ်ပေါ်ပဲဟင်လားမလားမသိဘူးသိကြိုက်တာပဲကျွန်တော်ဇလန်းပါလဲဆိုတော့လူပြည်မှာလူတယောက်ရှိတယ်လူလောကလွဲတယ်ဟိုကဘာတစ်ခုသွားလဲတယ်နိုင်ငံနဲ့နိုင်ငံသွားတွေ့တယ်အဲ့ဒီမှာတခြားကဘာကျွန်တော်ကဘာမဟုတ်ဘူးနော်နိုင်ငံလဲဝင်သွားတော့လူတွေအုပ်တဲတဲနဲ့စီကားနေတာပြောစရာကြီးနိုင်ငံအဝင်မှာဆဲပေါ်ကြီးထောက်ထားတယ်မကောင်းဆိုးဝါသမရနိုင်ငံတော်ဘာတို့ဟာသူတိတ်ကြိုက်သွားတယ်ဟာပြောစရာကြီးပဲကွာဘာလဲမသိဘူးပေါ့ညို့တဲ့နိုင်ငံတွေလည်းလှည့်ပတ်သွားလဲကြည့်ရောအကုန်လုံးပောက်ရ80အကုန်လုံးလို့ရတာပဲလမ်းတိုင်းမှာဘီယာဆိုင်တွေရက်ဆိုင်တွေကြိတ်နေတယ်သိလားအမေရိကန်လိုနိုင်ငံမျိုးမှာသာကလေးတွေက16နှစ်မပြည့်ရင်ဘီယာဝင်ဝယ်လို့မရတောက်တာထားတော့ဝယ်လို့တော့မရဘူးအမေရိကန်သမ္မတဂျော့ဘုရှ်ကသမီးလေးကဝင်ဝယ်လို့တန်ရိုက်ခံတယ်လေဂျော့ဘုရှ်သမီးအကြီးမပါလေဘာဗရာဒါအကြီးမဘာဗရာနဲ့အငယ်မဂျယ်နီလေသူများပတ်ပေါ်နေတဲ့ဝင်ဝယ်တာတယောက်ကိုဒေါ်လာ900ရိုက်ခံတယ်လေကျွန်တော်တို့သမ္မတကြီးဂျော့ဘုရှ်သမီးပါနားမလဲဘူးကျေရ sorry သမ္မတကတော့ဘာဖြစ်နေပြီနေဖြစ်တရားမဖြစ်နေမရဘူးနှစ်ယောက်ကတော့1000ရောခဲ့တယ်7သိန်းအခုကျွန်တော်တို့လည်းနိုင်ငံခြားလို့မဟုတ်ဘူးတဲ့သူကနှစ်ချီပြောင်းလေးတွေလည်းဝင်လာတာပဲတဲ့အန်တီကြီးဖေကြီးကအရက်တစ်ပိုင်းပေးလိုက်ပါတဲ့သားလေးလာလိမ်မလိုက်တာရောင်းလိုက်တာပဲစိတ်ထားကောင်းတယ်မကောင်းစွာနိုင်ငံကလေးခြားတွေကလေးတွေပြန်ဝင်တော့နေတဲ့ကိုရဆန်ဆန်းလေးတွေချနေကြတာโอเคပဲလမ်းတောင်တွေတန်းတောင်တွေမှာဆိုရင်မာဆက်တွေတဲ့နှိတ်ခမ်းလေးတွေတဲ့ကိုကြီးညောင်းသလားအဲ့ဒီဆိုင်ထဲဝင်လိုက်ပါလားအကိုကြီးညောင်းသလားဝင်သွားဦးအစင်းမြေတာကောင်မလေးစောင့်နေတယ်အကိုကြီးဘယ်နှဆက်ရှင်နှိတ်ပါလဲ1 section လား2 section လား3 section လားညီမလေး1 section ဆိုပဲနားထိနှိတ်ကြလေ1 section ကဒူးကောင်းထိပေါ့အကိုကြီးရဲ့2 section ဆိုရင်ရော2 section ကျတော့ပေါင်ချလို့ထိရောက်မှာပေါ့အကိုကြီးရဲ့3 section တော့နဘူးဆန်စားထိပေါ့ဘယ်လိုနှိတ်ပါလဲညီမလေးဩ3 section ကျတော့အကိုကြီးညီမတို့4500ယူပါတယ်နောက်ဆုံးအဆင့်ကျတော့အကိုကြီးကပက်လက်ထားပြီးပေါင်ချလေးကိုအကိုကြီးခေါင်းလေးကိုညီမပေါင်ချမှာညှက်ထားရုံပဲညီမအကိုကြီးခေါင်းပေါင်နဲ့ညှက်ပြီးတော့လက်ပဲကျော်လေးတွေကိုဒုလုတ်ပေးမှာပေါ့အကိုကြီးရဲ့အဲ့တော့ဒါနောက်ဆုံးကျွန်တော်မလို့ဘူးတော့လာတော့မလဲသူပြောတာသူများပြောတာဘယ်လေးကျွန်တော်ကြည့်နေကောင်မလေးတွေလက်နေတာမသိဘူးဆရာမညောင်းတတ်ဘူးမရဘူးမလုပ်ဘူးဆရာနော်ဒါလေးနှိပ်ပေးနေတာပေါ့အဲ့တော့အခန်းနေတယ်အများကြီးပဲလေသိလားဟိုเจ้าဒီတောင်းဆိုနှလုံးဒီသုံးလုံးဒီချဲအကုန်ထုတ်လို့ရတယ်မကောင်းဆိုတော့တမန်နိုင်ငံခီရလုပ်နေရတယ်သိလားကားတွေဖြတ်ပေါင်းရဲအတာ200တန်ပေးလိုက်โอเคသွားတော့ကိုကြီးအစင်းချောနေရတော့ကြိတ်ထားလုပ်ပေးတယ်သူကအဲ့ဒါနဲ့သူကဒီလူသားပျော်သွားပြီးတော့ဟေးဒီနိုင်ငံကြီးတော့ကွာထင်ရပဲကွာလေပတ်စံပေးအကုန်ရလူတက်ကွာတဲ့ပတ်စံပေးတရားစီကသူကအပြစ်မရှိဘူးโอเคနေရသူကဟာအခုအစင်းပြေနေတော့ပျော်သွားပြီးတော့နေတဲ့ခါကျတော့နိုင်ငံမှာအထက်ပိုင်းနဲ့အဆက်တွေရှိတယ်ကောင်မလေးညောက်ကလာပြီးတော့ဘီယာအခက်ပြီးတော့မေးတယ်တဲ့ပြောရလားအခုကြီးပြောပါတယ်ပေါ့ကျမတို့နိုင်ငံမကောင်းဆိုးဝါးနိုင်ငံတော်မှာဘာများလိုအပ်နေပါသလဲညီမလေးတခုငါတော့တွေ့တယ်ညီတို့ဟာခွက်ကလေးဘာလဲပြောပါဦးညီတို့နိုင်ငံမှာဟာနေတာကတော့အလံလည်းမရှိဘူးတစိတ်လည်းမရှိဘူးအဲ့ဒါလို့လေဟာအခုကလည်းအလံတစိတ်လို့လားကျမတို့အကြီးကနဲ့ဆွဆွလဲအောင်ဆိုခေါ်သွားတာပေါ့သူကတင်ပြတာပေါ့လို့လားဗျာတဲ့ဟိုကလေလို့တယ်ကိုတဲ့ဘယ်သူမဆိုအလံတော်နဲ့တစိတ်တတ်မှတ်ချက်ကရှိရတယ်တဲ့ဒီလိုဟာလေးမြင်တဲ့ခါကျရင်ဒါကတော်မင်းသားရဲ့တစိတ်ဒီလိုဟာမျိုးတွေ့မယ်ဆိုရင်စာမရေးထားတဲ့အောင်တော့ပြလေးတွေတောင်လေးတွေတိရကလေးတွေတွေ့ရင်ကျွန်တော်အဲ့တိုင်းမှတက်တည်တယ်စောင့်ဖတ်ဘူးကျွန်တော်တို့ဒီလိုပဲစနေမင်းကင်းပုံလေး3000ဆိုရင်လည်းဒါ Mitsubishi ပေါ့သိတာပေါ့ရေခဲတက်တာရေးထားတယ်စာမရေးနဲ့ဒါ Mitsubishi ပဲဒါဆိုရင် Toyota ပဲဒါဆိုရင်တို့ဆိုရင် Mercedes ပေါ့ဒါဆိုရင် 7up ပေါ့လက်မြင်ဆိုသိတာဘူးနိုင်ငံတွေတိုင်းပြည်တွေမှာဆိုရင်လည်းအဲ့လိုတစိတ်တွေရှိကြတယ်ဝုန်းဝုန်းလေးတွေ့ရင်ကျွန်တော်တို့ကသိပြီးကြပါလေ pressure ပဲတိုင်းငယ်ကြီးတွေ့ပြီးပါလေအမေရိကန်နိုင်ငံပဲသူကတားလိုက်ကောင်လေးတွေ့ပြီဒါဩစတြေးလျမြောက်ကလေးတွေ့ပြီအင်ဒိုနီးရှားနေလုံးကြီးတွေ့ပြီဂျပန်ကွာတ
တူထားတဲ့သူနဲ့ထိတ်ပတ်ကလေးရှိတယ်လေအဲ့ဒါလိုနေတယ်အေးဗျာကျွန်တော်တို့လည်းမသိဘူးဗျာတိုင်းပြည်ကတိုးတက်ပြီးတော့ဖြစ်နေဖြစ်နေတာဒါလေးရှိမှမသိဘူးဆိုခါအလုပ်အပ်ပေးပါတဲ့ကဲဘာမှအားမှာလေတဲ့လူလောကအပ်လိုက်တယ်ပကြီးဆရာကြီးအများကြီးပဲတဲ့စံတိုးရှိမယ်ဗျာတဲ့မမောတိုက်ရှိမယ်ဗျာတဲ့ကတော့ဆရာ ABK ကစားဒီဟာလုတ်ပေးနေတာ logo တစ်စိတ်ကလေးတွေပေါ့အပ်လိုက်တယ်ဘယ်လောက်ကြာမလဲတဲ့ရွှေ3ပေါင်ကြာရောက်ရှင်းတယ်တက်လာပြပြန်ပို့ပါပြန်ချလာပြီးတော့အဲ့လူသားအရှူရောင်းပြီးတော့သုံးဆွဲဖြုံးသုံးပလိုက်တာမိမဘာညာပျော်ပါရက်တော့ဘာညာကုံဆုံးသွားတယ်အဲ့ဒီနိုင်ငံလည်းမပြန်တော့ဘူးသူကပြီးတော့သူထင်နေတာမကောင်းဆိုးဝါးနိုင်ငံကောင်းတော့ဒီလိုက်လာမှမထင်တာဘူးတနေ့လမ်းမှာသွားတွေ့တော့လူ2ယောက်သူ့ညှက်ပြီးတော့ကတ်ထားတာမပြင်းနဲ့ဆိုပြီးတော့ချိလိုက်တော့မကောင်းဆိုးဝါးနိုင်ငံလူ2ယောက်တယ်ဟေ့မင်းဖတ်မိတယ်ငါတို့အဲ့တိပြီတယ်မကောင်းဆိုးဝါးသမရနိုင်ငံငါလိုက်တာကွာမင်းတို့ရုပ်မလာရတာလူတွေငါတို့ကတောင်းကြမလားအောင်ပြီတယ်မင်းတို့ငါတင်တော့တောင်းကြနေသေးတယ်မင်းတို့လူသားတွေပြောကြရင်ကြတယ်မင်းတို့ငါဖမ်းလာတာဟေ့ကောင်ဒါရင်ကြီးတဲ့လူလောကကွာဖမ်းရင်လည်းဖမ်းတက်ချင်တက်လို့မရောက်ဘူးနားလေလားမင်းတရားဆွဲလေကွာရုံးမှာရှင်းနေတဲ့တရားသူကြီးနဲ့မင်းစစ်အောင်လေကွာအမို့တေချာမှာငါ့ကိုဖမ်းလို့ရမှာကွာတက်လို့ရမှာမင်းဒီလူလောကမှာတင်လို့မင်းမရဘူးနားလေလားโอเคမတရားဆွဲနေတရားဆွဲလဲဆွဲလိုက်ကောနောက်နေ့ရုံးကစစ်ခေါ်တယ်အပေါ်မှာလည်းတရားသူကြီးတယ်အောက်မှာလည်းရှင်းနေတယ်ရှိတယ်ဟိုဘက်ဒီဘက်ပေါ့မကောင်းဆိုးမနှစ်ယောက်ကဟိုတောင်းရတယ်ပြောလှမ်းကြည့်နေတယ်လူလောကအကြောင်းသူကမသိတဲ့ခါကျတော့ထူးဆန်းတယ်ပေါ့တရားရုံးကတမွေးပဲပေါ့ဆိုတော့ဟိုကတရားသူကြီးကိုလှမ်းကြည့်အဲ့ကောင်ခုနမကောင်းဆိုးကိုလိန်ထားတဲ့ကောင်ကိုလည်းမျက်လုံးတောက်တောက်ကြည့်နေတာမျက်စိမလွတ်တော့ဘူးပြောတယ်ဘာလို့မှလဲပေါ့တရားဆိုတာဘယ်လိုစီရင်တာလဲပေါ့ကြည့်တော့တစ်ချက်လုံးပြလိုက်တယ်အဲ့တရားဆွဲခံတဲ့ကောင်ကတရားသူကြီးကိုကျွန်တော်မှပြင်းမရှိပါဘူးတရားသူကြီးရဲ့ညနေတော့ကြာကြအိမ်လာအောင်မယ်နော်တဲ့မဲမျက်စိတစ်ဖက်ဖိတ်ပြလိုက်တယ်သိလားညနေတော့အိမ်လာခဲ့မယ်နော်ဆရာတဲ့ဘောဘောတယ်မလားတဲ့ဟိုရှင်းတဲ့နှစ်ယောက်ကလည်းသူ့ဘက်ကအဲ့တရားခံဖြစ်နေကောင်ရှင်းတဲ့နှစ်ယောက်တရားကြည့်ပဲဟုတ်ပါတရားကြည့်နေတဲ့သူ့ပြေကတော့ကြီးတဲ့တရားပြစ်မဟုတ်ပါဘူးတဲ့ကျွန်တော်တို့ကလည်းညနေလာခဲ့ဦးမယ်အိမ်ကိုတော့တရားကြည့်ရတယ်အေးပါငါသိပါတယ်တဲ့ပြီးတော့မင်းမပြစ်မရှိပါဘူးဟိုကောင်ကြီးကအဲ့ဒါကိုစိတ်မဆိုးသွားဘူးဟာကွာကြိုက်သွားပြီဆိုပြီးတော့မင်းပြစ်နေတယ်ငါခွင့်လို့တယ်ကွာငါရပြီတဲ့ငါရသွားပြီပြန်ချသွားတာလူသားအားတင်နေတာပေါ့ဟာဘာလို့များဖြစ်ပါလဲငါ့ကိုတရားဆွဲတဲ့ကောင်တွေကရပြီဆိုပြန်သွားတယ်ဆိုပြီးတော့နောက်2လလောက်ကြာတော့မကောင်းဆိုးဝါးသမရနိုင်ငံသွားလဲတယ်နည်းနည်းအကဲခတ်ကြည့်တယ်မဲအဆင်ပြေသွားပြီတဲ့အလံလည်းရှိနေပြီတဲ့တစိတ်လည်းတက်ထားပြီအလံမှာတဲ့ဘာလို့လဲဆိုတော့အဲ့ပလိတ်အနီးမှာလူတယောက်မျက်စိတစ်ဖက်ပိတ်နေပုံတယ်မကောင်းဆိုးဝါးနိုင်ငံတစိတ်ကျွန်တော်ဖတ်ပြီးတော့မိခိုက်စိုးစံရဲ့ဝတ္ထုပထမရီပေါ့နောက်တော့စိတ်မောသွားတယ်နော်ကျွန်တော်ပြုံးမိတယ်သူကအိုလိုက်တဲလိုက်ရတဲ့ဟာတာမျိုးမဟုတ်ဘူးနော်ပြုံးသွားပြီးတော့ကျွန်တော်ကောင်းစိတ်နေပြီလေမင်းခိုက်ဆိုးစံငါညီတော့ရစ်တတ်တယ်ကွာလူဖွဲ့စည်းတရားဟာမရိုးသားတော့ဘူးမဖြောက်မတော့ဘူးလူတိုင်းမှာအကောက်စိတ်အညစ်စိတ်ရှိကြပြီဆိုရင်သူတင်ကြတာရိုးသားဖြောက်မတော့လူဖွဲ့စည်းမှာဒီဟာကင်းစင်တယ်ရုပ်ဆွဆုံးဈေးတယ်ပြင်နေမှာဒါမလုပ်ဘူးတဲ့အဖြောက်တိုင်းရောင်းတယ်ကျွန်တော်ရေတံမှုကိုကျွန်တော်300နဲ့ကျွန်တော်ကောက်ထားတာရေခဲစိန်ရပါတယ်ခင်ဗျာ350ရောင်းတယ်အမှန်တော့ငါစားတာပဲမလိမ့်ဘူးဈေးတယ်ပြင်ရကားအစရိုးဖြောက်တဲ့လူကရိုးပဲရောင်းတယ်ချက်တုံတပိတာဘယ်လိုလဲမကျွန်တော်တို့ဘယ်စင်းနဲ့ဝယ်ထားတာမတပိတာဘယ်လောက်ပါတာပဲဖြောက်သူအမျက်တော့စားမယ်လိမ့်နဲ့ကောက်မဲ့သူကဒီတော့ကိုလုပ်တာညာရောင်းနေတယ်သူဒါမျိုးပြောတာလူဖွဲ့စည်းမှာတောက်ကိုတယောက်ကျော်မပေးရအောင်တယောက်ကိုတယောက်လိန်ညာကောက်ကြပြီဆိုရင်တော့ဒီလူဖွဲ့စည်းကဒီစိတ်နဲ့ထိုက်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကတစ်သလုံးဒီလိုလုပ်မထင်လားကျွန်တော်တို့ဘုရားရှင်ပေါ်ဒီပြီးကြောနေတဲ့တိတ်တထမင်းသားမှတောထွက်ပြီးတော့ဂေါရမမြတ်စွာဘုရားရှင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကတစ်လုံးမျက်စိတစ်ဖက်ပိတ်သွားမှထင်လားအဖြောင့်ဆုံးကိုကျင်တရားနဲ့နေသွားတာသူတစ္ဆာလေးပါးပြတ်တရားကိုပိုင်းခြားထင်သိမိတဲ့ညကသူ့ဘေးမှာပြင်စပကိ9ဦးရှိတယ်အဲ့ဒီ9ဦးကိုသူကငါဘုရားအဖြစ်ကိုရောက်ပြီးတရား၄ခုကိုငါတစ္ဆာလေးပါးကိုသိပြီလို့ပြောစဉ်ကာလမှာရောဒီလိုလုပ်မထင်လားဒီနေ့ညမှာဖြစ်ငါဘုရားရှိခိုးရမြတ်ဒီတစ္ဆာ၄ပါးမြတ်တရားကိုပိုင်းခြားထင်သိမိတော်မူခဲ့ပြီယဟန်တို့ဒီတိုင်းဖြောင်းမဆိုပြောပါမယ်တကယ်သိခဲ့ပါပြီကွာကောနေညရေဟုတ်လားဟေးကိုသိနေပြီတော့တရားဟဲ့ရှင်အတ္တိကိုတရားသိပြီကွာဖက်ရားကလုံးမယ်ထင်သလားကိုအောင်ဆန်းခုနကပြောဘုကြောင့်ဆန်းခုနကျွန်တော်ပြောတဲ့နိုင်ငံကောင်းတယ်လုံးမထင်သလားဘုကြောင့်ဆန်းဒီတက်လုံးလူတယောက်ကိုတပတ်ရမယ်ထင်သလားတူမသေးခင်2လမှာဖဆပလာခွဲထဲမှာနည်းနည်းပါးပြိုကွဲလို့အတန်ပလာထွက်လာလို့လူတွေကဘာညာမကြိုက်ဘူးဘာညာဖြစ်တဲ့အချိန်မျိုးပါဗျာနှုတ်တင်ကွဲဘာညာကိုရတယ်မလားဖဆပလာကွဲသေးတယ်လေအကြမ်းထားလိုက်တော့
ရန်ကုန်မှာရှိနေတဲ့မြို့တော်ခမ်းမအပေါ်တက်ကနေပြီးတော့နိုင်ငံကြီးကခေါင်းဆောင်တွေဒီလိုဥပချိုတို့မမခိုင်တို့မိုင်းဝင်စော်ပွားကြီးတို့တခင်မြတို့အကုန်ဝိုင်းထားတဲ့ဒီပင်ပေါ်မှာအခုလွတ်လပ်ရေးကြောက်တိုင်ကြီးနဲ့တင်းတင်းဆိုင်မှာလူတွေကဒီဘက်လက်မောက်မှာမိန်ကုန်းတက်ပြောတဲ့အခါမှာဘိုးကျောင်းဆန်ပြည့်စုံမထင်လားအယုံသားဆုံးအဖြောက်မဆုံးပြောတာကြောက်တော့ဖတ်ဆက်ပါလားအဖွဲ့ကြီးကအစိုးရလှုပ်ချင်လို့တာမဟုတ်ဘူးခင်ဗျားတို့ပြည်သူလူထုကထောက်ခံလို့ကြောက်စောတက်လို့နေတာပြည်သူလူထုကကြောက်တော့စိုးရအဖွဲ့ကြီးကိုမကြိုက်ဘူးလို့ပြောတဲ့တနေ့မှာကြောက်တော့အစိုးရတစ်ဖွဲ့လုံးလှုပ်ထွက်သွားဖို့ဝင်မလို့ဆိုတာကြောက်ပြောလိုက်မယ်နားလေလားစိတ်ခေါ်လူလူတို့အဲ့လိုပြောစင်ကာလမှာတခင်ညဘက်ကိုလှည့်ပြီးတော့ဟုတ်တယ်နော်တို့တကယ်ထွက်မှာနော်တခင်ညဟေးဆိုင်မိုင်းတကယ်ထွက်မှာဟေးဒီလိုဝါချိုးထွက်မယ်လားဟဲ့ထွက်မှာဒီတော့လုံးနေမထင်လားဟင်နော်ဘုသူလေးရနော်ရည်စရာဆိုတဲ့တိတ်တာသွားတာပြန်နော်နိုင်ငံရေးမှာတော့လကောင်းစီးပွားရေးတော့လကောင်းလူမှုရေးတော့၎င်းလင်းနဲ့မရကြတားနဲ့တတိကြပေါင်းသိဆက်ဆိုင်တော့၎င်းတက်ကိုတယောက်ကောက်ကြည့်ပြီးဆိုရင်တော့ဒီလိုမသိဒီလိုမပြောဒါအကုသိုလ်ရဲ့အထိတ်မှတ်ပဲတကယ်မြင့်တဲ့တရားရှိတဲ့မောင်နဲ့အမိချစ်ရေးဆိုတဲ့အခါဘင်းလို့မလုပ်ကြပါဘူးမင်းတို့တယောက်ကိုတကယ်ချစ်တယ်လေတကယ်ချစ်တယ်ပြောပါပဲမျက်စိသိကြတယ်ဆိုတာညီမမတော်မတရားကြံတဲ့ကောင်မလုပ်တာတကယ်ကြီးမျက်စိမြင်ပါပြီဟေးကိုတကယ်ချစ်လို့ပါဟေ့ငါတို့ဘောတော်မဆိုမိကြဆိုတာအတိတ်ရမယ်ဆိုတော့ဟေးဒီကောင်မလေးရပြီကွာဖြစ်စီမယ်ဆိုတာကြံမယ်ကွာဖြောင်းမဲ့တော့လူငယ်ရဲ့ချစ်ချင်းမြတ်တာတရားမှာတော့မှဒါမျိုးမရှိဘူးရိုးသားသားမှားမိမယ်လေဒီလိုအကြံစည်းနဲ့ရောက်ခွေမဲကွာဒီကောင်မလေးဆိုပြီးတော့မလုပ်ကြဘူးလူဖွဲ့စည်းမှာနေရာတိုင်းချစ်ချင်းမြတ်တာလင်းနဲ့နေရာသားနဲ့အမိဆရာနဲ့တပည့်အစိုးရနဲ့ပြည်သူဈေးဝယ်နဲ့ဈေးအောင်ဆရာဝန်နဲ့လူနာလင်းရတယ်ပဲလေနောက်ဆုံးကြည့်ကိုကျင်ရပြက်လာတဲ့ခါမှာလူနာမှာယောဂမရှိတော့မရှိရဆိုပြီးတော့များပေါ့ဖို့ကြံတာပဲလေကျွန်တော်ကိုလေးတွေတကယ်ယောဂမသေးဘူးမခွဲရဘူးပြောပတ်စံရမှာတော့ရောက်နေခွဲရအောင်ဆိုတော့ဖိတ်ကြပြီးလုပ်တယ်မရှိတယ်လေဆရာဝန်ဆက်ရေးပါကြီးနေနော်ဆရာဝန်တွေကိုလည်းအားနေတယ်ဆရာရေးတယ်ဒါတော့ခွဲရမယ် case မဟုတ်ဘူးပြတယ်ခွဲမှာပတ်စံရမှာဘူးတဲ့ဒီမိမမွေးလူနာဆရာတဲ့တော့သူမွေးနိုင်တယ်ကျွန်တော်သိတယ်ဆရာကြောင့်မှအဲ့ဒီဆရာဝန်မကြီးကကျွန်တော်တို့တင်ပေးခဲ့တာဒီလို case မျိုးကိုမင်းတို့မခွဲရဘူးဒီတိုင်းဘာမှမဟုတ်ပြောတာတဲ့သူဆရာကတော့တော့မှခွဲမှလုပ်နေတာတဲ့နတ်ဆောက်ပြစ်ပြပြီးတော့ခွဲမှပတ်စံ၄-၅လာရမှာဘူးကျွန်တော်ပြောနေတာဆရာဝန်နဲ့လူနာကြားအစိုးရနဲ့ပြည်သူကြားဈေးရောက်နဲ့ဈေးဝယ်ကြားကျွန်တော်ကောက်ကြည့်ပြီဆိုရင်ဒီလူကစီးတက်ပြီမိကိဆိုးဆန်ကတောင်းရေးထားတာကျွန်တော်ပြောတော့ပေးတက်ကခုနကြီးတယ်လေကျွန်တော်ဘိုးကျောင်းဆံမုံလေးကဟာရီရတယ်လို့ရေးစရာတော့မှသူကဘောစရာတွေရေးစရာတော့အများအားဘောစရာတွေပါလာတာသူ့ဖွဲ့စည်းရအချိန်လေးနည်းနည်းကြည့်လိုက်အောင်မယ်ဆရာဦးအောင်ကျော်ဆန်းနိုင်ငုံကြည့်တာတွေ့လိုက်တော့ကျွန်တော်အားနာသွားတယ်ဟုတ်ပါပြီဗျာနော်ဆက်နိုင်ထိုးပြီးဆိုတော့ကျွန်တော်9မိနစ်လောက်ပြောပြီးတော့ရက်တာပေါ့ဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့လူဖွဲ့စည်းရနော်ကမောက်ကမကြီးကြောက်ကြတာတွေလည်းအများကြီးပေါ့ဒီနိုင်ငံသူနိုင်ငံသားတွေအားလုံးဖြောင့်မတ်စွာနဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးတိုးတက်ဖို့လိုအပ်မယ်လူနဲ့တူသူနဲ့မျှမျှနေဖို့လည်းလိုအပ်မယ်ဟုတ်တယ်နော်ဒါအားလုံးကတောင်းရှိတာပေါ့ကျွန်တော်ပါဝင်အားလုံးကနော်ကျွန်တော်ဒီနိုင်ငံကြီးကိုပြောင်းရမယ်2010ရေခုံတော့နှစ်နော်အပြောင်းလဲဖြစ်မယ်လို့လည်းအားလုံးခံမှန်းကြတယ်နိုင်ငံတော်ကြီးခဲ့တဲ့ပြောမြန်မြန်ပြောင်းမြန်မြန်ကောင်းတာပေါ့ကျွန်တော်ကပြည်သူပြည်သားတယောက်လေပါဝင်ဆောင်ရွက်ချင်တာပေါ့ကျွန်တော်တို့ကလေနော်ကျွန်တော်တို့ခုလောလောဆယ်ရှိနေတာတော့ကျွန်တော်တို့အားလုံးကနှိမ့်ကြတယ်အားလုံးပြောအားလုံးတတိတာပညာရေးစီးပွားရေးနှိမ့်ကြတာဟုတ်အားလုံးကျွန်တော်ကတရိษံသားတရိษံအဆင့်လောက်နေကြရတာခုနလည်းကိုယ်ကြီးပြောနေတာကြပြလေးတစ်ပုဒ်တော့ရွတ်ပြခြင်းသေးတယ်ကျွန်တော်ဧည့်သည်ကြပြလေးရွတ်မလို့ခုမှတတိရလာတယ်ပသိမ်မျိုးလာပြီလားနားထောင်တဲ့ကြပြဆရာတွေရှိနေတော့အောက်မှာထိုင်နေတဲ့ထဲမှာကြပြဆရာတယောက်ပါတာပေါ့လေကျွန်တော်တို့အကူကြီးတို့ချစ်တာပေါ့ကျွန်တော်နိုင်ငံရဲ့အနေထားကိုကြပြတစ်ပုဒ်ရေးတယ်ကြပြနာမည်ကမြစ်စိတ်ကျွန်တော်အလွတ်ကျထားတော့တလုံးတလီမှားလာရှိမှာပေါ့မြစ်စိတ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ situation ပေါ့အခုကမ်းခြေမှာရောက်နေတာလူသားလုံးပေါ့မြစ်စိတ်သူကနွားကြောင်းသားလေးတယောက်နွားတွေကိုရေထဲကိုမောင်းချပြီးတော့ရေတိုက်တဲ့မြင်ကွင်းလေးပေါ့ကြပြားတာပဲနော်ကြပြားတာပဲနွားအုပ်ကြီးရှိမယ်စင်နံလေးချိန်လေးကြိုက်ထားမယ်အညာတောဆက်ကလေးမှာဟိုမှာမြစ်ရေတွေနဲ့ငွေပူတဲ့ခါကျရင်အညာသားတွေဒီတိုင်းပဲလေနွားအုပ်ကိုရှေ့ကပြေးသွားနွားတွေကနောက်ကဝုန်းဝုန်းလိုက်လာ तू ကရှေ့ကိုကြော်သွား तू ကနောက်ကပြန်နေခဲ့နွားတွေကတစ်ခါရှေ့ကြော်သွားလိုက် तू ကလုံးထွေးပြီးတော့တောင်းဆင်းပါဘူးဟိုးဆိုရင်ဆင်းကြပြီးနွားတွေကဘွမ်းဆိုရေထဲမှာစိတ်ပြီးတဲ့ခါကျရင်ရေတွေငုံတော့ဒီမြင်ကွင်းလေးပေါ့ကြပြလေးကျွန်တော်ရွတ်ကြည့်အောင်အဲ့မြင်ကွင်းလေးပဲလွယ်လွယ်လေး तू ကအဲ့ဒီနေကင်းကဒီမှာနွားကိုရေချတော့နေကင်းပေါ့ညတော့ညဆောင်ပြန်သိတော့မချဘူးလေနော်အဲ့ဒီနေကင်းကကျွန်တော်အလွတ်ဆိုတာဖြစ်တဲ့အတွက်အစာရင်တန်ဦးတွေရှိနေတယ်အဲ့ဒီနေကင်းကငါကနွားချီယာတွေပေါ်တက်နေနွားတွေကငါချီယာပေါ်တက်နေနဲ့ဖုံတစ်ထောင်းလုံးနဲ့မြစ်စိတ်ကိုဆင်းသွားလိုက်ကြတာ
first paragraph first stanza ပေါ့ကြပြဆိုတော့ stanza ပေါ့နော်စကားပြ paragraph ပေါ့ပြန်ရွတ်မယ်နွားတွေကရှိရရောက်နေတယ်မြေကြီးကပြုတ်နေတယ်နွားခွာရလေးတွေထင်သွားတယ်လူကအဲ့ဒီကိုတက်နေသွားတယ်လူကရှင်းတယ်ပြန်ကြော်သွားမယ်နောက်ကနွား5-6ဆိုင်ကောင်ကောင်းတဲ့ကြံခဲ့မယ်လူရှာနေနဲ့ထင်မယ်နွားတွေကသူ့ချော်ပြန်နေမယ်ဟာရှေ့တုံးတောင်းနေတယ်ဝိုးဝိုးနဲ့ဆင်းသွားကြတာနော်ဒီပိုက်ကအဲ့ဒီနေခင်းကငါကနွားချီယာခွက်တွေပေါ်ပြန်နေနွားတွေကငါချီယာကိုပြန်နေတဲ့ဖုံတစ်ထောင်းထောင်းနဲ့မျက်စိကိုစဉ်းစားလိုက်ကြတာဒုတိယပိုက်နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားကောင်းတယ်နော်အရသာရှိလိုက်တာနွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားအဲ့ဒီကြပြောတက်ကုန်းမှာရွတ်တော့တက်နေမှုတွေကလက်ကုတ်ထတီးနေတယ်ဟာဘာလို့ဆိုတော့ဆရာတို့ကလေးချစ်ဆရာလေးနော်ကောင်းပါလေဆရာတော့တရားမတွေးပါနဲ့ရေထဲကိုဆင်းတာနွားတွေကရင်ဆင်းသွားတာလားလူကရင်ဆင်းသွားတာဒါပြောတာရေထဲကိုလေဝုန်းဆင်းတာနော်ဒါပြောတာနွားတွေကဥဆောင်တာလားလူတွေကဥဆောင်တာလားနွားတွေကဝုန်းဝုန်းနဲ့ဆင်းသွားတော့တဲ့နွားကိုမောင်းတဲ့ဒုတ်တံလေးကိုမြေကြီးမှာထောက်ပြီးတော့ရက်ပြီးတော့ကြည့်နေခဲ့တယ်တောင်ကုန်းလေးမှာလူကမဆင်းသေးဘူးဝုန်းဆင်းသွားတာကိုဖုံနေထသွားတယ်ဟာမြင်ဖုံနေအမိုက်တွေပါနေနဲ့ကတ်လို့ပေါ့လူကလည်းအဖိုးရုပ်လေးဖြစ်သွားတာပေါ့နော်မြေခုံးခွေးမှာလေဖုံလေးနေမဲမဲဟိုပါဖုံအဖြူလေးနဲ့နှာခေါင်းဝေးလေးရောပါလေးဖြူဝေးလူတွေကညှိုးနေပြီးတော့ကြံခဲ့တာနှင်းနံကိုထောက်ပြီးလို့တုံလေးကိုထောက်ပြီးတော့နှင်းနံကိုထောက်ပြီးလို့တုံလေးထောက်ပြီးရက်ကြည့်တယ်ကံမဆောက်နှင်းနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကြံခဲ့တယ်နွားတွေဘောင်းချလိုက်ပြီးတော့နောက်ဆုတ်ကြံနေရတာနှင်းနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကြံခဲ့တယ်ကမ်းပေါ်ကသူ့ရုပ်ကိုမှောင်းရကလင်းလာတော့အိုမင်းမုံမြန်စားလိုက်တာဖုန်လေးဖွာဖုန်ချသွားနွားတွေဆိုရင်အဖုန်လေးပြန်ပြက်သွားတယ်လူလေးပြန်ပေါ်လာတာပေါ့နော်လူလေးတိုင်းပဲတဲ့ဖုန်လေးနဲ့သေးနေနဲ့နော်အိုစားလိုက်တာကောင်းလေးရနှင်းနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကြံခဲ့တယ်ကမ်းပေါ်ကသူ့ရုပ်ပုံမှောင်းရကလင်းလာတော့အိုမင်းမုံမြန်စားလိုက်တာနောက်ဆုံးအကြောင်းနောက်ဆုံးတော့သူလည်းပဲနွားတွေလို့ရေစင်းတောက်တာပါပဲကြပြားတာပါပဲဒီရေကိုနွားတောက်တယ်အနေတွေထနေတယ်ခုလိုပဲပုဂ္ဂိုလ်ရကလေးကျွေးနေတယ်ရေပေါ်မှာနွားကိုလုံးမှာပေးနေတဲ့ညက်ကလေးတွေကောက်ရုပ်ပြက်ကလေးတွေကလည်းရေမှာပေါ်လို့အနေလေးတွေထဒီရေဒီနွားတောက်မယ်ရေလူတောက်တဲ့ရေပေါ့ကိုအော်ဘီရဲ့ပြောတယ်ပဲရေတန်းဆိုပြီးကျွန်တော်တောက်နေကြတယ်ရေတန်းမဟုတ်ပြားဆိုတာကဘာမှာရေတန်းဆိုတာအဲ့ဒါမဟုတ်ဘူးဆိုတာပြောတာတကယ်ဟုတ်တယ်နော်ဒီရေကိုလူမတောက်ပါဘူးနွားတောက်မယ်ရေနောက်ဆုံးတော့လူကရေဆာလာတဲ့ခါကျတော့လေရေလေးအဖက်ကလေးတွေကိုယ်လေးကိုနောက်ဖက်ဒီနောက်ဖက်ကောက်ရောက်ကလေးတွေဖက်ရေအနေလေးနဲ့ပါဟိုဘေးနားရောက်လို့ပြီးမှလက်လေးနဲ့သူလွတ်လို့ပြီးမှသူကကျိုးတယ်ပြီးတော့တောက်ရတာဆိုလူသားရဲ့ဘဝပေါ့စိတ်ကန်းကြီးတစ်ခုမှာလူနဲ့တိရစ္ဆာန်ရောထွေးနေဘူးကျွန်တော်နိုင်ငံမှာလူနဲ့တိရစ္ဆာန်မကွဲပြားဘူးဗျာဗိဆရာတယောက်ကကိုတီမောင်တီယာကိုတချွေရဲ့တဲ့ကန်းနာဆက်ကြီးတဲ့ဆမ်းမှာဆိုင်ကြီးထမ်းပြီးတက်ကြတာဆိုင်ကြီးတဲ့တည့်ကြီးပူရစိတ်ကလေးတွေဆိုင်လေးချီပြီးတော့တက်နေတယ်မြင်နော်ရန်ကုန်ကန်းနာဘော်ယာကြီးရဲ့ဆောင်းကြီးတွေကုတ်ကတက်နေရတာဒီလိုကျွန်တော်တို့ရိုလာကြီးစက်နေနဲ့မောင်းပြီးတော့လိမ့်နေရမှာတိရစ္ဆာန်တွေထမ်းတဲ့လူကိုလူလေလို့နေရသေးတယ်ဒါပြောတာပါကမ္ဘာမှာလက်သမားတွေလက်ထွန်းတာဆက်နဲ့ထွန်းတာကျွန်တော်လူကကျွမ်းတဲ့အခုကြိုးကြီးနဲ့ရုံလို့ကြောက်ခက်တိုင်းပဲကြောက်ခက်ကလူတွေကရှုံထဲမှာသူဘုံဘုံနဲ့ထွန်းတာလူလက်ဆန်ရောထွေးတယ်ကိုပြီးစိတ်ကမစီးသလိုပဲပေါ့နိုင်ငံသားတယောက်ဟင်းသားလားလေတယ်ဩစတြေးလျနိုင်ငံကဩစတြေးလျနိုင်ငံသူဆာရာဒေါင်းကျွန်တော်မင်းကလိုက်ကြွေးတယ်စိုက်ကားကြီးနေဆာရာလို့ဩစတြေးလျမှာစိုက်ကားရှိသလားအဲ့တော့စကားတော့ကျွန်တော်လည်းတက်သူဆရာအင်္ဂလိပ်လိုမေးတတ်ပါတယ်ကျွန်တော်ကအင်းစာမတော့ပါဘူးဩစတြေးလျနိုင်ငံမှာစိုက်ကားရှိပါသလားတော့တပီးတို့ဇေယျဇေယျနဲ့မေးတော့ရသေးတယ်ဩစတြေးလျဟာလာမင်းတို့တက်တာပြောတာပါသူနားလဲပါလေဆရာအင်းစာမပြောပါဘူးဩစတြေးလျနိုင်ငံမှာစိုက်ကားရှိသလားဆိုနှာခေါင်းရှုပ်ဟင်းကနာမည်ကျော်ဒေဝကြီးမင်းကစားတယ်တိတ်ရိုင်းနေတိတ်ရက်ဆက်တယ်ကဘာဦးဆိုတော့ထားပါတော့ကဘာပြောင်းခဲ့ပြီလေကွန်ပျူတာတွေအိမ်ထဲမှာကြိုင်လိုက်ခဲ့ကြီးလူတယောက်ကိုလူတယောက်စီးအောင်လူတယောက်ကကျုံပြီးတော့နင်းနေပြီးတော့ဖြစ်တယ်ဘူးရွှေတရားကို့ဖေရွယ်ကြီးပေါ့ဒါပြောတာကျွန်တော်ကလူတွေကလူလိုမယုံတယ်လူလိုမရှာဖွေလူလိုမစားတော့ကြဘူးတီးမင်္ဂလာဈေးတောင်ကအပိုက်ပုံမှာတီးမင်္ဂလာဈေးကဘာတွေပြစ်ထားလဲဆိုတော့လိမ္မော်ဒီအပုတ်တွေတချမ်းပုတ်တွေတင်မော်ဒီပုတ်တွေစပစ်တီးကြောင်အပုတ်တွေပြစ်ထားတယ်ဒီဘက်ကကလေးလေးတွေကအဲ့အသေးနဲ့တွေကိုချင်းနဲ့ဆွဲနေရတယ်ဟိုဘက်ကချွတ်တရားတော့ဆွဲနေတယ်ကဲကျွန်တော်ရက်ကြည့်နေတယ်ဩရန်ကုန်ကကလေးလေးတွေအတင်းတော်လိုက်တာတလိษံနဲ့လူနဲ့လူဆောင်နေတာအပိုက်ပုံမှာဟိုဘက်ကကြွက်ကဆွဲဒီအသေးကိုလူကဒီဘက်ဆွဲတွေ့လားလက်နဲ့ဖယ်လိုက်သေးတယ်နော်မောင်မနှစ်ယောက်ကျွန်တော်လှမ်းကြည့်နေတယ်ဟင်းသရာဈေးတောင်ကပိုက်ပုံနဲ့ဒီတိုင်းပါပဲဟင်းသရာမှာကျွန်တော်ကိုယ်တိုင်ဈေးဝယ်ချက်တဲ့ခါကျတော့တခါချက်တင်းနှစ်ယောက်ထွက်တယ်တတိယဖြစ်ပြထားတယ်နော်တချမ်းပုတ်နေအောင်တော့ဝမ်းတာနေတာအကူကဒါကိုဖယ်သေးတယ်နော်အကူကထပ်မပေါ့ဟာဘူတိုင်ဝက်ကလေးတွေပေါ့ဒါဖယ်ပြသေးတယ်နော်စနေကောင်းတယ်တင်းမလေးခွန်လိုက်ကျွန်တော်ဈေးချင်းနဲ့ကြည့်နေတာ
ဒီကွာငါသားတော့ရန်ကုန်မှာရေခဲတရာတွေရတယ်ဖွင့်စားနေဒီကလေးလေးရောဒုက္ခကျွန်တော်အသက်နာတာတော့ကျွန်တော်အထင်မသေးဘူးဘာဖြစ်ကျွန်တော်မကြိုက်ဘူးဒီမြင်ဝင်တွေကိုကျွန်တော်လည်းမတတ်နိုင်ဘူးဒီကိစ္စကြီးဟာလူနဲ့ကဲ့တယ်လူတွေခွာလို့အတီးကိုငါးဆေးမှာငါးပုတ်တွေပြစ်ထားတယ်ငါတော့ပုတ်တွေမိမတွေကတွေ့လားဝေကုန်အိတ်တွေနဲ့ငါတော့ကိုကျင်းနေဆွဲနေတယ်ခွေးရလည်းကတော့ဆွဲနေတွေ့လားငါ့ကိုလူနဲ့ခွေးနဲ့လူနာဟဲ့ခွေးဟဲ့မောင်လူနဲ့တိရစ္ဆာန်နဲ့လူစားနေတာကိုကလေကျွန်တော်ဒါကိုပြောပြနေတာလူတွေကလူမနေကြရလူလိုမအိတ်ကြရလူလိုမစားကြရလူလိုမနားကြရလူလိုမတောက်ကြရမျက်စိကပြားထားကိုရေးတာလေနွားကြောင်းသားတယောက်ကနွားတွေရေထဲမောင်းချစိမ့်နေတာနောက်ဆုံးတော့လေစားလာတော့လေနွားတောက်တဲ့ရေကို तू ကဖယ်တောက်ရတာစိတ်မောစရာလေမျက်စိကိုအောင်ဝင်ကြဗျာတိတ်ရတာရှိတာပဲဟာတုံလေးထောက်ပြီးရက်မြင်ဝင်လေးနဲ့စစ်စရာလေးမြင်ဝင်လေးနော်ဒီကဗျာဆရာတွေကနိုင်ငံကိုစဉ်းစားရှိလို့ရေးနေတာ तू ကစဉ်းစားရှိလို့ရေးတာပြပြုပြင်နေတဲ့ရေးတာလေနောက်အဲ့ဒီနေခင်းကဖုံတစ်ထောင်းထောင်းနဲ့ငါကနွားချီရခွက်တွေကိုနင်းနွားတွေကငါချီရကိုနင်းနဲ့မျက်စိကိုဆင်းသွားလိုက်ကြတာနွားတွေကဥဆောင်တာလားလူတွေကဥဆောင်တာလားနှင်းနှံကိုထောက်မိလို့နောက်ရွတ်ပြီးကြံခဲ့တဲ့ကမ်းပါဘောကသူ့ရုပ်ပုံမှောင်းရကလင်းလာတော့အိုမင်းပုံမြင်စားလိုက်တာနောက်ဆုံးတော့သူလေနွားတွေလိုရေစက်တော့တာပါပဲကျွန်တော်နိုင်ငံသားများရေစရာမောစရာတွေပေါ်ထားတဲ့လောကထဲမှာရေစရာတွေကြည့်ပြီးတဲ့အခါမောစရာတွေဆက်စဉ်းစားလို့ကိုဘဝကိုနိုင်ငံကိုပြည့်ပြည့်နေကြပါစေကိုဝိတ္တရာတွေကမြစ်စိတ်ကကမ်းမလူတွေလိုကျွန်တော်တို့ပြည်သူပြည်သားအားလို့ကနောင်သူကနောင်သားတွေရောစင်ကာပူလို့မလေးလို့ဂျပန်တို့ကိုရီးယားတို့ကလူတွေလိုလူတန်းစစ်စစ်ကျွန်တော်တို့နေစေချင်တယ်မြစ်စိတ်ကတွေကလို့လူနဲ့နွားနဲ့ရေတူတူတော့တဲ့ဘဝမျိုးနေပြီးတော့အများဆုံးကင်းလွတ်ကြပါစေလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်နော်ကျွန်တော်